ပြစ်မှုကြီးသားတစ်ခုကိုကျူးလွန်ထားတဲ့ဂါဘီမာရုဆိုတဲ့လူငယ်လေးတစ်ယောက်ကိုရွာရဲ့အကြီးအကဲတွေလိုထင်ရတဲ့လူတွေကခေါင်းဖြတ်တက်ပစ်ဖို့အတွက်လုံနေကြပါတယ်။အာနာဘကွက်သားကလက်ထဲကဓာတ်နဲ့ဂါဘီမာရုရဲ့လဲဘင်းကိုအားနဲ့ခုတ်ပိုင်းပစ်ခဲလိုက်ပေမဲ့ထူးဆန်းသွားနေပြီလဲဘင်းကပြတ်မသွားပဲခုတ်လိုက်တဲ့ဓာတ်ကသာထပ်ပိုင်းကျိုးပြီးတော့အဝေးကိုပြန်ကန်လွင့်ထွက်သွားပါတယ်။ဒီဖြစ်ပျက်ကြောင့်အရှိမကြီးနေကြတဲ့ရွာလူကြီးတွေလည်းမျက်လုံးမျက်စံပြူးသွားကြပြီးတော့ဘလို့နီလန်းကများသူ့ကိုတေးစီမှလဲဆိုပြီးအောက်ကဂါဘီမာရုကလည်းသူ့ကိုသူမေးခွန်းနေပြန်ထုံနေပါတယ်။အမှန်တော့ဂါဘီမာရုဟာလူပေါင်းများစွာရဲ့အသက်တွေကိုလိုက်လံနှုတ်ယူတဲ့ကျေးစားရှင်နိုဘီတယောက်ဖြစ်ပြီးဘလို့ပြစ်မှုမျိုးကိုကျူးလွန်လို့ဖမ်းခံထားရတယ်လဲဆိုတာစာကီရီလို့ခေါ်တဲ့အမှုစစ်မိန်းကလေးတယောက်ကလည်းထပ်ပြီးတော့မေးမြန်းစစ်ဆေးနေပါတယ်။အခြားသူတွေနဲ့မတူပဲစိတ်ခံစားချက်လုံးဝမဲနေတဲ့ရှင်နိုဘီလူသက်တဲ့နေရာမှာအရန်ကျန်းတဲ့လို့နာမည်ကြီးတဲ့ဂါဘီမာရုရဲ့နောက်ကျောင်းကိုလည်းစာကီရီကရသလောက်မှတ်တမ်းတင်နေပြီးဇက်တိုက်မေကုန်းနေမေးရင်ကနေကိုခန့်ပညာတဲ့မကနင်ကျူးစုပါတက်မြောက်ထားတဲ့ဆိုတာကိုသိလိုက်ရပါတယ်။ခေါင်းဖြတ်တက်လို့မသေးတဲ့ဂါဘီမာရုကိုနောက်ရက်မှာတော့အကြီးအကဲတွေကမိရှို့တက်ဖို့အတွက်အမိန့်ထပ်ချခဲ့ပြီးအီဝါကာကူတဲ့ရွာသားတွေကလည်းဂါဘီမာရုကိုတိုက်တဲ့တိုင်းမှာကျိုးနဲ့အသေးတုံးရင်ကောက်ရိုးတွေနဲ့မိပုံရှို့ဖို့လုပ်ခဲ့ကြပါတယ်။ဒီနီလန်းကတာမန်လူတယောက်တော့ဆိုရင်တော့အရန်ကိုရက်ဆက်ရကြတဲ့အပြစ်ပေးနည်းတစ်ခုဖြစ်ပေမဲ့နင်ကျူးစုတက်မြောက်ထားတဲ့ဂါဘီမာရုအတွက်တော့ဒီမီတောက်တွေကမိုင်နာလေးဖြစ်နေပြီးတော့အဝိပလာနဲ့ပြင်ကိုပြန်ထွက်လာတဲ့ဂါဘီမာရုရဲ့ပုံစံကြောင့်မို့လို့အကြီးအကဲတွေလည်းထပ်ပြီးပါစအဟောင်းသားဖြစ်သွားကြပါတယ်။အမှုစစ်မိန်းကလေးစာကီရီကသူမရဲ့တာဝန်တိုင်းဂါဘီမာရုကိုမေကိုနေဆက်မေးနေခဲ့ပြီးဘာကြောင့်ကျေးသားရှိနိုဘီတယောက်ဖြစ်လာခဲ့လဲဆိုတာနဲ့မိဘတွေကရောအခုဘယ်မှာလဲလို့ထပ်မေးခဲ့ပါတယ်။မိဘတွေဟာသူငယ်ငယ်လေးကလေးကရွာရဲ့အကြီးအကဲတူဖြစ်တဲ့အိုဆာဆိုတဲ့လူရဲ့တပ်တာကိုခံရပြီးတေဆုံးသွားတယ်ဆိုတဲ့အကြောင်းဂါဘီမာရုကပြောပြလာပြီးတော့သူကိုယ်တိုင်ကလည်းအိုဆာရဲ့လက်အောက်မှာနေထိုင်ကြီးပြင်းခဲ့ပြီးတော့ခိုင်းသမျှတိုင်းကိုလှုပ်ပေးရတဲ့လက်သက်မွေရှိနိုဘီတယောက်ဖြစ်လာခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။အကြီးကဲတူရဲ့လက်အောက်မှာလှုပ်တဲ့လူတယောက်ကဘလို့လှုပ်ပြီးတေမင်းကြလဲဆိုတာစာကီရီကနားမလည်နိုင်ဖြစ်နေပြီးတော့အီဝါကာကူတဲ့ရွာရဲ့အပြစ်မဲ့ကိုထွက်သွားဖို့တကြိမ်ကြိုးစားမှုတဲ့သူ့ရဲ့ဖြစ်ပျက်ကြောင်းကိုလည်းဂါဘီမာရုကထပ်ပြောပြလာပါတယ်။ဘာကြောင့်ဒီရွာကနေထွက်သွားဖို့လုပ်ခဲ့တာလဲလို့စာကီရီကမေးနေတော့နောက်တနေ့မနက်ကိုလည်းရောက်သွားခဲ့ပြီးမိချို့တက်လို့မရတဲ့ဂါဘီမာရုကိုအခြားနည်းလမ်းတစ်ခုနဲ့တပ်ပစ်ဖို့အတွက်အကြီးကဲတွေကလည်းထပ်ပြီးတော့စီစဉ်လာကြပါတယ်။တမာပြီးထွားချိုင်းတဲ့ကျွဲရိုက်နှကောင်ရဲ့အားနဲ့ဂါဘီမာရုရဲ့ခန္ဓာကိုယ်ကိုနှစ်ချမ်းပြတ်သွားအောင်ဆွဲဖြဲဖို့အတွက်လည်းပြင်ဆင်နေကြပြီးတော့ဘလောက်ပဲအားတန်မာတယ်ပြောကျွဲနှကောင်ရဲ့ဆွဲအားကိုလုံးဝခံနိုင်ရရှိမှာမဟုတ်ဘူးလို့အကြီးကဲတွေကထင်ထားပေမဲ့တကယ်တမ်းအပြစ်ပေးတဲ့အချိန်မှာတော့ဂါဘီမာရုရဲ့တုံ့ပြန်မှုကြောင့်အားကောင်းပါတယ်ဆိုတဲ့ကျွဲနှကောင်လည်းတုံ့ကနေပြစ်လဲကျသွားပါတယ်။ဂါဘီမာရုဟာလောကကြီးကိုစိတ်ကုံလို့အသေးခံမှုဆုံးဖြတ်ထားတဲ့သူဖြစ်ပေမဲ့ကျွဲတွေရဲ့ဆွဲအားကိုတောင်းခံလိုက်တဲ့မြင်ကွင်းကြောင့်ဘေးနားကစာကီတီကတောင်ကြောင်သွားပြီးတော့အသက်ရှင်နေစိတ်မရှိတဲ့သူကဘာဖြစ်လို့ခုခံလိုက်တာလဲဆိုပြီးမေးမြန်းခဲ့ပါတယ်။ဒီမေကွန်းကဂါဘီမာရုကိုတတိတစ်ချက်ပြန်ကတ်သွားစေပြီးရွာကနေထွက်သွားဖို့ကြိုးစားခဲ့တဲ့စကားကိုလည်းအစားပြန်ဖော်ခဲ့လိုက်ပြီးတော့ဂါဘီမာရုတွေနဲ့ဘာကြောင့်ထွက်သွားခြင်းလဲဆိုတဲ့မေကွန်းကိုထပ်မေးခဲ့ပါတယ်။တတိယနီလန်းနဲ့တောင်မှအလုံးမဖြစ်တာကြောင့်မို့လို့အကြီးကဲကိုယ်တိုင်ကလည်းဒေါသအရန်ထွက်သွားပြီးတော့အခြားနီလန်းတစ်ခုကိုအမြန်ရှာပြီးတပ်ပစ်ဖို့ပြောလာပေမဲ့စစ်ဆေးမင်းမြန်းနေတဲ့ဖြစ်တဲ့စာကီရီကဂျာကနေဝင်မနှောက်ယှက်ဖို့အတွက်အကြီးကဲကိုပြန်ပြောခဲ့လိုက်ပါတယ်။ဒီရွာကနေထွက်သွားခြင်းနဲ့အဓိကအကြောင်းရင်းကိုလည်းဂါဘီမာရုကထုတ်ပြောလာခဲ့ပြီးတော့လူတက်ရမှာအရန်ထူးချွန်တဲ့သူ့ရဲ့အရေးချင်းကြောင့်အကြီးကဲဖြစ်သူအိုဆာကိုယ်တိုင်ကသူ့ရဲ့တမီယူရီနဲ့လက်ဆက်ပေးခဲ့ပါတယ်။ခံစားချက်မရှိတဲ့ဂါဘီမာရုအတွက်တော့ယူရီဟာတာမန်မိန်းကလေးတယောက်ထပ်မပို့တဲ့နှုံတုံအာတတဇနီးတယောက်ဖြစ်ခဲ့ပြီးဟိုဟာမလုံးရဘူးဒီဟာမလုံးရဘူးဆိုပြီးတော့အမြဲတမ်းနဘူးနစားလောက်တာကြောင့်လောကကြီးကိုပို့ပြီးတော့စိတ်ကုန်လာတာဖြစ်ပါတယ်။ဒီလိုနဲ့တရက်မှာတော့အိုဆာကရွာပြင်ဘက်မှာလုံးရမယ်တာဝန်တစ်ခုကိုပေးလာပြီးဂါဘီမာရုကိုယ်တိုင်ကလည်းပုံမှန်တိုင်းသွားဖို့ဟန်ပြင်ခဲ့လိုက်ပေမဲ့အဲ့ဒါကထောင်ချောင်းတစ်ခုဖြစ်နေကရွာပြင်ကိုခိုးထွက်ဖို့ကြံနေတဲ့တစ်စပေါက်ဆိုပြီးတော့လည်းဖမ်းဆီးခံလိုက်ရပါတယ်။ထွက်ပြေးရင်လွတ်မြောက်နိုင်တယ်ဆိုပေမဲ့သူကိုယ်တိုင်ကလောကကြီးကိုစိတ်ကုန်နေပြီဖြစ်တာကြောင့်အခုလိုမျိုးတေကန်ဖို့ရွေးချယ်လိုက်တာဖြစ်တယ်လို့ဂါဘီမာရုကရှင်းပြလာပြီးဒီเจ้าရာတွေကိုစာကီရီကလည်းအကုန်မှတ်သားနေပေမဲ့တခုခုဖုံးကွယ်ထားမှမုံမမှန်တဲ့အရာတခုရှိနေမှန်းကိုလည်းတတိထားမိလိုက်ပါတယ်။အဲ့ဒါကြောင့်နောက်တနေ့မနက်ထပ်မရောက်ခင်မှာပဲအဖြစ်မှန်ကိုဖော်ထုတ်ဖို့အတွက်စာကီရီကဆုံးဖြတ်လိုက်ပြီးတော့ရွာသားတွေတားနေတဲ့ကြားကနေအချုပ်ခန်းစီကိုထပ်သွားကဘာကြောင့်ခုခံနေတာလဲဆိုတာသိအောင်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဂါဘီမာရုဟာသူမထင်ထားတဲ့အများကြီးရက်ဆက်တဲ့ရှင်နိုဘီတယောက်ဖြစ်တဲ့ကြောင့်အဆောင်ကလည်းပြောပြပေးလာပြီးလူသက်တဲ့နေရာမှာအရန်သွေးအေးပြီးတော့ဘာခံစားချက်မှမရှိလို့နှလုံးသားမဲတဲ့လူစိတ်ပလာတဲ့လူဆိုပြီးတော့တောင်ရွာသားတွေကတတ်မှတ်ထားကြတာဖြစ်ပါတယ်။အချုပ်ခန်းထဲကဂါဘီမာရုကိုယ်တိုင်ကလည်းနေကင်းတုန်းကစာကီရီရဲ့ပြောစကားကြောင့်သူ့ကိုယ်သူပြန်သုံးသပ်နေခဲ့ပြီးတော့တကယ်တမ်းသူကမသိနိုင်တာမဟုတ်ပဲအသက်ခံရတော့မဲ့စက္ကန့်ပိုင်းအလိုလောက်မှာသူ့ရဲ့ခန္ဓာကိုယ်နဲ့မသိစိတ်ကအသေးတန်ခုခံနေခဲ့တာဖြစ်ပါတယ်။တွေ့တာစရာတန်ရောစင်မရှိတဲ့သူ့လိုလူတယောက်ကဘာကိုကြောက်ပြီးတေမာတွန်းဆုပ်နေတာလဲလို့သူ့ကိုယ်သူပြန်မေးနေပြီးတော့အဲ့ဒီအချိန်မှာပဲရွာသားတွေကရောက်လာပြီးဂါဘီမာရုကိုလည်းစာကီရီရှိနေတဲ့အခြားခန်းစီကိုခေါ်ဆောင်သွားကြပါတယ်။ဒီတစ်ခေါက်ပြစ်ပေးနီးကသူ့ကိုယ်တောင်အံ့ဩသွားစေလိမ့်မယ်လို့အကြီးကဲကပြောပြနေပြီးအခန်းထဲကိုရောက်သွားချိန်မှာတော့အာနာဘကွက်သားတယောက်လိုထိုင်နေတဲ့စာကီရီကိုလည်းဂါဘီမာရုတယောက်မြင်လိုက်ရပါတယ်။အမှန်တော့စာကီရီကမှတ်တမ်းကောက်ယူတဲ့အမှုစစ်တတ်မဟုတ်ပဲအဲတိုမျိုးတော်ကနေရောက်လာတဲ့ယာမာတာအာဆဲမိုကလန်ကနာမည်ကြီးတဲ့အာနာဘကွက်သားတယောက်ဖြစ်နေခဲ့ပါတယ်။ယာမာတာမီသားစုမှာမွေးဖွားလာတဲ့သူတိုင်းကကျွမ်းကျင်သားသမားတွေဖြစ်ကြပြီးအပြစ်သားတွေကိုကွက်မြက်ပေးတဲ့အလုပ်ကိုမျိုးရိုးစင်ဆက်လုပ်လာကြတဲ့သူတွေဖြစ်ကစာကီရီကိုယ်တိုင်ကလည်းအာဆဲမိုကလန်ရဲ့တဦးတည်းသောမိန်းကလေးအာနာဘကွက်သားဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့သူမကိုယ်တိုင်ကွက်မြက်မှာဖြစ်တဲ့ကြောင့်စာကီရီကအတိပေးလာပြီးပုံမှန်ထပ်ပို့ပြီးထူးခြားနေတဲ့သူမရဲ့မျက်လုံးတွေကြောင့်တည်ငြိမ်ပါတယ်ဆိုတဲ့ဂါဘီမာရုတယောက်လည်းလှမ်းသွားခဲ့ပါတယ်။တကယ်တရားတော့မယ်ဆိုတဲ့အတွေ့ကသူကောင်းတဲ့ကိုချက်ချင်းဝင်လာခဲ့ပြီးသူတော်မတိလိုက်ချိန်မှာပဲလက်ထိတ်တွေကိုအလိုလိုဖျက်ဆီးမိသွားကအချုပ်ခန်းထဲကနေလည်းထွက်ပြေးဖို့အတွက်ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့မြန်ဆန်လွန်လာတဲ့စာကီရီရဲ့ဓာတ်ချက်တွေကဂါဘီမာရုရဲ့ခေါင်းမောက်ကိုလှည့်တစ်ပြက်တွင်းမှာပဲရောက်ချလာခဲ့ပြီးချက်ချင်းပဲမြန်ဆန်ဒိတ်ချောင်လိုက်တာကြောင့်မို့လို့တပ်ဘေးကနေလည်းကတ်တီးလေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင်ဂါဘီမာရုတယောက်အသက်ရှင်နေစိတ်ရှိနေစီတယ်ဆိုတာကိုစာကီရီကအတည်ပြုလိုက်နိုင်ခဲ့ပြီးတေချင်းတရားကိုတွန်းဆုံနေတဲ့သူ့ရဲ့ပုံစံကိုကြည့်ရင်သူကိုယ်တိုင်တော့မသိသေးတဲ့လှုပ်ဝက်ချက်တစ်ခုသူ့မှာရှိနေလို့ပဲလို့ဂါဘီမာရုကိုပြောပြခဲ့ပါတယ်။ဒီလိုပြင်းပြတဲ့စိတ်ဆန္ဒတွေကတစုံတစ်ယောက်ကိုချစ်မိတာဖြစ်တန်ရောင်းစီရှိတဲ့အခါမျိုးမှာပေါ်လာတတ်တယ်လို့ထပ်မံရှင်းပြခဲ့လိုက်ပြီးစာကီရီရဲ့ပြောစကားကိုကြားလိုက်ရတဲ့အချိန်မှာဂါဘီမာရုတယောက်လည်းလုံးဝလန့်သွားခဲ့ပြီးတော့တန်မာချင်းအောင်ဆောင်ထားတဲ့သူ့ရဲ့တေးုံမှန်ကလည်းဘူးပေါ်တယ်လို့ပေါ်သွားခဲ့ပါတယ်။အမှန်တော့ဂါဘီမာရုဟာဇနီးတဲ့ပေါ်ခံစားချက်မရှိဘူးလို့ကိုထင်နေခဲ့တာဖြစ်ပြီးတေချာပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ယူရီဟာသူ့အတွက်ပျော်ရွှင်မှုတွေနှွေးထွေးမှုတွေကိုယူဆောင်ပေးလာနိုင်တဲ့တဦးတည်းသောလူတစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်။ဒါကိုတတိထားမိသွားတဲ့ဂါဘီမာရုလည်းသူ့ရဲ့ခန္ဓာကိုယ်ဟာဘာကြောင့်ခုခံနေခဲ့တာလဲဆိုတာကိုနားလည်သဘောပေါက်သွားပြီးတော့ဒီခန်းထဲမှာရှိတဲ့လူတွေအားလုံးကိုတက်ပြီးယူရီစီကိုပြန်မှုအတွက်လည်းစပြီးတော့ကြိုးစားခဲ့ပါတယ်။အဖေဖြစ်သူရဲ့ရိုက်နှက်မှုကြောင့်မျက်နှာမှာအမာရွေကြီးရှိနေတဲ့သူမကိုဘယ်ယောက်ျားကမှလက်မခံကြဘူးဆိုပေမဲ့ဂါဘီမာရုကတော့သူမရဲ့အမာရွေကိုအားနည်းချက်တစ်ခုလိုမဆက်ဆက်ပဲအရှိကိုအရှိတိုင်းလက်ခံပေးခဲ့ပါတယ်။မိမတွေကိုကလေးမွေးဆက်တာဆက်ဆက်နဲ့ဒီရွာကနေတနေ့ကျရင်ထွက်သွားခြင်းတဲ့အကြောင်းယူဒီကပြောပြပူပြီးမတိစိတ်ထဲကနေချင်းမိနေတဲ့ဂါဘီမာရုကိုယ်တိုင်ကလည်းတာမန်မိသားစုဘဝမှာနေထိုင်မှုရွာကနေထွက်လန်းရှာဖို့ကြိုးစားခဲ့ပါတယ်။ဒါကိုတည်သွားတဲ့ယူရီရဲ့အဖေအိုစာကသူ့ကိုပုံကန်တယ်လို့ထင်ပြီးအခုလိုမျိုးတိမ်မင်းကြအောင်တမင်ကြောက်တုံးခဲ့တာဖြစ်ပြီးတော့အပြစ်မှန်တွေကိုထုတ်ပြောလာတဲ့ဂါဘီမာရုရဲ့စကားတွေကြောင့်မို့လို့ကွက်မြက်မဲ့သူမရဲ့အစီအစဉ်ကိုလည်းစာကီတီကရုပ်သိမ်းခဲ့လိုက်ပါတယ်။တင်မင်းကြပြီးသားအပြစ်သားတွေကိုအခွင့်အရေးပေးတဲ့ထုတ်ပြန်ကြေညာချက်တစ်ခုကိုလည်းစာကီတီကထုတ်ပြလာခဲ့ပြီးတော့ရှင်ဆဲကျူလို့ခေါ်တဲ့ကျွန်းပေါ်ကမတိသေးကိုသာရှာဖွေပေးနိုင်မယ်ဆိုရင်သူခုခံနေရတဲ့တင်မင်းကနေလေတရားဝင်ကင်းလွတ်ခွင့်ရမယ်အကြောင်းရှင်းပြခဲ့လိုက်ပါတယ်။နေ့စဉ်နေ့တိုင်းတင်မင်း၆ခံထားရတဲ့အပြစ်သားတွေကိုဩဇာအာဏာရှိတဲ့ရှုကန်တွေကမတိသေးရှာဖို့အတွက်ပင်လယ်ထဲကိုရွှဲလင့်ပေးခဲ့ပြီးတော့ဗဆက်ပြောရသွင်းတာရှိတဲ့ရှင်ဆဲကျူကျွန်းကိုလည်းနောက်ဆုံးမှာတော့အပြစ်သားတွေကရှာတွေ့ခဲ့ကြပါတယ်။ကျွန်းရဲ့အလားပါဟာကောင်းကင်ဘော်ကနတ်ဖျားတွေနေထိုင်တဲ့တူကပုံလုံးတောင်ထင်မှာရလောက်ပြီးလူသားတွေအတွက်ထာဝရအသက်ရှင်နိုင်မဲ့မတိသေးကိုလည်းကျွန်းရဲ့အနှံ့ကိုပတ်ပြီးတော့ရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့ထူးဆန်းစွာနဲ့ကျွန်းမောက်ကိုရွှဲလင့်သွားတဲ့သူတိုင်းကတယောက်မှပြန်မလာနိုင်ကြပဲအဲ့ဒီမှာတင်တည်ဆုံသွားကြပြီးတော့ကံကောင်းပြီးပြန်ရောက်လာတဲ့သူတွေရှိပေမဲ့လည်းသက်ဆိုးမရှိပဲထူးဆန်းတဲ့ယောဂတွေကြောင့်တည်သွားကြပါတယ်။ဒီကြောင့်ရတွေအားလုံးကိုစာကီတီကဂါဘီမာရုကိုအကုန်လုံးပြန်ပြောပြနေပြီးထူးဆန်းတဲ့ကျွန်းကိုသွားမလားဒီမှာတဲ့အသေးခံမလားဆိုပြီးတော့လေဂါဘီမာရုကိုရွေးချယ်ခိုင်းခဲ့ပါတယ်။ဒီခွင့်ရေးကအသက်ရှင်ခြင်းစိတ်ပြင်းထန်တဲ့အပြစ်သားတွေကိုသာပေးတဲ့ကြောင့်စာကီတီကလည်းထပ်မံပြောပြခဲ့ပြီးတော့အနောက်မှာရှိတဲ့အကြီးအကဲနဲ့ရွာသားတွေကလည်းဂါဘီမာရုကိုအခုလိုအခွင့်ရေးပေးတာနဲ့ပတ်သက်ပြီးမကျေနပ်တဲ့အကြောင်းပြောပြလာကြပါတယ်။ခံစားချက်စစ်မှန်ကိုသိပြီးဇနီးဖြစ်သူနဲ့ပြန်တွေ့ချင်နေတဲ့ဂါဘီမာရုတယောက်လည်းစာကီတီပေးတဲ့ခွင့်ရေးကိုလက်ခံခဲ့လိုက်ပြီးတော့အနောက်ကနေတာဆူနေတဲ့ရွာသားတွေကိုလည်းမီးတောက်နေကျူစုနဲ့ပြန်ပြီးတော့အမောက်သိပ်ပေးခဲ့လိုက်ပါတယ်။ရွာကောင်းဆောင်ဖြစ်တဲ့အကြီးအကဲကိုစာကီတီကဓာတ်နဲ့ထောက်ရင်းနဲ့ထပ်မံချင်းချောက်ခဲ့လိုက်ပြီးတော့တင်မင်းကြပြစ်သားဖြစ်တဲ့ဂါဘီမာရုကိုလည်းသူမရဲ့မွေးရမြေအေဒိုမျိုးတော်ကြီးစီကိုခေါ်ဆောင်သွားခဲ့ရင်းနဲ့ပဲအပိုင်းတစ်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။လွန်ခဲ့တဲ့10နှစ်လောက်တုန်းကအာဆာအဲမွန်ကလန်မှာပြစ်သားတွေကိုကွက်မြတ်တာအရန်တော်ပါတယ်ဆိုတဲ့ကီချီချီဆိုတဲ့အာနာဘကွက်သားတယောက်ရှိခဲ့ပါတယ်။သူ့ရဲ့ဓာတ်ချက်တွေကမြန်ဆန်လုံးတာကြောင့်မို့လို့အသက်ခံရတဲ့အပြစ်သားတွေကိုယ်တိုင်တောင်မှခေါင်းပြတ်သွားတာကိုသတိမထားမိတဲ့အထိဖြစ်ခဲ့ကြပြီးနာကျင်မှုတံကိုလုံးဝမခံစားရသေးပဲလူတယောက်ကိုစီဝင်ချုပ်ပေးနိုင်တာဆိုလို့အဲ့ဒီခေတ်တုန်းကကီချီချီတယောက်သာရှိခဲ့ပါတယ်။အမှန်တော့ကီချီချီဆိုတဲ့အာနာဘကွက်သားကစာကီတီရဲ့အဖေဖြစ်နေခဲ့ပြီးတိကျမြန်ဆန်လုံးတဲ့အဖေဖြစ်သူရဲ့ဓာတ်ချက်တွေကိုတွေးမြင်ပြီးနောက်ပိုင်းမှာသူမကိုယ်တိုင်ကလည်းအဲ့ဒီလိုထူးချွန်တဲ့အာနာဘကွက်သားတယောက်ဖြစ်လာစေရမယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။နေ့စဉ်ရက်ဆက်အပြစ်သားတွေကိုတုတ်တင်ရင်အဖေဖြစ်သူရဲ့ခြေရာကိုအတိအကျလိုက်နေမှုအတွက်စာကီတီကစူးစမ်းခဲ့ပေမယ့်စိုးရိမ်စိတ်တဲ့ကြောက်စိတ်တွေကသူမကိုအမြဲတမ်းလိုက်ပြီးတော့ခြောက်လန့်နေကမင်းကလေးတယောက်ဖြစ်နေတဲ့ဆိုတဲ့ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကလည်းသူမအတွက်အဟံတားတစ်ခုလိုဖြစ်ခဲ့ပါတယ်။အပြစ်သားတယောက်ကိုကွက်မြတ်တဲ့နေရာမှာကြောက်စိတ်ရှိနေရင်တေဆုံးသူကနာကျင်ရတယ်ဆိုတဲ့ဆိုရိုစကားကိုလည်းအာဆဲမွန်ကလန်ကအဖွဲသားတယောက်လည်းဖြစ်စီနီယာတယောက်လည်းဖြစ်တဲ့အဲဆန်ကပြောပြလာပြီးတော့အဖေဖြစ်သူရဲ့ချီးကျူးတာကိုခံရဖို့အသေးတန်ကြိုးစားနေမယ်စာအိမ်တော်ရှင်မပဲလုံးတင်နေဆိုပြီးတော့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့စာကီတီကတော့သူမရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမပြစ်မဲ့အတော်ဆုံးအာနာဘကွက်သားတယောက်ဖြစ်လာဖို့အတွက်အပြည့်အဝအာရုံစိုက်ထားပြီးတော့စိုးရိမ်စိတ်နဲ့ကြောက်စိတ်တွေလုံးဝမရှိပဲအပြစ်သားတွေကိုကွက်မြတ်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကိုလည်းအမြဲတမ်းလိုက်ရှာခဲ့ပါတယ်။လက်ရှိချိန်ကာလမှာတော့စာကီတီကအီဝါကာဂူရေယာရဲ့အကျန်းဆုံးမှာဆိုတဲ့ဂါဘီမာရုနဲ့တူမင်းနေပြည်တော်ကိုရောက်လာခဲ့ပြီးတော့ဂါဘီမာရုလိုပဲတင်မင်းကြထားတဲ့အပြစ်သားအယောက်30လောက်ကလည်းပင်လယ်ကမ်းစပ်တနေရာမှာအကုန်စုဝေးရောက်ရှိနေကြပါတယ်။ဒီအပြစ်သားတွေထဲမှာအရန်ကိုရက်ဆက်ပြီးကြမ်းတမ်းတဲ့လူသက်ကောင်တွေဒုစရိုက်သမားတွေရှိတယ်လို့ဘာမဟုတ်တဲ့အမှုကိစ္စသေးသေးလေးတွေနဲ့တင်မင်းချခံထားရတဲ့တခုချပိုးတွေလည်းအများကြီးရှိလို့နေပါတယ်။လက်ရှိနေရာမှာစုဝေးနေတဲ့ပြစ်သားတွေအားလုံးကမသေးသေးရှာပုံတော့ဖွင့်ရမှာဖြစ်တဲ့အကြောင်းတာဝန်ရှိတာတယောက်ကပြောပြလာပြီးတော့ဗဆက်ပြောရသွင်းနေတဲ့သာကြားဘူးတဲ့မသေးသေးအသီးကိုတွားချရမယ်ဆိုတဲ့စကားကြောင့်ပြစ်သားတွေကလည်းကြောင်သွားကြပါတယ်။တက်စရာရှိတာကိုမတက်ပဲရှုပ်ရှုပ်ရှက်ရှက်တွေလှုပ်ခိုင်းနေတဲ့မင်းမှုတန်းတွေကြောင့်မို့လို့ပြစ်သားတွေကလည်းစုပူအောင်ကြွလာကြပြီးတော့ကျွန်းပေါ်ကမသေးသေးကိုသာရအောင်ယူလာနိုင်ခဲ့မယ်ဆိုရင်သူတို့ပေါ်ကြားရောက်နေတဲ့တင်မင်းကိုချက်ချင်းပယ်ဖြတ်ပေးမှဖြစ်တယ်လို့တပ်သားကလည်းအမြန်ရှင်းပြလိုက်ပါတယ်။တင်မင်းကနေကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့စကားကြောင့်စုပူနေတဲ့ပြစ်သားတွေလည်းပြန်ငြိမ်ချသွားပြီးတော့တချို့တွေကလည်းဒီစကားကိုမယုံတဝက်ယုံတဝက်ဖြစ်နေကအဲ့ဒီကြုံတကယ်ရှိတယ်ဆိုတာဘယ်လိုမျိုးတက်တည်ပြမှာလဲဆိုပြီးတော့အမှုတန်းတွေကိုမေးခွန်းပြန်ထုတ်ခဲ့ကြပါတယ်။မကြသေးခင်ကမှကျွန်းပေါ်ကနေအသက်ရှင်လျက်ပြန်ရောက်လာတဲ့ရှာရှာပပအမှုတန်းတယောက်ကိုလည်းအားလုံးကိုမြင်အောင်ပြပေးခဲ့လိုက်ပြီးတော့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့အပင်တွေပေါက်နေတဲ့အဲ့ဒီလူရဲ့ပုံစံကိုမြင်လိုက်ရချိန်မှာတော့ပြစ်သားတွေအားလုံးကလည်းလန့်ဖြန့်သွားပါတယ်။
ရှင်ဆဲကိုကျွန်းဟာအမှန်တကယ်ရှိမှန်ဒီလူကိုကြည့်ရင်သိနိုင်တယ်လို့တပ်သားကရှင်းပြလာပြီးတော့အမျိုးမြင့်မသိတဲ့ထူးဆန်းတဲ့ယောဂတစ်ခုကိုကူးစက်ခံရပြီးနောက်ပိုင်းမှာအခုလိုအခြေအနေမျိုးရောက်သွားခဲ့ရတာဖြစ်ကြောင်းသူနဲ့တူလိုက်ပါလာတဲ့လူရောက်60လောက်ကလည်းဘာသတင်းစားနာမှရှာများပဲပျောက်ဆုံးသွားတဲ့အကြောင်းထပ်ပြီးတော့ပြောပြခဲ့ပါတယ်ဒီလောက်ထိအသက်အန္တရာယ်များတဲ့ကျွန်းစီကိုဘာဖြစ်လို့သူတို့ကိုတွားခံရတာလဲလို့အပြစ်သားတချို့ကလည်းထားမေးလာကြပြီးတော့ဘလို့ပဲနေတေးမှဖြစ်တဲ့သူတို့တွေအတွက်ဒီခွင့်ရေးကအသက်ရှင်မှုအကောင်းဆုံးပဲဆိုပြီးတချို့ပြစ်သားတွေကလည်းယူဆကြပါတယ်ကျုံးမောက်ကိုသွားခြင်းတဲ့လူနဲ့မသွားခြင်းတဲ့လူဆိုပြီးတော့လည်းအဖွဲ့ကလည်းနှစ်ဖွဲ့ချက်ချင်းခွဲသွားပြီးတော့စိတ်မရှိတဲ့ပြစ်သားတယောက်ကလက်ရှိနေရာကနေထားသွားဖို့လုပ်ခဲ့ပေမဲ့အနောက်မှာစောင့်ကြနေတဲ့အဲဆန်ဆိုတဲ့အာနာဘကွာသားကအဲ့ဒီနေရာမှာပဲသူ့ရဲ့ခေါင်းကိုဖျက်ပြီးတပ်ပစ်လိုက်ပါတယ်ကျုံးမောက်ကိုမသွားဘူးဆိုရင်တော့လက်ရှိနေရာမှာအသက်ခံရမှာဖြစ်တဲ့ကြောင်းအကယ်၍သွားမယ်ဆိုရင်လေကိုနဲ့သက်ဆိုင်တဲ့အာဆာအဲမိုကလန်ကကြီးကြပ်သူတွေပါအတူတူလိုက်ပါမှာဖြစ်တဲ့ကြောင်းတပ်သားတယောက်ကရှင်းပြလာပြီးတော့ကျုံးမောက်ကိုရောက်လို့ထွက်ပြေးတာဖြစ်ဖြစ်ကြီးကြပ်သူကိုပြန်ပြီးအနေပြုမယ်ဆိုရင်လေခေါင်းဖြတ်သက်ခံရမှာဖြစ်တယ်လို့ထပ်ပြီးပြောပြခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်မှာရှိနေတဲ့အကြီးအကဲတယောက်ကဘေးနားကတပ်သားကိုကတ်တိုးလေးစကားပြောလာပြီးဒီစကားကိုထိတ်လန့်သွားတဲ့တပ်သားကလည်းအရေးပေါ်ကြေညာချက်တစ်ခုကိုထပ်ပြီးတော့ထုတ်ပြန်ကြေညာလာပါတယ်သူတို့ကိုပို့ဆောင်ပေးသွားမယ်လှေတွေကအရေးအတွက်ကန့်သက်ရှိတာကြောင့်အပြစ်သားအယောက်30စလုံးကိုပို့ပေးနိုင်မှာမဟုတ်တဲ့ကြောင့်တီးပေးလာပြီးအဲ့ဒါကြောင့်မို့လို့ဒီနေရာမှာပဲလူရည်အတွက်ကိုရသလောက်ရှော့ပေးရမယ်လို့ပြောပြလာပါတယ်အမှုတန်းပြောလာတဲ့စကားကိုနားမလည်တဲ့အပြစ်သားတွေကလည်းကြောင်တောင်ဖြစ်နေကြတယ်ဆိုပေမဲ့ဘာကိုဆိုလိုတယ်လဲဆိုတာကိုနားလည်သဘောပေါက်တဲ့တချို့ပြစ်သားတွေကတော့ဘေးကလူတွေကိုစပြီးတော့တိုက်ခိုက်လာပါတယ်အရေးအတွက်ရှော့မယ်ဆိုတဲ့စကားကတကယ်တော့အချင်းချင်းပြတ်သက်ခိုင်းတာဖြစ်ပြီးတတ်မှတ်ချိန်တွင်းမှာအသက်ရှင်ကျန်တဲ့လူတွေကိုပဲရှင်ဆဲကြီးကိုကျွန်းစီကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရုတ်တရက်ထုတ်ပြန်လိုက်တဲ့ကြေညာချက်ကြောင့်ပြည်သားတွေအားလုံးကလည်းဝယုံသုံးကားနဲ့စတင်တိုက်ခိုက်လာကြပြီးကိုအသက်ရှင်ကြံမှုအတွက်အခြားသူတယောက်ကိုမညာမတာတပ်ပြစ်နေရတဲ့အပြည်သားတွေရဲ့လုပ်ရက်ကိုလည်းခေါင်းဆောင်ဖြစ်သူကသဘောကျစွာထိုင်ကြည့်နေခဲ့ပါတယ်အပြည်သားတွေထဲမှာတစိမ့်တုံးနေရိုင်းနှိပ်ခံထားရတဲ့ထူးခြားတဲ့အပြည်သားတွေလည်းရှိနေပြန်ပြီးတော့အဲ့ဒါကဘယ်သူတွေလဲဆိုတာကိုလက်ထောက်ပြတဲ့တပ်သားကခေါင်းဆောင်ကိုပြန်ပြီးတော့ရွှေ့ပြနေပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖောက်ထွင်းဝိဇ္ဇာဖြစ်နေတဲ့လူငယ်တခိုးခေါင်းဆောင်အားစားနန်းတော်တွေကိုဖောက်ဝင်ပြီးလူလက်တန်းစားပြည်သားတွေကိုကဲတင်ပေးခဲ့တဲ့နင်ဂျာမာလေးယူသူရီဟာအကြီးကဲတယောက်ရဲ့စံအိမ်တော်ကပစ္စည်းတွေကိုအယံမှုပြီးဖျက်ဆီးခဲ့တဲ့ဓာတ်တိုင်းပညာရှင်တာမီယာနဲ့စားစရာမရှိလို့မိဘတွေကိုတောင်ပြန်သက်စားခဲ့တဲ့အေယာမလူတန်ကြီးရိုကူရိုယူတာတို့ကတစိမ့်တုံးအနီးရိုက်ခန့်ထားရတဲ့အကျန်းစားပြည်သားတွေဖြစ်ပါတယ်သူတို့တွေအားလုံးထက်ပိုချမ်းတဲ့ပြည်သားတယောက်ကတော့အီဝါကာကူရဲရွာကဂါဘီမာတို့ဆိုတဲ့ကောင်လေးဖြစ်တဲ့အကြောင်းအကြီးကဲကိုတင်ပြနေပြီးတော့အချိန်တွေအားလုံးကထိမ့်မနိုင်ဖြစ်နေတာကြောင့်မို့လို့စာကီဒီကဝင်တာပေးချင်နေခဲ့ပေမဲ့အပြစ်သားချင်းချင်းတက်တဲ့ပြဿနာဖြစ်လို့ဂျာမဝင်မှုအတွက်အဲဆန်ကထပ်ပြီးတော့တားလာပါတယ်သူတို့လောက်ရမှာကအပြစ်သားတွေကိုစောင့်ကြည့်ရုံပဲဖြစ်တယ်ဆိုတာနဲ့ဂလန်ကဆန်လုံးရင်ချက်ချင်းတက်ပစ်လိုက်ဖို့ပဲလို့စာကီဒီကိုနားလည်အောင်ထပ်ပြီးရှင်းပြလာပါတယ်မိမတယောက်ဟာဘယ်တော့မှအရေးချင်းပြည့်မိတဲ့ကွက်မြတ်သူဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စကားနဲ့စာကီဒီကိုထပ်မံတားဆီးခဲ့ပြီးတော့ဒီစကားတွေကိုအမြဲကြားနေရတဲ့စာကီဒီကိုယ်တိုင်ကလည်းငယ်စဉ်တုန်းကအဖြစ်အပျက်တွေကိုပြန်သတိရသွားပါတယ်အာနာဘကွာသားရဲ့သမီးဖြစ်တာကြောင့်မို့လို့ရွာကလူတွေရဲ့မောင်းထုတ်ခြင်းကိုစာကီရီကအမြဲတမ်းခံခဲ့ရပြီးပတ်ဝန်းကျင်ကလူတွေရဲ့လှုပ်ရကြောင့်မို့လို့ထွက်ပြေးတိမ်းရှောင်မှုကြိုးစားခဲ့ပေမဲ့သူမဘလောက်ပဲထွက်ပြေးပါသေးကန်တရားကတတ်မှတ်ပြီးသားဆိုတာကိုနောက်ဆုံးမှတော့နားလည်သွားပေါက်သွားကမိသားစုရဲ့အမွေဖြစ်တဲ့ဓာတ်တိုင်းပညာကိုစက္ကန့်မှုဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒါကြောင့်ဒီလိုနေရာမျိုးမှာထူးချွန်လိမ့်မယ်ဆိုတာစာကီရီကအကျွမ်းမဲ့ယုံကြည်ထားပြီးတော့သူမရဲ့လက်ထက်ကဓာတ်ကိုလူယူကိုပြေးလာတဲ့အပြစ်သားတွေကိုလည်းစက္ကန့်မိုင်တွင်မှာပဲတွန်းဆုတ်မှုမရှိတပ်ပြခဲ့ပါတယ်အခြားသူတွေတိုက်ခိုက်နေချိန်မှာဂါဘီမာတို့ကတော့အေးအေးဆေးဆေးပဲအမှုထမ်းနဲ့တောင်သွားစကားပြောနေပြီးတော့အချင်းချင်းတိုက်ခိုက်နေတာကိုရလိုက်လို့မရဘူးလားလို့တောင်းဆိုခဲ့ပေမဲ့ဘေးနားမှာရှိနေတဲ့ပြည်သားတချို့ကလူကောင်သေးတဲ့ဂါဘီမာတို့ကိုတတိထားမိသွားတာကြောင့်မို့လို့ခဲရင်းနဲ့ပေါက်ပြီးတော့စတင်တိုက်ခိုက်လာပါတယ်စိတ်တို့သွားတဲ့ဂါဘီမာတို့ကလည်းချက်ချင်းပဲအဲ့ဒီလူတွေကိုပြန်တိုက်ခိုက်ခဲ့ပြီးတော့လူသားမဆန်တဲ့သူ့ရဲ့တပ်ဖြတ်မှုတွေကိုမြင်လိုက်ရချိန်မှာကြီးကြပ်သူတွေပါဝင်ဘေးကပြည်သားတွေတောင်မှအရှမ်းလန့်သွားကြပါတယ်အကြောက်လန့်မရှိစိုးရိမ်စိတ်မရှိပဲတိုက်ခိုက်နေတဲ့ဂါဘီမာတို့ရဲ့ပုံစံကြောင့်စာကီဒီကလည်းဘလို့တောင်လုံးနိုင်ရတာလဲလို့မေးခွန်းနေထုံမိနေပြီးတော့ဝယုံတုံးကတိုက်ခိုက်နေရင်ကနေညနေပိုင်းအချိန်လောက်ကိုရောက်လာကလူနည်းစုပဲကြံတော့တဲ့အချိန်ကြာမှအကြီးကဲကလည်းတိုက်ခိုက်မှုတွေကိုရပ်ခိုင်းခဲ့ပါတယ်ဒီလိုနဲ့ပဲဂါဘီမာတို့နဲ့အခြားသက်ရှင်ကြံတဲ့သူတွေကမသေးသေးချဝေဖို့အတွက်တာဝန်ပေးရခံခဲ့ရပြီးတော့အပြစ်သားတွေကိုထိန်းချောင်းပေးမဲ့ကြီးကြပ်သူတွေကပါသူတို့နဲ့အတူတူလှေပေါ်မှာလိုက်ပါလာကထူးဆန်းတဲ့အရာတွေပြည့်နေနေတဲ့ရှင်ဆဲကြီးကိုကျိုးကြီးစီကိုလည်းမကြခင်မှာရောက်သွားခဲ့ကြရင်းနဲ့ပဲအပိုင်းနှစ်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်ဂါဘီမာတို့လိုတေမင်းကြထားတဲ့ပြစ်သားတွေအားလုံးကမသေးသေးရှာဖွေဖို့အတွက်ရှင်ဆဲကီယိုလိုခေါ်တဲ့ဒန်နိုင်လာကျွန်းစီကိုရောက်လာကြပါတယ်။ဒီလောကကြီးထဲမှာမသေးသေးဆိုတာတကယ်ရှိမရှိစာကီဒီကတော့မယုံမဲဖြစ်နေပြီးဘလို့ပဲတက်မသေးနိုင်တဲ့အီဝါကာကူရဲရွာကအကြီးကဲတယောက်အကြောင်းကိုလည်းဂါဘီမာတို့ကပြန်ပြောပြခဲ့ပါတယ်။ဘိုက်ထဲကဥတွေအခွေလိုက်ထကြရုံသာမကခေါင်းကိုဓာတ်နဲ့ထုတ်ချင်းပေါက်ထိုးခံရတာတောင်လုံးဝမသေးတဲ့လူတယောက်ကိုငငယ်တုန်းကသူကိုယ်တိုင်မြင်မှုခဲ့တဲ့ကြောင်းဒီကျွန်းမော်ကမသေးသေးတည်တည်ဆိုတဲ့အရာကိုစားမိရကနေအဲ့ဒီလိုဖြစ်သွားတဲ့အကြောင်းစာကီဒီကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လို့အကြီးကဲတွေပြောနေတဲ့မသေးသေးဆိုတာတကယ်ရှိမှဂါဘီမာတို့ကတော့အကျွမ်းမဲ့ယုံကြည်ထားပြီးပန်းပေါင်းစုံပွင့်ဖူးနေတဲ့ရန်ကိုလှပတဲ့တစ်တော်ကြီးတွေကိုလည်းစပြီးတော့ဝင်လာခဲ့လိုက်ကြပါတယ်။ပြန်လမ်းမဲ့ကျွန်းဆိုပြီးနာမည်ကြီးပင်မဲ့ထင်ထားတဲ့အယောင်သွင်းဆုံးပြီးလှပလွန်နေတာကြောင့်မို့လို့စာကီဒီတောင်တကယ်အန္တရာယ်ရှိတဲ့နေရာရောဟုတ်ရလားလို့တန်တရားတွေဝင်နေပြီးအဲ့ဒီလိုဘာအန္တရာယ်မှမရှိပဲလှပလွန်နေတာကတခုခုမားနေတယ်လို့ဂါဘီမာတို့ကတော့ခံစားနေရပါတယ်။ခန္ဓာကိုယ်လှုပ်ရှားရတာခက်ခဲတဲ့အတွက်လက်မတုတ်ထားတဲ့ကြိုးကိုဂါဘီမာတို့ကဆွဲဖြုတ်ခဲ့လိုက်ပြီးမြဲချမှတ်ထားတဲ့စီကန်းတွေကိုတသိမတိန်လိုင်းတာတက်တဲ့စာကီဒီကလက်ပြန်ကြိုးကိုချက်ချင်းပြန်ချဖို့တတိပေးခဲ့ပါတယ်။တစ်ချိန်လုံးလက်မှာကြိုးတန်းလန်းကြီးနဲ့နေလို့ရမှာမဟုတ်တဲ့ကြောင့်ဂါဘီမာတို့ကလည်းနားလည်အောင်ရှင်းပြခဲ့ပေမဲ့အထက်လူကြီးရဲ့အမိန့်ကိုမလိုက်နိုင်ရင်ဒီနေရာမှာတင်တရားလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့လေဘင်းကိုစာကီဒီကဓာတ်နဲ့ထပ်ရွယ်လာပါတယ်။
ပြောရဆိုရလက်ပေါက်ခဲ့တဲ့စာကီဒီရဲ့အပြုတ်မှုကြောင့်ဂါဘီမာဒူတယောက်လည်းလက်ကိုကျိုးနဲ့ပြန်တုပ်ဖို့လုပ်ခဲ့လိုက်ရပြီးအဲ့ဒီအချိန်ဘယ်ကမှမသိတဲ့အပြစ်သားတယောက်ကတန်ကျိုးပါတဲ့လက်နက်တစ်ခုနဲ့ဂါဘီမာဒူကိုလွင့်ထွက်သွားအောင်တိုက်ခိုက်ပစ်လာပါတယ်မထင်မှတ်ထားတဲ့တိုက်ခိုက်မှုကြောင့်ဘေးနာကစာကီဒီတောင်မှအံ့ဩသွားခဲ့ပြီးတော့အထက်လူကြီးအမိန့်ဆိုပြီးသူ့ကိုအတင်းကျပ်ကြိုးတွေချီခိုင်းနေပေမဲ့တစ်ဖက်ပြစ်သားမှာတော့အဲ့ဒီလိုဖြစ်မနေတာကိုဂါဘီမာဒူကလည်းတန်တတိထားမိသွားပါတယ်ညံတမှုမရှိတဲ့ကြီးကျယ်သူတွေရဲ့စီကတ်နဲ့ပတ်သက်ပြီးတော့လေဂါဘီမာဒူကစောဒကပြန်တက်ခဲလိုက်ပြီးတော့ကိုတာဝန်ယူထားတဲ့အပြစ်သားကိုဘာကြောင့်လွတ်လပ်ခွင့်ပေးထားရတာလဲဆိုပြီးကီရှီဆိုတဲ့အဖွဲ့သားကိုလည်းစာကီဒီကလှမ်းမိခဲ့လိုက်ပါတယ်စီးရိတ်ပေါင်းနေဆိုတာကနေရာတိုင်းမှာအလုပ်ဖြစ်မှာမဟုတ်တဲ့ကြောင့်လူတယောက်ကိုတစ်ချိန်လုံးကျိုးနဲ့တုတ်ထားလို့မရတဲ့ကြောင့်ကီရှိုကလည်းရှင်းပြလာခဲ့ပြီးတော့အဲ့ဒီလိုမျိုးရိုးသားလွန်းလို့အာဆာအဲမွန်ကလန်မှာအခုချိန်ထိယာထုနှိမ့်ဆောင်ဖြစ်နေတာဆိုပြီးထပ်ပြောပြလာပါတယ်ကီရှိုရဲ့ပြောစကားတွေကဘာကိုဆိုလိုမှနားမလည်တာကြောင့်မို့လို့နောက်တစ်ချိန်ထပ်မေးဖို့အတွက်စာကီဒီကလှုပ်ခဲလိုက်ပေမဲ့ဘီနာမှာရှိနေတဲ့ခဲဝန်ဆိုတဲ့ပြစ်သားကစိတ်မရှိတဲ့လေတန်းနဲ့သူတို့နှစ်ယောက်တိုက်ခိုက်လို့ရပြီလားဆိုပြီးမေးလာပါတယ်အပြစ်သားချင်းချင်းတိုက်ခိုက်တာကကြီးကျယ်သူတွေနဲ့မဆိုင်တာကြောင့်မို့လို့ကီရှိုတို့ကလည်းတီတီရဲနဲ့လွတ်ထားပေးခဲ့လိုက်ပြီးတော့ဂါဘီမာတို့ကိုယ်တိုင်ကလည်းရန်စားလာတဲ့ခဲဝန်ဆိုတဲ့အကောင်ကိုရှယ်ပြင်းပေးဖို့အတွက်လှုပ်ခဲလိုက်ပေမဲ့လက်ကိုကျိုးနဲ့ချီထားရမယ်ဆိုတဲ့ယူးကြောင်ကြောင်စီကံကိုစာကီဒီကထပ်ပြီးတော့ပြောပြလာပါတယ်ဘာမှမတတ်နိုင်တဲ့ဂါဘီမာတို့လည်းသူမှပြောသလိုပဲလက်ကိုကျိုးနဲ့အမြန်ချီခဲလိုက်ရပြီးတော့ကျုံးမောက်ကိုစားရောက်တဲ့တနအီတွင်းမှာပဲပထမဆုံးတိုက်ပွဲကလည်းစတင်လို့လာကလက်နက်တွေကိုအသေးလဲအားကိုးတဲ့ခဲဝန်ကရှိသမျှအားကုန်တုံးရင်းနဲ့ပြေးဝင်တိုက်ခိုက်လာပါတယ်အစာပိုင်းမိနစ်တွေမှာတော့လက်ကိုကျိုးနဲ့ပြန်ချီနေရလို့ဂါဘီမာဒူတယောက်ထူထောင်းခံနေရပေမဲ့အဲ့ဒီနောက်ပိုင်းမှာလူကောင်နဲ့တောင်မလိုက်တဲ့အရန်ကျန်းတဲ့အကွက်တွေကိုထုတ်သုံးလိုက်ရင်သူ့လက်နဲ့သူပြန်ထိနာအောင်လုပ်ပစ်ခဲ့ပါတယ်လူကောင်နှစ်ဆလောက်ကြီးတဲ့ရန်သူတယောက်ကိုအသာလေးတိုက်ခိုက်ပြနေတဲ့ဂါဘီမာဒူရဲ့အကွက်တွေကြောင့်မို့လို့ကီရှိုနဲ့စာကီဒီတို့လည်းပါဇက်အောင်သာဖြစ်နေကြပြီးအကာအကွယ်ဝစ်စုံနဲ့ရေပြားတွေကိုတွဲချုပ်ထားတာကြောင့်မို့လို့လွယ်လွယ်နဲ့တော့အနိုင်ယူလို့ရမှာမဟုတ်ဘူးလို့ခဲဝန်ကပြောပြလာပေမဲ့သူအဲ့ဒီလိုပြောပြီးစက္ကန့်ပိုင်းတွင်မှပဲဂါဘီမာဒူရဲ့လက်ချက်နဲ့ညီကုန်းချုပ်သွားပါတယ်ထင်ထားတဲ့ပိုပြီးတက်မာနေတဲ့ဂါဘီမာဒူရဲ့ပုံစံကြောင့်မို့လို့စာကီဒီတယောက်လည်းမယုံနိုင်ဖြစ်နေပြီးတိုက်ပွဲပြီးသွားတဲ့အခါမှာရှုံးနေသူဖြစ်တဲ့ခဲဝန်ရဲ့ခေါင်းကိုကီရှိုကဖျက်ပစ်ခဲလိုက်ကသူ့ရဲ့တာဝန်ကပြီးဆုံးသွားပြီဖြစ်တာကြောင့်မို့လို့ကျုံးမောက်ကနေထွက်သွားတော့မယ်ဆိုပြီးတော့လည်းပြောလာပါတယ်အထက်လူကြီးခိုင်းလို့သာဒီထိရောက်လာခဲ့တယ်ဆိုပေမဲ့ကီရှိုကိုယ်တိုင်ကတော့စိတ်မပါပဲဖြစ်နေပြီးအိမ်ပြန်ရောက်ရင်တော့ပန်းပေါင်းစုံနဲ့ရေတဝါကြီးချိုးရဲ့အနားယူပြလိုက်အောင်မယ်လို့တယောက်တည်းလည်းပြောဆိုနေပါတယ်လူပေါင်းများစွာတည်ဆုံခဲ့ရတဲ့ကျုံကြီးဖြစ်တာကြောင့်မို့လို့တတိလဲလို့မနေသေးတဲ့အကြောင်းဂယုစိုက်ပြီးတော့သာပြန်သိတဲ့အကြောင်းစာကီဒီကပြောပြခဲ့ပေမဲ့အခုချိန်ဒီအခြေအနေကိုနားမလည်သေးတဲ့စာကီဒီကိုလည်းသူများကိုလိုက်ပြီးစိတ်ပူနေမဲ့စာကိုသာပြန်ပြီးစိတ်ပူတင်တယ်လို့ကီရှိုကပြောပြခဲ့ပါတယ်အပြစ်သားတွေရဲ့လက်ကိုကျိုးနဲ့ချီထားယုံလောင်တဲ့ဘေးကင်းမဲ့ထင်းနေတဲ့စာကီဒီရဲ့လောက်ရက်ကိုလည်းမဲခွန်းပြန်ထုတ်ခဲလိုက်ပြီးတော့သူမယုံကြည်နေတဲ့တရားမျှတမှုဆိုတာကဒီကျုံးပေါ်မှာလုံးဝမရှိဘူးဆိုတဲ့အကြောင်းနဲ့ရှင်ဆန်းကီကိုကျွန်းစီကိုမလာခင်မှာလောက်ခဲ့ရတဲ့အပြစ်သားချင်းပြန်တတ်တဲ့ကိစ္စနဲ့ပဲဥပမာပေးခဲ့လိုက်ပါတယ်ဒါကြောင့်မို့လို့သူများကိုဟိုဟာလို့ထီရလို့လိုက်မပြောပဲကိုဘာသာကိုအသက်ရှင်အောင်အရင်စူးစမ်းသမ်းမှလို့ပြောရင်ကန်းဆက်ကိုလည်းထွက်ခွာသွားပြီးတော့တရားမျှတမှုနဲ့ဥပဒေကဒီကျုံးပေါ်မှာလုံးဝမရှိမှနားလေတဲ့အခြားပြစ်သားတွေကလည်းသူတို့နဲ့တူပါလာတဲ့ကြီးကျယ်သူတွေကိုပြန်တတ်ဖို့အတွက်လည်းစပြီးကြိုးစားလာကြပါတယ်ဂါဘီမာဒူတို့ထင်ထားတဲ့တိုက်ပွဲတွေကအများကြီးဖြစ်ပြီးနေပြီးတချို့တွေကအပြစ်သားတွေရဲ့လက်ချက်နဲ့တည်သွားကြသလိုတချို့တွေကြတော့လေစီကံဖောက်ပြတဲ့အပြစ်သားတွေကိုတပ်ပြစ်အနိုင်ယူလိုက်ကြပါတယ်ကီရှိုပြန်သွားပြီးတိတ်မကြခင်မှာပဲအနောက်မှာရှိနေတဲ့ဂါဘီမာဒူကစာကီဒီကိုလည်းပြေးဝင်တက်ခိုက်လာပြီးတော့ဒီလုံရက်ကြောင်စာကီဒီကိုယ်တိုင်ကလည်းလန်သွားခဲ့ပေမဲ့အတက်နိုင်ဆုံးပြန်ခုခံခဲ့လိုက်ရင်ဘာကြောင့်အခုလိုလုံရတာလဲဆိုပြီးတော့မေးခဲ့လိုက်ပါတယ်မတီသေးကိုရအောင်ရှာပြီးဇနီးတဲ့တီကိုတေချာပေါက်ပြန်သွားမယ်လို့ဆုံးဖြတ်ထားတဲ့ဂါဘီမာဒူဟာသူ့ကိုအာယုံလာနောက်အောင်လုပ်တဲ့လူတိုင်းကိုတပ်ပစ်ဖို့အတွက်အစာကလေးကစီစဉ်ဆွဲထားပြီးသားဖြစ်ပြီးနာကျင်မှုတန်အနည်းဆုံးနဲ့တပ်ပေးမှဖြစ်လို့အသေးအံခုခံမနေတဲ့အကြောင်းစာကီဒီကိုလည်းပြောပြခဲ့ပါတယ်တရားမျှတမှုကိုယုံကြည်တဲ့စာကီဒီနဲ့ကိုချေရတဲ့လူတယောက်တို့စူးစမ်းနေတဲ့ဂါဘီမာဒူတို့ကအဲ့ဒီနေရာမှာပဲထပ်မံတိုက်ခိုက်ခဲ့ကြပြီးတော့မွေးလာကလေးကမကောင်းဆိုးဝါးတစ်ကောင်လုံးမျိုးပြင်းထန်လေ့ကျင့်ခဲ့ရတဲ့ဂါဘီမာဒူကပဲဒီတိုက်ပွဲကိုအနိုင်ရရှိသွားပါတယ်ခံစားချက်မရှိပဲလူတွေကိုတတ်နိုင်တဲ့ဂါဘီမာဒူဟာဒီတစ်ခေါက်တိုက်ပွဲမှာတော့စာကီဒီကိုတတ်ဖို့အတွက်ထူးထူးဆန်းဆန်းလက်တွန့်နေခဲ့ပြီးအပြစ်မဲ့တဲ့သူတွေကိုတော့အသက်ရှင်ဝင်ပေးစေခြင်းနဲ့ဆိုတဲ့ဇနီးတဲ့ယူကီရဲ့စကားတွေကိုလည်းပြန်ကြားအောင်လာပါတယ်မကောင်းဆိုးဝါးတစ်ကောင်လုံးမျိုးရှင်းတန်နေထိုင်ခဲ့ရတဲ့ဂါဘီမာဒူရဲ့ဗီဇတွေကဇနီးတဲ့ရဲ့တွင်တင်ဆုံးမမှုတွေကြောင့်တဖြည်းဖြည်းနဲ့ပြောင်းလဲစားပြူလာပြီးတော့အကြောင်းမဲ့တက်ဖြတ်ရမှာကိုခန္ဓာကိုယ်နဲ့မသိစိတ်ကအလိုလိုဟန်ထားလာကအကောင်းတဲ့အဆိုးချမှာဂါဘီမာဒူတယောက်လည်းလွန်ဆွဲနေခဲ့ပါတယ်ဒီဖြစ်ပျက်ကိုလည်းရှုံးနေသွားတဲ့စာကီဒီကအောက်ကနေအတိုင်းသာတွေးမြင်နေရပြီးတော့နောက်ဆုံးမှာဇနီးတဲ့ရဲ့ပြောစကားတွေက16နှစ်တာဖြတ်တန်းလာခဲ့ရတဲ့သူ့ရဲ့မကောင်းဆုံးဝါပုံစံကိုအနိုင်ယူသွားပါတယ်စာကီဒီကိုတတ်မဲ့အစီအစဉ်ကိုလည်းဂါဘီမာဒူတယောက်ဖျက်သိမ်းခဲ့လိုက်ပြီးတော့မတူညီတဲ့လူတယောက်ဖြစ်ဘဝကိုအသက်တပံပြန်စားတာကိုကိုယ်တိုင်မြင်မြင်ပါတယ်လို့စာကီဒီကပြောလာကသူမကိုပြသပေးဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်ပဝင်းချင်းရဲ့အထင်သေးမှုတွေမိန်းကလေးဖြစ်နေလို့ဘာမှမလုပ်နိုင်ဘူးဆိုတဲ့စကားတွေကြားမှာရှင်းတန်ခဲ့ရတဲ့စာကီဒီကသူ့ရှေ့မှာတင်ပြောင်းလဲသွားတဲ့ဂါဘီမာဒူလိုမျိုးအတိတ်ကာလနဲ့ကွာခြားတဲ့လူတစ်ယောက်ဖြစ်ရှေ့ဆက်သွားခြင်းနေတာဖြစ်ပါတယ်။ဒါတိုင်းပညာရှင်တာမီယာနဲ့သူ့ရဲ့အဆောင်ချက်ဖြစ်သူဖူဂျီတိုရဲ့ဘက်မှလည်းတစ်တော်ကြီးတဲ့ကိုရောက်လာကြပြီးလှပလွန်တဲ့ပဝင်းချင်းအခြေအနေကြောင့်တတိလက်လို့ဖြစ်သွားတဲ့ချိန်တာမီယာရဲ့လက်ပေါ်ကိုလည်းလေးပြလေးကဖြတ်ပြန်သွားပါတယ်။အစာပိုင်းမှာတော့တာမန်လေးပြလေးတစ်ကောင်လိုပဲတာမီယာကထင်ထားပေမဲ့ထူးထူးဆန်းဆန်းအဲ့ဒီလေးပြမှာလူတစ်ယောက်လိုမျက်နှာနဲ့ပြားတဲ့ကောင်လိုမျိုးခြုံထက်နေတဲ့အမိရှိနေတာကိုတာမီယာကထပ်မြင်သွားပြီးတော့အသက်အန္တရာယ်ကြားရောက်လာတော့မယ်ဆိုတဲ့အငွေ့တက်ကိုလည်းခံစားလိုက်ရပါတယ်။အဲ့ဒီကောင်နားသွားတဲ့သူ့ရဲ့လက်တစ်ဖက်ကိုလည်းတာမီယာကချက်ချင်းဖြတ်ပစ်လိုက်ရင်လေးပြကောင်ကိုပါခုတ်ပိုင်းပြစ်လိုက်ပြီးတော့ဘေးနားမှာရှိနေတဲ့ဖူဂျီတောင်မှဒီလိုရက်ကြောင်အံ့ဩသွားပေမဲ့ပြတ်ထွက်သွားတဲ့လက်ကချက်ချင်းစိတ်တက်ပြီးစုပ်ပြတ်တက်သွားတာကိုလည်းနှစ်ယောက်သားကတွေ့မြင်လိုက်ရပါတယ်။ဒီဖြစ်ပျက်ကြောင့်အံ့ဩနေတော့မှပဲတောထဲမှာပုံနေတဲ့အခြားအကောင်ပလောင်တွေအများကြီးကလည်းအရှိကိုထွက်ချလာပြီးတော့ဒီကျိုးမှာရှိနေတဲ့အရာတွေအလုံးကတာမန်မဟုတ်ပဲထူးဆန်းတဲ့အရာတွေနဲ့ပြည့်နေနေတယ်ဆိုတာတာမီယာတို့လည်းနားလည်သဘောပေါက်သွားကြရင်းနဲ့ပဲအပိုင်း3ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။
အတော်ဆုံးဓာသမားလို့ကိုခံယူထားတဲ့တာမီယာဆိုတဲ့ဆာမူရိုင်းတယောက်ကသူနဲ့ဓာရေးရှင်ပြိုင်မဲ့အေတိုမျိုးတော်ကအကြီးကဲတယောက်ရဲ့စံအိမ်တော်ကိုသွားနေပါတယ်စိတ်ကူးထဲမှာတော့သူတပြန်ကိုတပြန်တိုက်ခိုက်ရင်ဓာတိုင်းပညာတွေကိုဖလှယ်ဖို့ဆုံးဖြတ်ထားပေမဲ့တကယ်တမ်းသူရောက်သွားတဲ့အချိန်မှာအကြီးကဲဆိုတဲ့ဘိုးတော်ကဘာဓာတိုင်းမှမတတ်တဲ့အာပလာကြီးဖြစ်နေကသူ့ကိုခေါ်လိုက်ရတာကလည်းအနားမှာတတ်တော်ဆောင်အနေနဲ့အလုံးလုံးပေးသေးခြင်းနဲ့ဆိုတာကိုတာမီယာတယောက်လည်းနောက်ဆုံးတော့သိလိုက်ရပါတယ်ဘိုးတော်ကိုကြည့်ရတာဓာတ်ကူတောင်ဖြောင်းနှမ်းအောင်ကင်နိုင်မဲ့ပုံမပေါ်ပေမဲ့ပိုင်ဆိုင်မှုတွေကိုကြွားတဲ့နေရာမှာတော့တောင်ရန်လေကြီးလေကျယ်နိုင်လုံးတာကြောင့်မို့လို့ကြာလာတဲ့အခါမှာတာမီယာကိုယ်တိုင်ကလည်းစောင့်မြင်ကလာပါတယ်ဘိုးတော်တကယ်တန်မိုးထားပါတယ်ဆိုတဲ့အရာတွေကိုပဲတာမီယာကသူ့ရှိမှတဲ့အကုန်လုံးဖျက်ဆီးပစ်ခဲ့ပြီးတော့ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့နောက်တစ်ခါသူ့ကိုထပ်မခေါ်နဲ့လို့ပါချိန်ချောက်ခဲ့လိုက်ပါတယ်အဲ့ဒီလိုမျိုးအကြီးကဲတယောက်ရဲ့အိမ်တော်ကိုဖျက်ဆီးလိုက်တာကြောင့်မို့လို့တာမီယာဟာတေမင်းချခံလိုက်ရတာဖြစ်ပြီးဒီကြောင်းရတွေကိုလည်းသူ့ရဲ့အကြီးကျယ်သူဖြစ်တဲ့လူငယ်လေးဖူဂျီကိုပြန်ပြီးတော့ပြောပြနေပါတယ်ဘာမဟုတ်တဲ့ပြဿနာလေးတစ်ခုကြောင့်တေမင်းချတာကိုလူငယ်လေးဖူဂျီကတော့မတန်ဘူးလို့ခံစားနေရပေမဲ့ပညာပေးတဲ့ကောင်ကိုပညာပေးလိုက်နေတာကြောင့်တာမီယာကတော့သူလုပ်ခဲ့တဲ့အတွက်လုံးဝနောင်တမရဘူးလို့ရှင်းပြလာပါတယ်အာဆာအဲမွန်ကလန်ကအခြားဖွဲ့ဝင်နေတဲ့နည်းနည်းလေးကွဲထွက်နေတဲ့ဖူဂျီရဲ့ပုံစံကြောင့်တာမီယာကလည်းသူ့ကိုအကဲခတ်ကြီးခဲ့လိုက်ပြီးတော့ခွဲစိတ်ခန့်နေမှသာအသုံးပြုတဲ့ဓာတ်တွေကကြီးတွေနဲ့စိတ်ပစ္စည်းတချို့သူ့စီမှာရှိနေတဲ့ဆိုတာကိုလည်းသတိထားမိသွားပါတယ်ဒီကောင်လေးကတေဆုံးသူတွေရဲ့အလောင်းတွေကိုခွဲစိတ်ရတာဝါသနာပါတဲ့သူတွေအဖြစ်မှတာမီယာကလည်းချက်ချင်းပေါ်ပေါက်လိုက်ပြီးတော့ကိုနဲ့မဆိုင်တာကိုလိုက်ပြီးဆက်စုနေတာကြောင့်ကောင်လေးဖူဂျီကလည်းတာမီယာကိုခေါင်းဖြတ်တတ်မဲ့အရေးအယောင်တွေထုတ်ပြခဲ့လိုက်ပါတယ်အထက်လူကြီးတွေရှာခိုင်းတဲ့မသေးသေးကိုသာအမြန်လိုက်ရှာတဲ့တဲ့အကြောင်းအခြားပြည်သားတွေလည်းကျိုးမောက်ကိုရောက်လာပြီးဖြစ်တာကြောင့်မို့လို့မြန်ဆန်လှုပ်ရှားတဲ့အကြောင်းဖူဂျီကသတိပေးခဲ့ပေမယ့်အတွေ့အကြုံရင့်ကျက်တဲ့တာမီယာကတော့မသေးသေးကိုဘယ်သူမှရှာမတွေ့သေးဘူးဆိုပြီးတော့ယုံကြည်ချက်အဖြစ်နဲ့ပြန်ပြောလာပါတယ်ဘယ်မှာရှိမှမသိတဲ့မသေးသေးကိုအပင်ပန်းခံပြီးလိုက်ရှာနေမဲ့အစားကျိုးမောက်မှာရှိတဲ့ပြိုင်ဘက်တွေကိုအပြတ်ရှင်းလိုက်တာကပိုကောင်းတဲ့နီလန်ဖြစ်နိုင်ကြောင်းတာမီယာကရှင်းပြလာပါတယ်ဘယ်သူမှမကြံတော့တဲ့အချိန်ကျမှမသေးသေးကိုအေးအေးဆေးဆေးလိုက်ရှာတာကအလွယ်ကူဆုံးနီလန်းဆိုတာကိုလည်းဖူဂျီကနားလည်သဘောပေါက်သွားပြီးအခြားသူတွေအချင်းချင်းတိုက်ပွဲဖြစ်ပြီးသွားတဲ့အချိန်ထိစိတ်ရှိရှိနဲ့စောင့်ဖို့စီစဉ်ခဲ့ပေမဲ့ရုတ်တရက်ပဲမထင်မှတ်ထားတဲ့ကိစ္စတစ်ခုကထားဖြစ်လာပါတယ်တော်ထဲမှာပုံနေကြတဲ့အစ်ဆက်ဘိုးကောင်တွေနဲ့လူသားတစ်ဝက်မကောင်းဆိုးဝါးတစ်ဝက်ပေါင်းဆက်ထားတဲ့ရှိုရှင်လုံးခေါ်တဲ့အကောင်ကြီးတွေကသူတို့တွေရှိတဲ့နေရာကိုဖြုံစားကြီးရောက်ချလာပါတယ်ဒီကောင်ကြီးတွေကအသိဉာဏ်မရှိကြဘူးဆိုပေမဲ့ခွန်အားပိုင်းမှာတော့ရမ်းတတ်မာတဲ့အကောင်တွေဖြစ်ကြပြီးတော့တာမီယာတို့လိုမျိုးတစ်ဖက်ကဂါဘီမာဒူတို့ရဲ့ဘက်မှာလည်းတူညီတဲ့အန်ရမျိုးကြုံနေရကကြော်ချမ်းစရာကောင်းတဲ့မကောင်းဆိုးဝါးတွေရဲ့ရုပ်ပန်းသွင်းမြင်ကြောင့်စာဂီတီတို့လည်းအထိတ်တလန့်ဖြစ်နေကြပါတယ်ငါးတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့အဲ့ဒီကောင်ရဲ့ခန္ဓာကိုယ်ကိုလည်းဂါဘီမာဒူကတေချာအကဲခတ်ကြည့်နေပြီးဘာတွေဖြစ်နေလဲဆိုတာနားမလည်ပေမဲ့အနေအကျရောက်လာတော့မယ်ဆိုတာကိုတော့ဂါဘီမာဒူကတေချာပေါက်ခံစားမိနေပါတယ်လက်အုပ်ချပြီးပဒီကုန်းတွေဆွတ်ထားတာကြောင့်မို့လို့ဖျားတရားကိုင်းဆိုင်တဲ့အကောင်လို့ထင်ရပေမဲ့အဲ့ဒါကလွဲပြီးကျန်တာတွေကမကောင်းဆိုးဝါးအသွင်မြင်ဖြစ်နေတာကြောင့်မို့လို့အနောက်ကစာဂီတီကိုလည်းတတိကတ်ထားဖို့အတွက်ဂါဘီမာဒူကထပ်မခဲ့ပါတယ်အဲ့ဒီလိုပြောလို့မဆုံးသေးခင်မှာပဲမကောင်းဆိုးဝါးကသူ့ရဲ့လက်တံအရှိကြီးနဲ့စတင်တိုက်ခိုက်လာပြီးတော့ဂါဘီမာဒူကိုယ်တိုင်ကလည်းအပေါ်ပိုင်းကငါးကောင်းကိုလေးပေါ်ကန်ကျန်းနဲ့ဖြတ်ကန်ခဲ့လိုက်ပေမဲ့တံပြန်တိုက်ခိုက်တာကိုခံလိုက်ရပြီးမြေပြင်ပေါ်ကိုလည်းအထိနာပြီးတော့ပြုတ်ကျသွားပါတယ်ရှီနိုဘီတွေရဲ့စီးမြင့်ရာကိုနဲ့မသိတဲ့ရန်သူတွေကိုပလိန်ကြီးမတိုက်ခိုက်သင့်မှုဆိုတဲ့ဆရာဖြစ်သူရဲ့စကားကိုလည်းဂါဘီမာဒူကတတိပြန်ရသွားပြီးတစ်ဖက်ရန်သူရဲ့အားနည်းချက်ကဘာမှမသိတာကြောင့်မို့လို့ထွက်ပဲပြေးရမလားဆက်ပြီးပဲတိုက်ခိုက်ရမလားဆိုတာကိုဆုံးဖြတ်ရခန့်နေပါတယ်အဲ့ဒီလိုစဉ်းစားနေတဲ့အချိန်မှာမကောင်းဆိုးဝါးကောင်ကဂါဘီမာဒူကိုထပ်မံတိုက်ခိုက်လာခဲ့ပြီးတိကျသေးကြတဲ့အဖြစ်မရှိပဲဆက်ပြီးခုခံနေရင်အသက်အန္တရာယ်ပါထိခိုက်လာနိုင်ခြေရှိတယ်ဆိုတာဂါဘီမာဒူကသဘောပေါက်လိုက်တာကြောင့်ဒီနေရာကနေအမြန်ထွက်ပြေးမှဖြစ်မယ်လို့စာဂီတီကိုလည်းပြောပြခဲ့ပါတယ်ဒါပေမဲ့သူတို့တွေတတိထားမိလိုက်တဲ့အချိန်ကအရန်ကိုနောက်ကျသွားပြီးမကောင်းဆိုးဝါးတော့လူတော်အကောင်ကြီးတွေကအများကြီးပဲအနောက်ကနေထက်ရောက်လာကဂါဘီမာဒူတို့တွေရှိနေတဲ့တစ်တော်ကြီးကိုလည်းပတ်ပတ်လဲဝိုင်းထားကြပါတယ်ပြုံးရက်နေတဲ့အေယာမရှိုးနေကြီးတွေရဲ့မျက်နှာကိုကြည့်ပြီးစာဂီတီတယောက်လည်းထိတ်လန့်တုန်လုံးနေခဲ့ပြီးတော့အခုပြင်နေရတဲ့အကောင်တွေကတကယ်အစ်စ်တွေလာလို့မေကွန်းထုတ်နေရင်အသိစိတ်ကိုတောင်မနှဲပြန်ကတ်လိုက်ရပါတယ်ထပ်ပြေးဖို့နောက်ကျသွားပြီဆိုတာသိလိုက်တဲ့အချိန်မှာတေးသေးကြီးတက်ခိုက်ဖို့အတွက်ပဲဂါဘီမာဒူကရွေးချယ်ခဲ့လိုက်ပြီးမိတောက်နေကျူးစုကိုထုတ်သုံးရင်အနာကက်လာတဲ့မကောင်းဆိုးဝါးတိုင်းကိုအကွက်ပေါင်းစုံနဲ့ရှယ်ပြင်းပေးခဲ့လိုက်ပါတယ်စဉ်းစားနေဖို့အတွက်အချိန်တစ်စက္ကန့်တောင်မရှိဘူးဆိုတာနားလည်တဲ့ဂါဘီမာဒူကဇက်တိုက်ပဲမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ခဲ့ပြီးတော့မနာတန်လိုက်ချနေတဲ့ဂါဘီမာဒူရဲ့ပုံစံကြောင့်မို့လို့အောက်မှာကြီးနေတဲ့စာဂီတီတောင်မှအံ့ဩမြင့်တမ်းနေခဲ့ပါတယ်ပန်းမျိုးစုံနဲ့လှပနေခဲ့တဲ့ဒီကျွန်းကြီးဟာစက္ကန့်ပိုင်းတွင်မှပဲဒုက္ခပုံကနေငရဲပုံဖြစ်ပြောင်းလဲသွားခဲ့ပြီးအဖြစ်အပျက်တွေကမြန်ဆန်လွန်းတာကြောင့်ဘာဆက်လုံးရမှမသိဖြစ်နေချိန်သူမရဲ့အနောက်ကိုလည်းမကောင်းဆိုးဝါးတစ်ကောင်ကရောက်ချလာပါတယ်အရှိကနေတိုက်ခိုက်နေတဲ့ဂါဘီမာဒူလည်းဒီဖြစ်ပျက်ကိုလှမ်းမြင်လိုက်တာကြောင့်မို့လို့ချက်ချင်းပဲစာဂီတီစီကိုပြေးသွားခဲ့ပြီးတော့မကောင်းဆိုးဝါးကောင်တတ်တာခံရတော့မယ်အနေထားကနေလည်းကတ်တီးလေးပဲရအောင်ကဲတင်ပေးခဲ့လိုက်ပါတယ်အကုန်လုံးကိုတပ်ပြီးသွားတဲ့အချိန်မှာတော့ယူဇူရီယာလို့ခေါ်တဲ့နင်ဂျာမာလီတို့ရဲ့အဖွဲ့ကအခင်းဖြစ်တဲ့နေရာကိုထပ်ရောက်လာကြပြီးတာမန်လူတယောက်ကိုကယ်လိုက်တဲ့ဂါဘီမာဒူရဲ့ပုံစံကိုမြင်လိုက်ရချိန်မှာယူဇူရီယာကလည်းမယုံနိုင်ဖြစ်နေခဲ့ပါတယ်ခံစားချက်မရှိတဲ့နေရာမှာနာမည်ကြီးလို့ဂါဘီမာဒူကိုအထင်ကြီးလေးစားခဲ့ပေမဲ့အခုလိုမျိုးပြောတခြားလုပ်တခြားဖြစ်နေတာကိုမြင်လိုက်ရချိန်မှာယူဇူရီယာကလည်းစိတ်ပြတ်မိသလိုဖြစ်သွားပါတယ်တာမန်နင်ဂျာမာလီတယောက်ရဲ့အနောက်မှာကြီးကျက်သူက2ယောက်တောင်ပါနေတာကြောင့်မို့လို့ဂါဘီမာဒူတို့လည်းအံ့ဩသွားကြပြီးတော့ဘလို့ဖြစ်ပြီးကြီးကျက်သူက2ယောက်တောင်ဖြစ်နေတာလေလို့စာဂီတီကမေးကြည့်ခဲ့လိုက်ပေမဲ့ယူဇူရီယာကသူမလုံးနေကြတဲ့မိမမာယာတဲကူးပြတဲ့ဂါဘီမာဒူရဲ့အနာကိုကတ်လာကသူတို့နဲ့အတူတူပူပေါင်းဖို့အတွက်လည်းမြှူဆွဲဖျားယောင်းလာခဲ့ပါတယ်ဒါပေမဲ့အခြားယောက်ျားသားတွေနဲ့မတူတဲ့ဂါဘီမာဒူကတော့ယူဇူရီယာရဲ့လက်ကိုချက်ချင်းပဲလိန်ချိုးခဲ့လိုက်ပြီးတော့ဒီလိုအကွက်တွေကသူ့ဘော်ကိုလုံးဝထိရောက်မှာမဟုတ်တဲ့ကြောင့်ပြန်ပြောရင်မေးတဲ့မေကွန်းကိုသာပြန်ဖြေဖို့တတိပေးခဲ့ပါတယ်
အနောက်မှာရှိတဲ့အဆောင်ချက်2ယောက်ထဲကမှကန်ဂျီလို့ခေါ်တဲ့အဖွဲသားကအခြားပြည်သားတစ်ယောက်ရဲ့ဆောင်ချက်သူဖြစ်ခဲ့ပြီးယူသူရီယာရဲ့ဖျားရမှုကြောင့်စောနာကလေးတွေမဲ့အသက်ခံလိုက်ရတဲ့အကြောင်းကန်ဂျီကလည်းရှင်းပြလာပါတယ်။တာဝန်ယူစရာအပြစ်သားမရှိတော့ဘူးဆိုပေမဲ့ကျိုးမော့ကနေလည်းမပြောင်းကျင်သေးတာကြောင့်မို့လို့သူမရဲ့အနောက်ကိုလိုက်လာခဲ့ရတာဖြစ်တယ်လို့ထပ်မံရှင်းပြလာခဲ့ပြီးယူသူရီယာရဲ့မူလကြီးကြပ်သူဖြစ်တဲ့စန်တာကလည်းသူ့ကိုယ်သူမိတ်ဆက်စကားစပြောလာပါတယ်။နင်ဂျာမတွေကတာမန်နင်ဂျာတွေထက်ညံ့ညံ့နဲ့ရမ်းများတယ်ဆိုတာကိုဂါဘီမာဒူးကသိထားပြီးတော့ဒီကိုရောက်လာတာကအကြောင်းမဲ့တက်တော့မဟုတ်မှရိပ်မိလိုက်တာကြောင့်သူတို့စီကလိုချင်တာတစ်ခုခုရှိလို့လားဆိုပြီးတဲပဲမိခဲ့လိုက်ပါတယ်။ချက်ဆိုတာနဲ့ငကောက်ကတန်းပြီးမိတောက်တဲ့ဂါဘီမာဒူးရဲ့စကားတွေကြောင့်မို့လို့ယူသူရီယာကလည်းဟန်ဆောင်မနေတော့ပဲသူတို့ရဲ့အဓိကရည်ရွယ်ချက်ကိုထုတ်ပြောလာပြီးတော်ကြီးမြတ်မဲထဲမှာမသေးသေးကိုစန်တော်ဝါလိုက်ရှာနေမဲ့စာအချက်လက်ပြည့်စုံရှိတဲ့သူတို့နဲ့ပူးပေါင်းတင်တယ်လို့ပြောပြလာပါတယ်။အမှန်တော့ယူသူရီယာတို့ရဲ့အဖွဲ့ကတိုက်ရိုက်ခိုင်ရိုက်ပိုင်းမှာလုံးဝအားနေတာကြောင့်ရှေ့ကနေမမတိုက်ခိုက်ပေးမဲ့လူတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ပြီးဂါဘီမာဒူးတို့လိုချင်နေတဲ့အချက်လက်မှန်သမျှကိုသူတို့ကပြောပြပေးမှဖြစ်တယ်လို့အပြန်လန်နေနဲ့တောထဲကထွက်လာတဲ့အကောင်မှန်သမျှကိုတိုက်ခိုက်ရှင်းထုတ်ပေးရမယ်လို့ပြောပြခဲ့ပါတယ်။အစာပိုင်းမှာတော့ယူသူရီယာရဲ့ပြောစကားတွေကိုဂါဘီမာဒူးကသဘောမတူခဲ့ပေမဲ့လမ်းမသိပဲစန်တော်ဝါသွားနေတာတဲ့စာရင်တီနေရအတိအကျသိတာကပိုကောင်းတယ်လို့စာကီဒီကပြောပြလာကနှစ်ဦးနှစ်ဖက်လုံးလည်းဝင်းဝင်းဆက်ကျူရေးရှင်ဖြစ်နေတာကြောင့်မို့လို့အဖွဲ့ပူးပေါင်းမဲ့ကိစ္စကိုလည်းဂါဘီမာဒူးကသဘောတူခဲ့လိုက်ပါတယ်။ယူသူရီယာနဲ့ဂါဘီမာဒူးတို့စကားပြောနေတဲ့အချိန်မှာပဲဘယ်ကထွက်လာမှမသိတဲ့မြူကိုတွေကသူတို့တွေရှိတဲ့နေရာကိုရောက်ချလာခဲ့ပြီးအခုံးငွေတွေကိုရှူရှိုင်းမိသွားတဲ့စာကီဒီကလည်းအမြင်တွေမှုံဝါလာပြီးတော့အဲ့ဒီနေရာမှာလဲကြရဲမေးလဲသွားပါတယ်။ရှင်းသေးကိုကျိုးစီကိုမလာခင်ရပ်ပိုင်းလိုလောက်တုန်းကတောမဆိုတဲ့လူငယ်လေးတယောက်ကတေတံချမှတ်ပေးတာဖြစ်တဲ့အာဇာဆိုတဲ့ဖြစ်သားကိုကင်တွယ်အုပ်ချုပ်ခြင်းတဲ့အကြောင်းစီနီယာဖြစ်သူအဲဆန်စီမှာခွင့်တောင်းခဲ့ပါတယ်။အဲဆန်ကလည်းထူးချွန်တဲ့လူငယ်လေးတောမရဲ့တောင်းဆိုမှုကိုခွင့်ပြုပေးခဲ့လိုက်ပြီးမြေအောက်ခန်းထဲမှာကျင်းချခံထားရတဲ့အာဇာဆိုတဲ့ဖြစ်သားနဲ့လည်းတွားရောက်တွေ့ဆုံကနောက်ဆုံးတော့အကိုကြီးကိုပြန်တွေးခွင့်ရပြီဆိုပြီးတော့တောမကလည်းပြောပြလာပါတယ်။အမှန်တော့လူငယ်လေးတောမဟာတင်မင်းချအပြစ်သားဖြစ်တဲ့အာဇာရဲ့ညီရင်ဖြစ်လို့နေခဲ့ပြီးတော့သူ့ကိုကယ်တင်နိုင်မှုအတွက်လွန်ခဲ့တဲ့9နှစ်လောက်ကတည်းကအာဇာအဲမိုကလန်တဲ့ကိုရည်ရွယ်ချက်ရှိရှိနဲ့ဝန်ခံခဲ့တာဖြစ်ပါတယ်။မိဘနှစ်ပါးစလုံးဆုံးပါပြီးသွားတဲ့နောက်ပိုင်းမှာအာဇာနဲ့တောမတို့ကကုကယ်ရမဲ့ဘွားကိုရောက်သွားခဲ့ကြပြီးတော့အဖေဖြစ်သူဟာနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ပဲသူတို့မျက်စိရှိမှတဲ့ကွက်မြတ်ခံလိုက်ရကတစ္ဆာပေါက်ရဲ့သားတွေဆိုပြီးတော့လည်းဘသူကမှသူတို့ကိုလက်မကြည့်ခဲ့ကြပါဘူး။စီးစိမ်ဥစ္စာတွေကိုပါတင်ခံလိုက်ရတာကြောင့်မို့လို့ညီကိုနှစ်ယောက်စလုံးလည်းတထောင်းသားဘွားကိုရောက်သွားခဲ့ပေမဲ့ဘယ်နေရာမှာဆိုအလိုက်ထိုက်ပြောင်းလဲနေထိုင်တတ်တဲ့အကိုဖြစ်သူအာဇာကမြို့တော်ရဲ့အကြီးဆုံးမှာဆိုတဲ့တခိုးဓမြဂိုင်းတွေကိုဝင်ခဲ့ပါတယ်။အကိုကြီးဖားရဆိုတဲ့အတိုင်းညီဖြစ်သူတော်မကိုကောင်းကောင်းဝေကောင်းကောင်းစားနိုင်အောင်ကိုစိုးလူနိုင်ရဲ့အနေနာခံပြီးတော့ပါပြုစုပြိုထောင်ပေးခဲ့ပြီးသူတို့နှစ်ယောက်အမျိုးတော်တယ်ဆိုတာကိုလည်းဘသူကမှမသိသေးပဲအာဇာအဲမိုကလန်တွေကိုသူ့ကိုယ်တိုင်ပို့ပေးခဲ့တာဖြစ်ပါတယ်။တနေ့ကျရင်ဒီလိုဖြစ်လာမယ်ဆိုတာကိုသိနေတဲ့အာဇာရဲ့အတွေးကလည်းလုံးဝကိုမှန်ကန်နေခဲ့ပြီးတော့ညီဖြစ်သူတော်မကကြီးကြပ်သူအဖြစ်နဲ့အာဇာရဲ့အနောက်မှာအမြဲတမ်းရှိနေကမသေးသေးကိုရှာပြီးကျုံးမော့ကနေနှစ်ယောက်သားထွက်သွားဖို့အတွက်လည်းစီစဉ်ထားကြပါတယ်။လမ်းမတွေ့သမျှမကောင်းဆိုးဝါးတွေကိုလည်းအာဇာကပဲဒိုင်းကန်တိုက်ခိုက်ပေးရင်ညီဖြစ်သူကိုကာကွယ်ပေးနေပြီးတော့အကယ်၍ဒါမသေးသေးကိုရှာတွေ့ခဲ့မယ်ဆိုရင်အကုန်လုံးကိုသူတို့ညီကိုနှစ်ယောက်ပဲခွဲတောက်ကြမယ်လို့လည်းပြောနေကြပါတယ်။ငငယ်တုန်းကအတိုင်းပဲလုံးဝမပြောင်းလဲတဲ့အကိုဖြစ်သူရဲ့ဆုံးဖြတ်ချက်တွေရဲ့အနောက်ကိုတော်မကလည်းယုံယုံကြည်ကြည်နဲ့ဆက်လိုက်နေခဲ့ပြီးမေလဲသွားတဲ့စာကီဒီကိုတော့စန်တာကထန်းခေါ်လာကဘေးကင်းကင်းနဲ့အနားယူနိုင်မဲ့နေရာတစ်ခုကိုလည်းလိုက်ရှာနေကြရင်းနဲ့ပဲအပိုင်းလေးကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။အတော်ဆုံးစာမှုတိုင်းတယောက်ဖြစ်အောင်ကြိုးစားနေတဲ့စာကီဒီဟာသူမကိုသဘောမကျစွာကြည့်နေတဲ့အဖေဖြစ်သူကိုအိမ်မက်ထဲမှာမြင်နေရပြီးမေလဲရကနေလည်းခဏကြာမှတော့ပြန်ပြီးနှိုးထားလာပါတယ်။ဘာဒီဘလို့ဖြစ်သွားမှမသိတဲ့စာကီဒီကဘေးနားမှာရှိနေတဲ့ကန်ကြီးကိုဖြစ်ချောင်းကုန်စင်မေးကြည့်နေခဲ့ပြီးပိုးကောင်တွေထုတ်လွှင့်လိုက်တဲ့အစိမ့်ငွေတွေကိုရှူရှိုင်းမိရကနေမေလဲသွားတာဖြစ်တဲ့ကြောင့်ကန်ကြီးကလည်းပြန်ပြီးတော့ရှင်းပြလာပါတယ်။မကောင်းဆိုးဝါးတွေနဲ့တာရဲကောက်တွေရဲ့အန်ရကနေတင်းချောင်းနိုင်မှုတင်းငုတ်တို့ကြီးတစ်ခုထဲမှာလည်းအားလုံးကဝင်ရောက်ပုံခုနေကြတာဖြစ်ပြီးတော့အပြစ်သားတွေကိုစိတ်မချတဲ့စာကီဒီကအပြည့်ဝနေမကောင်းသေးတာတောင်မှသူတို့ကိုစောင့်ကြည့်ဖို့အတွက်အပြင်ကိုထွက်လာခဲ့ပါတယ်။ပြဿနာတစ်ခုကိုဖန်တီးမဲ့လို့ထင်ထားတဲ့အပြစ်သားတွေကတကယ်တမ်းမှာတော့ငြိမ်နေကြပြီးဂါဘီမာတို့ဆိုရင်အားလုံးစားဖို့အတွက်နေတဲ့စာကိုတောင်မှပင်ပန်းခံပြီးတော့ပြင်ပေးနေပါတယ်။ကိုဖီယာတွေအရန်ကြီးမပေးဖို့နဲ့အနားယူလို့ရတော့မှတေချာလေးအနားယူထားတဲ့ကြောင့်စာကီဒီကိုလည်းစန်တာကရှင်းပြလာပြီးတော့ရှင်ဆဲကီကိုကျွန်းကြီးနဲ့ပတ်သက်တဲ့တီထားရသမျှအချက်လက်တွေအားလုံးကိုလည်းအဲ့ဒီနေရာမှာပဲဂါဘီမာတို့ကိုအကုန်ပြောပြခဲ့ပါတယ်။ကျိုးမောက်ကိုရောက်လာတာနေတဝက်လောက်ရှိပြီဆိုပေမဲ့အကြီးကဲတွေရေးဆွဲပေးလိုက်တဲ့လိမ်မော်ဒီနဲ့တူတဲ့မသေးသေးတီကအခုချိန်ထိရှာမနေသေးတာကြောင့်မို့လို့တကယ်ရှိတာရောဟုတ်ရလားဆိုပြီးအားလုံးကတန်တရားတွေဝင်လာကြပါတယ်။ဒါပေမဲ့အီဝါကာကူရဲရွာရဲ့အကြီးကဲကိုမျက်စိနဲ့တက်အမြင်ပူထားတဲ့ဂါဘီမာတို့ကတော့မသေးသေးတာတကယ်ရှိတယ်လို့အကျွမ်းမဲ့ယုံကြည်နေပြီးတစ်တော်ထဲမှာတွေ့ရတဲ့တစ်ပင်နေနဲ့ရုပ်ထုတွေအကြောင်းကိုလည်းစန်တာကထပ်ပြီးတော့ရှင်းပြပြောပြလာပါတယ်။တာမန်ကြည့်ရင်တော့ရုပ်ထုတွေကဘာမှမဟုတ်ဘူးဆိုပေမဲ့တကယ်တမ်းတေချာကြည့်လိုက်မယ်ဆိုရင်ဘာသာတရားနဲ့ဆိုင်တဲ့ဗုဒ္ဓရုပ်ထုတွေဥတီဝါရုပ်ထုတွေနဲ့လက်လိုဘာလိုကွဲပြားနေတဲ့အခြားရုပ်ထုတွေအများကြီးလည်းရှိလို့နေပါတယ်။ဒုက္ခပုံကျိုးဆိုတဲ့နာမည်တိုင်းဒီရုပ်တွေကိုတကယ်ပဲနဖျားတွေကဖန်တီးထားလာတာလို့မေးကြမေးခွန်းရှိပေမဲ့စာကီဒီကတော့အဲ့ဒီလိုလုံးဝမထင်မဲ့သူတို့တွေတိုက်ခိုက်ခဲ့ရတဲ့မကောင်းဆိုးဝါးကောင်ကြီးတွေနဲ့ပြန်ပြီးတော့ဥပမာပေးခဲ့ပါတယ်။ခန္ဓာဗေဒအရဆိုရင်တက်ရှိတကောင်ဖြစ်လာဖို့ကိုတွင်းကလေးစားတွေကိုမဖြစ်မနေလိုအပ်တယ်ဆိုပေမဲ့သူတို့တက်လိုက်တဲ့အကောင်တွေထဲမှာအသားနဲ့သွေးကလွဲလို့ကျန်တာတစ်ခုမှရှိမနေကြောင်ပြန်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒီတက်ပို့ပြီးထူးဆန်းတာကကျိုးမောက်ကိုအရင်ရောက်နေပါတယ်ဆိုတဲ့လူရောက်60လုံးကိုလုံးဝမတွေ့ရတော့တာပဲလို့စာကီဒီကပြောပြလာပြီးဘလောက်ပဲကြီးတဲ့ကျွန်းဖြစ်ပါစေလူသားတွေနေထိုင်ခဲ့တဲ့ဆိုတဲ့အရင်အောင်လောက်ကတော့ကြံခဲ့မှာဖြစ်ပေမဲ့အခုကတော့အဲ့ဒီလိုမဟုတ်ပဲနှစ်ပေါင်း1000ကျော်လောက်ဘယ်သူမှမနေခဲ့သလိုမျိုးအရာအလုံးကအစိမ့်သက်သက်ဖြစ်နေခဲ့ပါတယ်
စာကတိပြောမှပဲစန်တာတို့လည်းအဲ့ဒီအချက်ကိုသတိပြုမိသွားကြပြီးပုံမှန်ဟုတ်မနေတဲ့ကျွန်းရဲ့အခြေအနေကိုကြည့်ချင်းအားဖြင့်စေလို့ခံလိုက်ရတဲ့လူရောက်60စလုံးကပျောက်သွားတာမဟုတ်ပဲထူးဆန်းတဲ့ပိုးကောင်တွေရဲ့လက်ချက်ကြောင့်တစ်ပင်ပန်းမင်းတွေဖြစ်ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ဂါဘီမာဒူးကလည်းကြားဖြတ်ပြောလာပါတယ်ကိုယ့်ရဲ့ထင်မြင်ချက်တွေတုံးသက်ချက်တွေကိုထုတ်ပြောရင်ဒီကျွန်းကြီးရဲ့တရုတ်မှန်ကဘာများဖြစ်မလဲလို့ခံမှန်းနေကြပေမယ့်အကြီးကဲတွေပြောနေတဲ့ဒုက္ခပုံကျွန်းဆိုတာကတော့လုံးဝမဖြစ်နိုင်တော့မှအားလုံးကလည်းသိနေကြပါတယ်နေခင်းတို့ကတိုက်ပွဲကြောင်းကိုလည်းညနေပိုင်းရောက်မှစာကီကပြန်တွေးကြည့်နေပြီးဒီကျုံးမှာကြုံတွေ့ရတဲ့အန်ရတွေကယောက်ျားသားတယောက်တည်းတော့ခက်ခဲလွန်းတာကြောင့်မို့လို့သူမလိုမိန်းကလေးတယောက်နေနဲ့အသက်ရှင်မှုအခွင့်အရေးအတော်လေးနည်းသွားနိုင်တယ်လို့ကန်ကြီးကလည်းပြောပြလာပါတယ်။အဲဒါကြောင့်မို့လို့ဂါဘီမာဒူးကိုစောင့်ကြမဲ့အစားကျုံးမော့ကနေသာအမြင်ထွက်သွားတဲ့နယ်လို့စာကီကိုထပ်မံရှင်းပြခဲ့ပြီးတော့မိန်းကလေးတယောက်ဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲထပ်ပြီးနှင်ထုတ်ခံနေရတာကြောင့်မို့လို့ခံမြင့်စိတ်နဲ့ပဲကျုံးမော့မှာဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အခုကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့သူမရဲ့လက်ရှိပုံစံကိုကြည့်ရင်နောက်ဖြစ်လာမယ့်အခြေအနေတွေကိုဘလို့မှကန်တွယ်နိုင်မှာမဟုတ်ဘူးဆိုတာကိုကန်ကြီးကတေချာပေါက်သိနေပြီးအပြစ်သားဖြစ်တဲ့ဂါဘီမာဒူးကိုလည်းတေချာမထိန်နိုင်မကောင်းဆိုးဝါးတွေကိုလည်းမနှဲတိုက်ခိုက်နေရတဲ့သူမအနေနဲ့ဒီတာဝန်ကိုလက်လျှော့ပြီးတော့အိမ်ကိုပဲပြန်သိနေလို့အချက်လက်ကြရှင်းပြခဲ့ပါတယ်။ကန်ကြီးနဲ့စာကီတို့စကားပြောနေတော့မှပဲစန်တာကပါသူတို့နှစ်ယောက်နာကိုထပ်ရောက်လာပြီးတော့ကျိုးမော့ကနေပြန်မဲ့ကိစ္စကလွယ်လွယ်လေးလို့ထင်ရပေမဲ့တကယ်တမ်းအဲ့ဒီလောက်ရိုးရှင်းမနေဘူးလို့ကန်ကြီးတို့ကိုပြောပြလာပါတယ်။လူပေါင်းများစွာစိတ်လို့ခံခဲ့ရတဲ့ကျုံးဘော်ကနေတယောက်မှပြန်မလာတာကိုကြည့်ရင်လွယ်လွယ်နဲ့ပြန်ထွက်လို့မရတာလေဖြစ်နိုင်တယ်လို့စန်တာကရှင်းပြလာပြီးအဲ့ဒီလို၃ယောက်သားစကားပြောနေချိန်အာဆာအဲမိုကလန်ကအဖွဲ့သားတယောက်ဖြစ်တဲ့တန်ဆာဆိုတဲ့စာမိုးတိုင်းကတော့တူတာဝင်ယူထားရတဲ့အပြစ်သားနဲ့တူကျွန်းပြစ်မှတ်ကိုထွက်လာနေပါတယ်။ရေလမ်းကြောင်းကိုမသိပဲဆွတ်သွားနေတဲ့တန်ဆာကိုအပြစ်သားဖြစ်တဲ့နာရူဂါရီကပဲလမ်းပြပေးနေရပြီးတော့အသက်ငယ်ငယ်လေးပဲရှိသေးပေမဲ့သူ့ထက်ပိုပြီးဗဟုသုတပြည့်စုံလို့နေတာကြောင့်မို့လို့တန်ဆာကလည်းနာရူဂါရီကိုချီကျူးနေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေအုပ်ဆိုင်နေတာကြောင့်မို့လို့ဘာမှမမြင်ရပေမဲ့စိတ်မမှန်းပြီးတော့ပဲအရှိကိုဆက်လော်နေကြရပြီးနောက်ဆုံးမှာသူတို့တွေလိုက်ပါစီးနေခဲ့တဲ့အကြီးကဲရှုကန်ကြီးတယောက်ရဲ့လှေကြီးနားကိုလည်းရောက်ချသွားပါတယ်။အိမ်တူပြန်ဖို့အတွက်ဖော်ရသွားပြီလို့ထင်လိုက်တဲ့တန်ဆာကလည်းဝမ်ပတ်တန်နဲ့ပဲလှမ်းပြီးတော့နှုတ်ဆက်ဖို့လုပ်ခဲ့လိုက်ပေမဲ့တကယ်တမ်းသူတို့မြင်ရတဲ့လှေကြီးဆိုတာကမကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့်ဖျက်ဆီးခံထားရတဲ့လှေပိုင်းစာတွေသာဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတန်ဆာတို့လည်းအရန်လက်သွားကြပြီးလေတုအချိန်တွေပြောင်းလဲသွားတာကိုချက်ချင်းသတိထားမိလိုက်တဲ့နာရူဂါရီကလည်းရန်သူရှိနေပြီဆိုတာသိသွားတာကြောင့်မို့လို့ဒီကနေပြန်လှည့်ပြေးဖို့အတွက်တန်ဆာကိုသတိပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီသတိပေးချက်ကရန်ကိုနောက်ကျသွားခဲ့ပြီးတော့ရေထဲမှာပုံနေတဲ့အေယာမမကောင်းဆိုးဝါးကြီးကလည်းသူတို့စီးနေတဲ့လေကိုတိုက်ခိုက်လာကအရှိကအပြက်စီးတွေပေါ်ကိုလည်းနှစ်ယောက်သားကအမြန်မဲခုန်တက်လိုက်ရပါတယ်။သူတို့ရင်ဆိုင်နေရတဲ့မကောင်းဆိုးဝါးကြီးကအေယာမရေပွဲကောင်ကြီးဆိုတာကိုလည်းတန်ဆာတို့ကတီးသွားကြပြီးတော့ရေထဲကနေထွက်လာတဲ့အေယာမလက်တံကြီးတွေကိုဓာတ်နဲ့ခုတ်ပိုင်းရင်ဒီနေရာကနေလည်းအသက်ရှင်လျက်ထွက်ပြေးနိုင်အောင်လို့ကြိုးစားခဲ့ကြပါတယ်။အဖိုးဖြစ်သူရဲ့လွတ်အောင်ထွက်ပြေးဆိုတဲ့စကားတန်ကိုလည်းနာရူဂါရီကပြန်ကြားရောက်နေခဲ့ရပြီးသူ့ရဲ့အမားတစ်ခုကြောင့်တွေ့ရလုံးအသက်သေဆုံးခဲ့ရတဲ့အတိတ်ကဖြစ်ပျက်တစ်ခုကိုလည်းပြန်ပြီးတော့မြင်အောင်လာခဲ့ပါတယ်။အမှန်တော့နာရူဂါရီတို့မျိုးနွယ်တွေကတရားမဝင်နေထိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးမြင်းနှင်းရလှန်ဆိုင်ဆိုတဲ့အတိုင်းပဲတေးတဲ့အမှုကနေပုံကြီးချဲခံလိုက်ရပြီးတော့အခုလိုမျိုးတေးမိတ်ကြပြစ်သားတယောက်ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။လေကြီးတစ်ခုလုံးပျက်စီးသွားတယ်ဆိုပေမဲ့အသက်ကလေးသေးစားလေးတွေရှိနေမယ်ဆိုတာကိုတန်ဆာကသိရကြောင်းမို့လို့မကောင်းဆိုးဝါးကြီးကိုရသလောက်ပြန်တိုက်ခိုက်ရင်ဒီနေရာကနေလည်းထပ်ပြေးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီလေပေါ်မှာပဲသူတို့ထက်အရင်ပြန်သွားတဲ့ကီရှိုဆိုတဲ့အဖွဲ့သားကိုလည်းထပ်မံတွေ့မြင်လိုက်ရပြီးတော့အသက်ရှင်နေသေးတဲ့အမတ်နဲ့တန်ဆာတို့ကလည်းကယ်တင်ပေးဖို့လုပ်ခဲ့လိုက်ပေမဲ့ခန္ဓာကိုယ်ထဲကပန်းမင်တွေပေါက်နေတဲ့ပြင်အတိစိတ်ပါပျောက်ပြီးယူတယောက်လိုမျိုးပြုံးနေတာကြောင့်မို့လို့ကယ်လို့မရတော့ဘူးဆိုတာကိုနာရူဂါရီကလည်းသိသွားပါတယ်။သူတို့ရဲ့မျက်စိရှိမှာပဲကီရှိုကမကောင်းဆိုးဝါးကောင်ကြီးရဲ့နှစ်ပိုင်းဖြတ်တတ်တာကိုခံလိုက်ရပြီးဒီဖြစ်ပျက်ကအဖိုးဖြစ်သူတေဆုံးခဲ့တဲ့ဖြစ်ရတဲ့တပုံစံနဲ့တူနေတယ်ဆိုတာကိုနာရူဂါရီကလည်းပြန်သတိရသွားပြီးတော့အဲ့ဒီညမှာပဲထိုင်ရတာပြက်လဲကျသွားပါတယ်။လိုလမ်းမရှိတော့ဘူးဆိုတဲ့အတွေ့အကြုံကနာရူဂါရီရဲ့ကောင်းတဲ့ကိုဝင်ရောက်ကြီးစိုးလာခဲ့ပြီးရုတ်တရက်ကြီးမျောလင်းချက်မဲ့တဲ့လူတယောက်လိုဖြစ်သွားတဲ့နာရူဂါရီရဲ့ပုံစံကြောင့်မို့လို့တန်ဆာကလည်းနားမလည်နိုင်ဖြစ်သွားပါတယ်။တရွာလုံးကိုပျက်စီးအောင်လုပ်ခဲ့တဲ့သူ့လိုလူတယောက်ကတေတာနဲ့ပဲထိုက်တန်တယ်လို့တယောက်တည်းပြောဆိုနေခဲ့ပြီးတော့အတိတ်မှာဘလို့ကိစ္စမျိုးတွေရှိခဲ့လဲဆိုတာမသိပေမဲ့အခုတော့အသက်ရှင်အောင်လုံးမရမယ်လို့တန်ဆာကလည်းအော်ဟစ်သတိပေးလိုက်ပါတယ်။တေဆုံးသွားတဲ့အဖိုးဖြစ်သူကိုယ်တိုင်ကနာရူဂါရီကိုဒီလိုပုံစံဖြစ်နေတာမြင်ကြမှာမဟုတ်တဲ့ကြောင်းထပ်မံပြောပြခဲ့လိုက်ပြီးတော့အဲ့တော့မှပဲနာရူဂါရီကလည်းအသိစိတ်ပြန်ကပ်သွားကဒီနေရာကနေအရင်ဆုံးလွတ်မြောက်အောင်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းကျင်တော့ပျက်စီးတွေကြားထဲမှာကြံနေသေးတဲ့တက်ကလေးတစ်စီးကိုလည်းတန်ဆာတို့ကရှာတွေ့သွားကြပြီးတော့ရေပွဲကောင်းကြီးရဲ့လက်တက်တွေကိုကြားသလောက်ဖြတ်ရင်ရေစီးကြောင်းနိုင်ထွက်ပြေးလာခဲ့လိုက်ကြပါတယ်။မကောင်းဆိုးဝါးကြီးရဲ့လက်ကနေထွက်ပြေးလာနိုင်ခဲ့တဲ့ဆိုပေမဲ့ဒီကျုံးကိုပဲပြန်ပြီးကန်ကပ်လာတာကြောင့်မို့လို့တန်ဆာတို့လည်းအံ့ဩနေကြပြီးတော့ကျုံးရဲ့ဘေးပတ်လက်မှာရှိတဲ့ရေစီးကြောင်းတော်တော်များများကအတွင်းဘက်ကိုပဲပြန်စီးနေတာကြောင့်မို့လို့ဒီကိုပြန်ရောက်လာတယ်ဆိုတာကိုနာရူဂါရီကတော့သိလို့နေပါတယ်။ဒီကျုံးကနေထွက်လို့ရတဲ့ထွက်လန်းကတေချာပေါက်ရှိနိုင်တယ်ဆိုပေမဲ့အပြက်စီးတွေမြူကိုတွေကြောင့်မို့လို့လွယ်လွယ်နဲ့တော့ရှာတွေ့မှာမဟုတ်ဘူးလို့တန်ဆာကိုရှင်းပြလာပြီးခန္ဓာကိုယ်မှာပိနေတဲ့သွေးတွေကိုအရင်ဆုံးဆေးကြောပြီးတော့ခဏလောက်နားယူဖို့အတွက်လည်းအရင်ဆုံးပြင်လိုက်ကြပါတယ်။အဝတ်စားတွေအကုန်လုံးချွတ်ပစ်လိုက်တဲ့အခါမှာသူနဲ့တစ်ချိန်လုံးရှိနေခဲ့တဲ့နာရူဂါရီကမိန်းကလေးဖြစ်နေတယ်ဆိုတာကိုလည်းတန်ဆာကသိလိုက်ရပြီးတော့ကိုလုံးတီဖြစ်နေတဲ့နာရူဂါရီရဲ့ပုံစံကြောင့်မို့လို့တန်ဆာကလည်းအရန်ရှက်သွားပြီးအဝတ်စားတွေကိုအမြန်ပြန်ဝတ်ဖို့အတွက်အော်ပြောခဲ့ပါတယ်။ကျုံးမော့ကနေလွယ်လွယ်နဲ့ပြန်ထွက်သွားလို့မရနိုင်ကြောင်းဒီကျုံးချောင်းကိုလေးလာထားတဲ့စန်တာကလည်းကန်ဂျီတို့ကိုပြောပြနေပြီးတော့အရင်တုန်းကတယောက်တည်းဆိုရင်အဲ့ဒီလိုလုံးတဲ့နာမှတ်မိမယ်အခုချိန်မှာသူတို့တွေလည်းရှိနေပြီဖြစ်တာကြောင့်မို့လို့မပြန်လဲရနိုင်တော့ပါတယ်လို့စန်တာကရှင်းပြခဲ့ပါတယ်ဒီကိစ္စကိုဖြေရှာဖို့အတွက်ကန်ဂျီကစာကီရီကိုတညတာအချိန်ပေးခဲ့လိုက်ပြီးတော့လက်ရှိတာဝန်ကိုဆွန့်လွတ်တင်လာထပ်ပြီးတော့စုပ်ကိုင်တင်လာဆိုတာကိုအပြစ်သားဖြစ်တဲ့ဂါဘီမာရူးနဲ့လည်းညရောက်မှစကားပြန်လည်ပြောပြခဲ့ကြပါတယ်
မသေးသေးကိုရအောင်ရှာပြီးဇနီးတဲ့ကိုရွာကနေခေါ်ထုတ်သွားခြင်းနဲ့ကာဗီမာတို့ကတော့ချမှတ်ပြီးသားဆုံးဖြတ်ချက်ကိုဘယ်တော့မှပြောင်းလဲမှာမဟုတ်တဲ့ကြောင်းအရှုံးပေးရလောက်တဲ့အထိတိကျသေးကြတဲ့အကြောင်းပြချက်မရှိဘူးဆိုရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလုံးဝမရက်တန့်လိုက်တဲ့မှုလို့စာကီရီကိုပြောပြခဲ့ပါတယ်ဒီစကားတစ်ခုကသူမရဲ့တွေးဝေနေတဲ့အတွေးတွေအားလုံးကိုရှင်းလင်းပြသသွားစေခဲ့ပြီးမင်္ဂလေးတယောက်ဖြစ်တယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့တင်သူမရဲ့ရည်မှန်းချက်တွေကိုအပြည့်စည်ခံလို့မဖြစ်မှန်းသိသွားကကျိုးမောက်ကနေထွက်မသွားနိုင်တဲ့အကြောင်းနောက်နေ့မှာတော့ကန်ကြီးကိုပြောဆိုခဲ့ပါတယ်ကိုထက်ယာဒူးကြီးတဲ့စီနီယာတယောက်ရဲ့ပြောစကားကိုနားမထောင်ရင်အပြစ်ပေးလို့ရတယ်လို့ကန်ကြီးကထပ်မံသတိပေးခဲ့ပေမယ့်အရေးချင်းနဲ့ပတ်သက်ပြီးကိုတန်တရားမရှိတဲ့စာကီရီကတော့သူမကိုယုံကြည်ပေးဖို့အတွက်ပဲထပ်ပြီးတောင်းဆိုခဲ့ပါတယ်ကြောက်လန့်တုန်လုံးမှုမရှိတဲ့စာကီရီရဲ့ပုံစံကြောင့်မို့လို့ကန်ကြီးကလည်းအစမ်းတက်ခတ်ကြည့်ခဲ့လိုက်ပြီးကျိုးမောက်မှာနေဖို့တကယ်ပဲအရေးချင်းရှိရလားဆိုတာကိုစမ်းသပ်ခဲ့လိုက်ကသူတော်မသိလိုက်ခင်မှာပဲလက်ထဲကဓာတ်ကစာကီရီစီကိုရောက်သွားခဲ့ပါတယ်ဒီလိုအရေးချင်းရှိသူမျိုးကိုတခါမှမမြင်ဘူးခဲ့တဲ့ကန်ကြီးကလည်းစာကီရီရဲ့လုံရဲ့ကြောင့်အံ့ဩသွားခဲ့ပြီးတော့ကျိုးမောက်မှာဆက်ပြီးနေလို့ရတဲ့ကြောင့်ပြောဖို့လုံးနေတော့မှပဲအဲဆန်ကိုတက်ခဲ့တဲ့အပြစ်သားပလာကြီးကအနောက်ကနေရောက်လာကကန်ကြီးကိုလည်းရုတ်တရက်တိုက်ခိုက်လာရင်းနဲ့ပဲအပိုင်းကလည်းဒီနေရာမှာလည်းပြီးဆုံးသွားပါတယ်ရိုဂူရိုတာလို့ခေါ်တဲ့ကလေးငယ်လေးတယောက်ကအခြားသူတွေနဲ့မတူတဲ့ယောဂအခြေအနေတစ်ခုနဲ့မွေးဖွားလာတဲ့သူဖြစ်ပြီးအမြဲတမ်းဗိုက်စားတဲ့ဝေဒနာကိုခံစားနေရကသူ့မျက်စိရှိမှရှိတဲ့စားလို့ရသမျှအရာတိုင်းကိုလည်းစားတော့ပြတ်တတ်ပါတယ်မိဘတွေကတော့ကလေးပြရှောက်ဆုံးနေတယ်လို့ပဲထင်နေခဲ့ပေမဲ့အချိန်နေကြာလာတဲ့အခါမှာရိုဂူရိုတာရဲ့ဗိုက်စားတဲ့ဝေဒနာကပိုဆိုးလာပြီးမိဘတွေကိုတောင်ပြန်တက်စားတဲ့အထိဖြစ်လာပါတယ်အဲ့ဒါတင်မကပဲရွာထဲကရွာသားတွေကိုပါဇက်တိုက်ဆိုသလိုတပ်ပစ်လာတာကြောင့်မို့လို့အကြီးကဲတွေကမရမကဖမ်းဆီးပြီးတော့အခုလိုမျိုးတေးမိန်ချလိုက်ကြတာဖြစ်ပါတယ်ဒါပေမဲ့ဗိုက်စာလာရင်လူတက်တဲ့အချင်းကမပြောက်သေးတာကြောင့်မို့လို့ကျုံးမောက်မှာရှိနေတဲ့ကန်ဂျီတို့ကိုပါတိုက်ခိုက်ဖို့လှုံ့လာပြီးရိုဂူရိုတာရဲ့ရိုက်ချက်ကြောင့်ပဲကန်ဂျီတယောက်လည်းပြင်းထန်ထိခိုက်သွားပြီးတော့တစ်ဖက်မှာရှိနေတဲ့တစ်ပင်နဲ့တောင်ဝင်ဆောင်မိသွားပါတယ်ရိုက်ချက်ကမပြင်းမှုဆိုပေမဲ့ကန်ဂျီတို့လိုတာမန်လူတွေအတွက်အတော်လေးကြောက်စရာကောင်းတဲ့ခွန်အားတစ်ခုဖြစ်လို့နေပြီးတော့ကယ်တင်ပေးဖို့နားကပ်လာတဲ့စာကီရီကိုလည်းအင်အားချင်းမမျှတာကြောင့်မတိုက်ခိုက်ပဲအခြားဖွဲ့သားတွေကိုတွားခေါ်ဖို့အတွက်ကန်ဂျီကပြောဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်မှာကျန်ခဲ့တဲ့ရိုဂူရိုတာကမျက်စိတမိတ်တွေမှာပဲစာကီရီရဲ့အနောက်ကိုလှစ်ကနေရောက်ချလာပြီးနှစ်ယောက်စလုံးကိုတပ်ပစ်ဖို့အတွက်လည်းထပ်ပြီးတော့လှုပ်လာပါတယ်စူညံတန်တွေကိုကြားသွားတဲ့အခါမှာဂါဘီမာဒူးကလည်းပြဿနာဖြစ်တဲ့နေရာကိုအချိန်မီရောက်လာပြီးတော့လူတန်ကြီးရိုဂူရိုတာရဲ့မျက်ခွက်ကိုဖျက်ကန်ရင်အန်နီယဘေးခံရတော့မယ်စာကီရီကိုလည်းကယ်တင်ပေးခဲ့ပါတယ်ရန်သူတွေနဲ့ရင်ဆိုင်ရမှာအတွေ့အကြုံကောင်းကောင်းရှိနေမိတာဖြစ်တဲ့ဂါဘီမာဒူးဟာရိုဂူရိုတာကိုတစ်ချက်ပဲတိုက်ခိုက်လိုက်တယ်ဆိုပေမဲ့သူတို့ရင်ဆိုင်နေရတဲ့တစ်ဖက်လူဟာဘလောက်တောင်ခွန်အားကြီးပြီးတန်မာနေလဲဆိုတာကိုတန်းပြီးတော့ခံစားမိလိုက်ပါတယ်လူတယောက်ဆိုတာထက်မကောင်းဆိုးဝါးပုံစံပိုပေါက်နေတဲ့ရိုဂူရိုတာရဲ့အကြည့်တွေကြောင့်မို့လို့ဂါဘီမာဒူးတို့နှစ်ယောက်စလုံးလည်းနည်းနည်းတော့ရှိန်သွားကြပြီးဒီလူတန်ကြီးကိုတာဝန်ယူထားရတဲ့ကြီးကျက်သူဟာအဲဆန်ဖြစ်နေမှစာကီရီကသိပေမဲ့အခုလိုမျိုးတယောက်တည်းလွန်မြောက်လာတာကိုကြည့်ရင်အဲဆန်ဟာရိုဂူရိုတာရဲ့လက်ချက်နဲ့အသက်ခံလိုက်ရပြီဆိုတာကိုလည်းထပ်ပြီးသဘောပေါက်သွားပါတယ်ဆာလောင်နေတဲ့တာရဲကြီးတစ်ကောင်ကတမင်ငယ်လေးတွေကိုအမဲလိုက်တော့မျိုးကြည့်နေတဲ့ရိုဂူရိုတာရဲ့မျက်လုံးတွေကိုလည်းဂါဘီမာဒူးကတတိထားမိသွားပြီးတော့ဒီကောင်ကသူတို့ကိုအသက်ရှင်လျက်ပြန်လွတ်ပေးမဲ့ပုံမပေါ်တာကြောင့်မို့လို့သူတွေကိုယ်တိုက်ခိုက်မှရတော့မယ်ဆိုတာကိုလည်းနားလည်သွားပါတယ်ရန်သူတယောက်ကိုရင်ဆိုင်တော့မယ်ဆိုရင်တစ်ဖက်ရန်သူရဲ့လုံးနိုင်စွမ်းကဘယ်လောက်ရှိလဲဘလို့အားနဲ့အားသာချက်မျိုးရှိတယ်လဲဆိုတာတေချာဆန်းစစ်ပြီးတော့မှတိုက်ခိုက်တဲ့နယ်ဆိုတဲ့ဆရာဖြစ်သူရဲ့စကားကိုလည်းဂါဘီမာဒူးကတတိပြန်ရသွားပါတယ်ဆောနာကကန်ချမ်းပါတယ်ရန်သူရဲ့ခွန်အားကသူ့ထက်3-4ဆလောက်ပိုကြီးနေတယ်ဆိုတာကိုသိလိုက်ရပြီးတော့ဒီတစ်ခေါက်မှာအားနဲ့ချက်ကဘာလဲဆိုတာရှာကြည့်ဖို့အတွက်လှုပ်ခဲလိုက်ပြင်မဲ့တစ်ဖက်ကရိုဂူရိုတာကအနားမှာရှိတဲ့တစ်ပင်ကိုအမြင့်ကနေဆွဲနှုံရင်သူ့ကိုစပြီးတော့တိုက်ခိုက်လာပါတယ်ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့တစ်ပင်ကြီးတစ်ပင်လုံးကိုတောင်အမြင့်ကနေဆွဲနှုံလိုက်တဲ့ရိုဂူရိုတာရဲ့ပုံစံကြောင့်မို့လို့ဂါဘီမာဒူးတယောက်လည်းအရန်လန်သွားခဲ့ပြီးတော့ထင်ထားတဲ့အစမတန်ခွန်အားကြီးလို့နေတာကြောင့်မို့လို့လွယ်လွယ်နဲ့တော့နိုင်ယူလို့ရမှာမဟုတ်ဘူးဆိုတာသဘောပေါက်သွားကစာကီရီတို့ကိုလည်းလွတ်ရကိုအမြန်တင်းရှောင်မှုတတိပေးခဲ့ပါတယ်ဆောနာကလေးကသူတို့အနားမှာရှိနေပြီးဘာမှမကူညီပေးတဲ့နင်ဂျာမာလေးယူသူရီယာတို့ကိုလည်းနည်းနည်းလောက်တော့ဝင်ကူပေးတဲ့နယ်လို့ဂါဘီမာဒူးကပြောဆိုခဲ့ပေမယ့်သူတို့တွေသဘောတူထားတဲ့ထဲမှာအချက်လက်ပေးရုံတတ်ပဲဖြစ်တာကြောင့်မို့လို့တိုက်ခိုက်တာတွေကိုလုံးဝမဟုတ်ဘူးလို့ယူသူရီယာကလည်းပြန်ပြီးတော့ရှင်းပြလာပါတယ်အမှန်တော့ဒီလိုအနေအမျိုးတွေဖြစ်လာမယ်မှကြိုတွက်ပြီးသားဖြစ်တာကြောင့်မို့လို့အစာတွေကရည်ရွယ်ချက်ရှိရှိနဲ့ပေးယူလုပ်ခဲ့တာဖြစ်ပြီးသူမကိုယ်တိုင်ကလည်းဝင်မကူသလိုအဆောင်ချက်ဖြစ်တဲ့ဆန္ဒကိုလည်းကူညီလို့မရအောင်တစ်ကိုင်းတစ်ခုပေါ်မှာချုပ်ထားခဲ့လိုက်ပါတယ်ယူသူရီယာရဲ့ခြံစီကိုတီးလိုက်ရချိန်မှာတော့ဂါဘီမာဒူးတယောက်လည်းအတော်လေးစိတ်တူသွားပေမဲ့အရေးကြီးတဲ့ပြဿနာကိုအရေးဆုံးဖြေရှင်းရအောင်မှဖြစ်လို့အဲ့ဒါကိုခဏမေးခဲ့လိုက်ကတစ်ဖက်ရန်သူကိုဘယ်လိုမျိုးအလဲထိုးနိုင်ယူရမလဲဆိုတာကိုဇက်တိုက်ဖြေရှာခဲ့ပါတယ်ရိုဂူရိုတာရဲ့အားပြင်းတဲ့တိုက်ခိုက်မှုတွေကခုခံမှုတော့မဖြစ်နိုင်တာကြောင့်မို့လို့ဒီတိုင်းပဲဇက်တိုက်ကိုရှောင်ပြီးရင်ရှောင်နေရပြီးတယောက်တည်းအားနဲ့ဘလို့မှအနိုင်ယူလို့မရဘူးဆိုတာသိနေတဲ့ခန်းကြီးကလည်းစာကီရီကိုတွားကူပေးဖို့အတွက်ပြောဆိုခဲ့ပါတယ်ဒဏ်ရာတွေကိုကုသပေးဖို့အတွက်သာစိတ်ရောက်နေတဲ့စာကီရီကဒီကနေထွက်ပြေးဖို့အတွက်ပဲစဉ်းစားနေခဲ့ပေမဲ့အဲ့ဒီလိုလုံးမနေပဲဂါဘီမာဒူးကိုသာတွားကူပေးတဲ့အကြောင်းထပ်ပြီးတော့ခန်းကြီးကဖြောင်းပြလာပါတယ်သူတို့လိုစာမှုတိုင်းတွေဟာဘယ်တော့မှထွက်မပြေးဘူးဆိုတာနဲ့အသက်သေရင်သေးပါသေးရန်သူတယောက်ကိုတတိရှိရှိနဲ့နောက်ဆုံးချိန်ထိတိုက်ခိုက်သွားရမယ်လို့ကန်ကြီးကရှင်းပြလာကသူမရဲ့အရေးချင်းတွေအားလုံးကိုဒီနေရာမှာထုတ်ပြချိန်တန်ပြီလို့ပြောဆိုခဲ့ပါတယ်။ဒဏ်ရာကပြင်းထန်လွန်တာကြောင့်အသက်ရှင်မှုတိတ်မကြံတော့ဘူးဆိုတာကိုကန်ကြီးကိုယ်တိုင်ကသိနေပြီးသူမြင်မှုသမျှစာမှုတိုင်းတွေထဲမှာအရေးရင်ဆုံးပဲလို့ပြောရင်လက်ထဲကဓာတ်ကိုလည်းစာကီကြီးကိုလွှဲပြောင်းပေးခဲ့ပါတယ်။တစ်ဖက်ရန်သူကိုအလဲထိုးနိုင်ယူဖို့အတွက်အနီးကပ်တိုက်ခိုက်မှုတွေအဝေးကလမ်းပြီးတိုက်ခိုက်တာတွေကိုဂါဘီမာဒူးကရသလောက်လုံးကြည့်နေခဲ့ပြီးတော့ရိုဂူရိုတာရဲ့ခန္ဓာကိုယ်ကတအားတမှလွန်တာကြောင့်မို့လို့ဘလို့တိုက်ခိုက်မှုမျိုးကမှကောင်းကောင်းမထိရောက်ပဲဖြစ်နေပါတယ်။အဲ့ဒီချိန်ရုတ်တရက်ဝင်လာတဲ့စာကီရီရဲ့ဓာတ်ချက်တစ်ချက်ကြောင့်ရိုဂူရိုတာရဲ့လက်ချောင်းကလည်းပြတ်ချသွားပြီးတော့လက်နက်မတိုးတဲ့ခန္ဓာကိုယ်ကြီးလို့ထင်ရပေမဲ့တကယ်ချက်ကောင်းကိုသာခုံနိုင်မယ်ဆိုရင်အပြည့်ရှင်းလို့ရနိုင်တယ်လို့စာကီရီကပြောပြခဲ့ပါတယ်။
လူတွေရဲ့ခန္ဓာကိုယ်မှာဓာတ်နဲ့ခုတ်ပိုင်းရအလွယ်ဆုံးစိတ်ပိုင်းကလေပင်ဖြစ်တာကြောင့်မို့လို့ဒီကောင်ကြီးကိုသာဒူးထောက်အောင်လုပ်နိုင်မယ်ဆိုရင်တစ်ချက်တည်းနဲ့အသေးတက်ပြစ်လို့ရတယ်ဆိုတာကိုဂါဘီမာရုကလည်းသိသွားပါတယ်ဒီလိုနဲ့ပဲအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုနှစ်ယောက်သားကအတီးတီးတာဝန်ခွဲယူကတိုက်ခိုက်ခဲ့ကြပြီးတော့ဒူးထောက်သွားဖို့သာအဓိကလို့မှတ်ယူထားတဲ့ဂါဘီမာရုဟာအရင်ကတည်းကပူချမ်းတဲ့အကွက်တွေနဲ့တိုက်ခိုက်ရင်စာကီတီဓာတ်နဲ့ခုတ်လို့လွယ်အောင်လဲကြိုးစားပေးခဲ့ပါတယ်။ဒါပေမဲ့ဒီဂျန်စီကလည်းထင်ထားသလောက်မလဲပဲခက်ခဲနေပြန်ခဲ့ပြီးခန္ဓာကိုယ်ကြီးတဲ့ပြင်လှုပ်ရှားမှုတွေကပါမြန်ဆန်လို့နေတာကြောင့်မို့လို့တစ်ချက်မှလိုက်တာနဲ့လုံးဝကိုပြန်ပြီးတော့ထူထောင်ခံရမယ့်အနေအထားဖြစ်နေပါတယ်။အချိန်တော်ကြာတိုက်ခိုက်ပြီးသွားတဲ့နောက်မှာတော့ဂါဘီမာရုတယောက်လည်းအတော်လေးပြင်းထန်ထားရသလိုတက်လုံလဲကြာသာပြူလာပြီးတော့ဒီပုံစံတိုင်းဆက်သွားနေရင်အချိန်နဲ့မဟန်နိုင်ဘူးဆိုတာကိုနားလည်လိုက်တဲ့စာကီတီကဒူးထောက်လာတဲ့အထိမဆောင်တော့ပဲသူမကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချက်လွဲသွားတာနဲ့နှစ်ယောက်လုံးအသက်ပြောင်းမဲ့အနေထားမှာရှိနေတဲ့ဆိုတာကိုသိပေမဲ့စွန့်စားပြီးတော့ပဲဒီဆုံးဖြတ်ချက်ကိုချခဲ့လိုက်ပြီးတော့ကိုယ့်ရဲ့ကြောက်စိတ်ကိုအင်အားဖြစ်ပြောင်းလဲပြီးလက်ထက်ကဓာတ်တွေကိုအကုန်ထည့်ပြရမယ်ဆိုတဲ့အဖေဖြစ်သူရဲ့စကားတိုင်းစပြီးတော့လဲလှုပ်ရှားခဲ့ပါတယ်။ဂါဘီမာရုတောင်မှတဲတန်တိုက်ခိုက်နေရတဲ့ရိုဂူရိုတာဟာစာကီတီနဲ့ထိတ်တိုက်ရင်ဆိုင်ရချိန်မှာတော့အားနေတဲ့လူတစ်ယောက်လိုဖြစ်သွားပြီးတန်မာလုံးပါတယ်ဆိုတဲ့တိုက်ခိုက်မှုတွေကိုလည်းစာကီတီကအသာလေးပဲခုခံပြနေကသူမရဲ့လုံရက်တွေကြောင့်ပဲအားလုံးကလည်းပါဆက်အဟောင်းသားနဲ့အံ့ဩနေကြပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ဂါဘီမာရုတောင်မှမျောလင်းချက်ရောင်ကြီးလေးပြန်တန်းလာခဲ့ပြီးတော့တုံယုံတန်ယုံထုံမသုံးတတ်တဲ့မီးတောင်နေကျူးစုကိုလည်းထုတ်သုံးရင်အနီးနားတစ်ဝိုက်မှာရှိတဲ့တစ်ပင်တိုင်းကိုလည်းစပြီးတော့မီးရှို့ခဲ့ပါတယ်။မီးလောင်မှုကနေထွက်လာတဲ့မီးကုန်းငွေတွေကိုတုံးချပြီးရိုဂူရိုတာကိုအသက်ရှူကြအောင်လုပ်ဖို့အတွက်စီစဉ်ခဲ့ပြီးတော့ဂါဘီမာရုရဲ့လူရဲ့ကြောင့်ပဲအပင်ပေါ်ကနေကျိနေတဲ့ယူဇူရီယာတို့ကလည်းဘေးလွတ်ရာတစ်ဖက်ကိုအမြန်မဲ့ထွက်ပြေးသွားကြပါတယ်။စီစဉ်ထားတဲ့အတိုင်းပဲမီးကုန်းငွေတွေကိုရှူရှိုင်းမိသွားတဲ့ရိုဂူရိုတာတယောက်အသက်ရှူရာခက်ခဲလာကမျက်လုံးတွေလည်းဆက်ချလာပြီးတော့လုံးဝမထင်မှတ်ထားစွာပဲသူ့ဘာသာသူအောက်ကိုဒူးထောက်လျက်သားလဲကျသွားပါတယ်။ဒီချိန်တွေကရိုဂူရိုတာရဲ့ခေါင်းကိုဖျက်ဖို့အတွက်အခွင့်ကောင်းမဲ့ဖြစ်ပြီးတဖြည်းဖြည်းများလာနေပြီဖြစ်တဲ့မီးတောက်တွေကြောင့်မို့လို့အချိန်သိမ့်မရှိတော့ဘူးဆိုတာကိုလည်းစာကီတီကသိနေကသူမလုံးနေကြအတိုင်းပဲအာနာဘကွာသားတယောက်လိုမျိုးအပြစ်သားတွေဆူတောင်းပေးရင်မျက်စိတမိတ်တွင်မှလည်းခေါင်းဖြတ်တက်ပြစ်လိုက်ပါတယ်။ဂါဘီမာရုရှို့လိုက်တဲ့မိကြောင့်အနီးနားတစ်ဝိုက်ကမကောင်းဆိုးဝါးတွေကလည်းသူတို့စီကိုဦးတည်လာနေကြပြီးဒီထက်ပိုပြီးနေလို့မရတော့ဘူးဆိုတာနားလည်လိုက်တဲ့စာကီတီတို့ကလည်းလက်ရှိနေရာကနေအမြန်မဲ့ထွက်ပြေးသွားခဲ့ကြပါတယ်။အပြစ်သားဖြစ်တဲ့ရိုဂူရိုတာနဲ့အဖွဲသားဖြစ်တဲ့ကန်ဂျီတို့ကလည်းမီးတောက်တွေကြားထဲမှာပဲမီးလောင်ကတေဆုံးသွားကြပြီးတော့ရှေ့ဆုံးကနေထွက်ပြေးသွားတဲ့ယူဇူရီယာတို့ရဲ့အနောက်ကိုလည်းဂါဘီမာရုနဲ့စာကီတီတို့ကအမြန်လိုက်သွားကြပါတယ်။အရှင်နာလေးရောက်မှတော့ထမပြေးပဲရက်နေကြတဲ့ယူဇူရီယာနဲ့စန်တာတို့ကိုလည်းပြန်တွေးမြင်လိုက်ရပြီးမလုံးမရှက်ဖြစ်နေတာကြောင့်ဘာရဲလုံးနေကြတာလဲလို့မေးဖို့ဟန်ပြန်လိုက်ချိန်မှာပဲမိကုန်းငွေတွေကြားထဲမှာရှိနေတဲ့ထူးဆန်းတဲ့ရွာလေးတစ်ရွာကိုလည်းဂါဘီမာရုတို့ကရှာတွေ့သွားပါတယ်။တစ်ဖက်မှာတော့အာဇာတို့ညီကိုနှစ်ယောက်ကမကောင်းဆိုးဝါးတွေကိုတုတ်တင်ရှင်းလင်းနေကြပြီးတိတ်ဆုံးသွားတဲ့အကောင်ကြီးတွေရဲ့သွေးတွေကိုလည်းအာဇာကတောင်းနေကညီဖြစ်သူကိုတောင်တောက်အောင်မလားဆိုပြီးတော့မေးနေပါတယ်။မတည်သေးချနိုင်မို့ဆိုရင်ဗိုက်ပြည့်တွေမှာရမယ်လို့အာဇာကရှင်းပြနေပြီးတောနက်ထဲကိုတဖြည်းဖြည်းရောက်လာပြီးဖြစ်တာကြောင့်မို့လို့ညီဖြစ်သူတော်မကလည်းသူမှကြားခဲ့မှုတဲ့အယောင်ဆောင်လူသားတွေအကြောင်းကိုပြောပြလာပါတယ်။အဲ့ဒီလူသားတွေကကြားမဆိုပြီးလိန်ခွဲခြားမှုမရှိသလိုတဘာဝလွန်စွမ်းနေတုံးနိုင်ကြတဲ့မသိမျိုးတွေဖြစ်တယ်လို့တော်မကရှင်းပြနေပြီးသူပြောနေတဲ့အကောင်တွေကလက်တွေ့မှာတကယ်ရှိမှာမဟုတ်ဘူးလို့အာဇာကထင်နေခဲ့ပေမဲ့တိတ်မကြခင်မှာပဲတစ်တော်ရဲ့တနေရာမှာရှိနေတဲ့အယောင်ဆောင်လူသားတွေနဲ့လည်းထိတ်တိုက်ပတ်ပင်တိုးသွားရင်းနဲ့ပဲအပိုင်း6ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။မကောင်းဆိုးဝါးကြီးတွေကိုတိုက်ခိုက်ရင်တောနက်ထဲကိုရောက်လာတဲ့အာဇာတို့ညီကိုနှစ်ယောက်တစ်ပင်တစ်ပင်မှာအဝိပလနဲ့ချစ်တင်းနှောနေတဲ့အယောင်ဆောင်လူသားတွေနဲ့လည်းပတ်ပင်တိုးသွားပါတယ်။နေကင်းကြောင်တောင်ကြီးဒီလိုမျိုးမဖွဲမရတွေလုံးနေတဲ့အယောင်ဆောင်လူသားတွေရဲ့လုပ်ရက်ကြောင့်အာဇာတို့လည်းပါဇက်အောင်သာဖြစ်သွားကြပြီးတော့တာမန်လူတွေလာဖို့အရန်ခက်ခဲတဲ့ဒုတိယနေမြေတွေကိုရောက်လာတာကြောင့်တစ်ဖက်ကအယောင်ဆောင်လူသားတွေကတောင်ပြန်ပြီးတော့အံ့ဩနေပါတယ်။လူသားတွေကိုအစစ်နှိမ့်တဲ့မျိုးစိတ်တွေလိုတတ်မှတ်ထားတာကြောင့်မို့လို့သူတို့မျက်စိရှိကိုရောက်လာတဲ့အာဇာနဲ့တော်မတို့ကိုလည်းတက်ပစ်ဖို့လှုံ့လာကြပြီးတော့အယောင်ဆောင်လူသားနှစ်ယောက်ထဲကသပင်ဝါနဲ့လူတစ်ယောက်ကလည်းစကားပြောနေရင်တန်းလန့်မိမပုံစံကနေယောက်ျားပုံစံကိုချက်ချင်းပြောင်းသွားပါတယ်။ဒါကိုမြင်လိုက်ရချိန်မှာတော့တော်မနဲ့အာဇာတို့လည်းပိုလုံးတောင်အံ့ဩသွားကြပြီးအရှိကမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ခဲ့တဲ့အတိုင်းဒီထူးဆန်းတဲ့လူနှစ်ယောက်ကိုလည်းထပ်ပြီးတိုက်ခိုက်ဖို့အာဇာတို့ကဆုံးဖြတ်လိုက်ပါတယ်။မီးလောင်မှုကနေထွက်ပြေးလာတဲ့ဂါဘီမာရုတို့ရဲ့ဘက်မှာတော့မြူကိုးတွေကြားထဲမှာရှိနေတဲ့ရွာလေးတရွာအနာကိုရှောင်းနေကြပြီးတော့ထူးဆန်းစွာနဲ့ပဲတောနက်ထဲမှာရွာတရွာရှိနေတာကြောင့်မို့လို့ဂါဘီမာရုပါဝင်အဖွဲ့သားတွေအားလုံးလည်းမယုံနိုင်ဖြစ်နေကြပါတယ်။ပုံမှန်မဟုတ်ဘူးလို့ခံစားနေရတဲ့ဂါဘီမာရုကရွာထဲကိုဝင်ရောက်စုံစမ်းကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပြီးအဲ့ဒီချိန်သူတို့အနောက်ကတစ်ပင်တစ်ပင်အနားမှာပုံနေတဲ့ကလေးမလေးတယောက်ကိုလည်းဂါဘီမာရုကရုတ်တရက်သတိထားမိသွားပါတယ်။သူမရှိနေတာကိုသိသွားတဲ့အခါမှာတော့ကလေးမလေးကလည်းတောထဲကိုလှစ်ကနေပြန်ပြေးဝင်သွားပြီးဒီလောက်အနေများတဲ့တောကြီးမြတ်မဲထဲမှာဘလို့လုပ်ပြီးကလေးတယောက်ရှိနေတာလဲလို့ဂါဘီမာရုကစဉ်းစားနေရင်သူမရဲ့အနောက်ကိုလည်းအမြန်ပြေးလိုက်သွားပါတယ်။ဒီနေရာမှာဘာကြောင့်ရှိနေရတာလဲလို့မေးကြည့်ဖို့လုပ်ခဲ့လိုက်ပေမဲ့ရုတ်တရက်ဆိုသလိုဟိုကိုလို့ခေါ်တဲ့တစ်ပင်လူသားကြီးကအနားကိုရောက်လာပြီးကလေးမလေးကိုဖမ်းဖို့လုပ်နေတဲ့ဂါဘီမာရုကိုလည်းကြားဖြတ်ဝင်တိုက်ခိုက်လာပါတယ်။စာကီတီတို့အဖွဲ့သားတွေအားလုံးကပါဂါဘီမာရုရဲ့အနောက်ကိုအမိလိုက်လာကြပြီးတော့ထူးဆန်းတဲ့တစ်ပင်လူသားကြီးနဲ့ကလေးမလေးတယောက်ကိုမြင်လိုက်ရချိန်မှာအားလုံးကလည်းကြောင်းသားကဘာတွေဖြစ်နေတာလဲဆိုပြီးဂါဘီမာရုကိုမေးလာကြပါတယ်။သူတို့ရဲ့မိခွန်းနဲ့မဆုံးခင်မှာပဲကလေးမလေးကထပ်ပြီးထွက်ပြေးသွားတာကြောင့်မို့လို့ဂါဘီမာရုကလည်းအသေးတန်ပြန်လိုက်ဖမ်းရပြန်ပြီးတော့ဒီကျိုးနဲ့ပတ်သက်တဲ့တဲလွန်စာတစ်ခုခုမျှကလေးမလေးစီကနေရနိုင်မလားဆိုပြီးဂါဘီမာရုကအခုလိုလိုက်နေတာဖြစ်ပါတယ်။တစ်ဖက်ကကလေးမလေးကိုထိမဲ့လုံတိုင်းတစ်ပင်လူသားကြီးကဂျာကနေဝင်ပြီးတက်ခိုက်လာတာကြောင့်မို့လို့ဒီကောင်ကြီးကိုတားပေးထားကြဖို့အနောက်မှာကြံခဲ့တဲ့ယူဇူရီယာတို့ကိုလည်းအကူအညီတောင်းခဲ့လိုက်ပြီးတစ်ပင်လူသားကြီးကိုမကောင်းဆိုးဝါးလို့ထင်နေတဲ့ယူဇူရီယာကလည်းသူမရဲ့ထူးဆန်းတဲ့အကြည့်ချွဲနေကျူးစုကိုထုတ်သုံးပြီးတော့စတင်တိုက်ခိုက်ခဲ့ပါတယ်။
ကလေးမလေးရဲ့အမြန်တုန်းကဘလောက်မှမရှိတာကြောင့်မို့လို့စက္ကန့်မိုင်တွင်မှာပဲကာဘီမာရုကလည်းထပ်မိသွားပြီးတော့စောနာကမေကွန်တိုင်ထပ်မေးဖို့လှုပ်ခဲလိုက်ပေမဲ့လေကလေးလို့ထင်ထားတဲ့အဲ့ဒီကလေးမလေးကသူ့ကိုဂျုံပြစ်သွားအောင်ကင်ပေါက်ပြလိုက်ပါတယ်။တာမန်နဲ့မတူပဲခွန်အားကြီးလုံးနေတဲ့ကလေးမလေးရဲ့တိုက်ခိုက်မှုကြောင့်ကာဘီမာရုတောင်မှအံ့ဩမင်သက်သွားပြီးတော့အနောက်ကနေလိုက်လာတဲ့စာကီဒီကလည်းအနားကိုထပ်ရောက်လာကသူတို့တွေကအန်ရပေးမဲ့လူတွေမဟုတ်တဲ့ကြောင့်အော်ဟစ်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စကားတွေကိုမယုံကြည်တဲ့ကလေးမလေးကတော့ထူးဆန်းတဲ့တိုက်ခိုက်မှုတစ်ခုထပ်လုပ်လာပြီးတော့စာကီဒီကိုထိတော့မဲ့အချိန်မှာပဲကာဘီမာရုကရောက်လာကကလေးမလေးရဲ့လက်သီးကိုလည်းအမြန်ကာပေးခဲ့လိုက်ပါတယ်။ဖြစ်ချင်တော့အဲ့ဒီထိုးကြကလည်းကာဘီမာရုကိုအတော်လေးထိနာသွားစေခဲ့ပြီးအရန်ဆိုးရတဲ့နာကျင်မှုကိုအရှိုက်ထိအောင်ခံစားလိုက်ရတာကြောင့်မို့လို့အိမ်ကမိမကိုတော့ရုတ်တရက်ပြန်ပြီးတော့မြင်လိုက်ရပါတယ်။ဒီကျုံကိုရောက်လာကြတဲ့ကသူမဟုတ်တော့တဲ့အတိုင်းအရန်ကိုပေါ်ပြပြနိုင်လုံးနေတယ်ဆိုတာကိုလည်းကာဘီမာရုတယောက်သူ့ကိုယ်သူတတိပြန်ချမ်းမိသွားပြီးမသေးသေးရှာဖို့ရောက်လာတဲ့အဓိကအကြောင်းရင်းကိုလည်းပြန်မှတ်မိသွားကတစ်ဖက်သားပေါ်စာနာတာတွေညှတာတာတွေကိုရပ်ပစ်ဖို့အတွက်လည်းဆုံးဖြတ်လိုက်ပါတယ်။သူလုံးနေကြအတိုင်းပဲခန်းစားချက်မရှိတဲ့လူတယောက်လိုမျိုးအရှိကကလေးမလေးကိုလည်းပြောင်းလဲတိုက်ခိုက်ခဲ့လိုက်ပြီးတော့ကြောက်စရာကောင်းလွန်းတဲ့ကာဘီမာရုရဲ့မျက်နှာထားကြောင့်မို့လို့ကလေးမလေးကလည်းရုတ်တရက်ပဲထားငိုသွားပါတယ်။ဒီတိုင်းလေးဖမ်းချုပ်လိုက်တာကိုအတန်ပြဲနဲ့အုံငိုလာတဲ့ကလေးမရဲ့ပုံစံကြောင့်ကာဘီမာရုတယောက်လည်းကြောင်သွားပြီးတော့အနောက်မှာရှိတဲ့စာကီဒီကပဲထိုကလေးမလေးကိုအငိုတိတ်အောင်ပြန်ချော်ပေးခဲ့လိုက်ရပါတယ်။တစ်ပိလူသားကြီးကိုအနိုင်တိုက်ခိုက်ပြီးသွားတဲ့ယူသူရီယာတို့ကလည်းခဏကြာမှကာဘီမာရုရဲ့အနာကိုရောက်လာပြီးမသေးသေးနဲ့ပတ်သက်ပြီးတော့တဲလွန်စာရပြီလာလို့မေးခဲ့လိုက်ပေမဲ့ကလေးမလေးကဇက်တိုက်ငိုနေတာကြောင့်မို့လို့အခုချိန်ထိဘာမှမသိရသေးပဲဖြစ်နေပါတယ်။အငိုတိတ်သွားတဲ့ဒီခဏလောက်ဆောင်ပြီးမှပဲဒီကျုံเจ้าကိုမေးကြည့်ဖို့လုပ်ခဲ့လိုက်ပေမဲ့အနားမှာရှိတဲ့တစ်ပိလူသားကြီးကပြန်ထလာကကလေးမလေးကိုပြန်ပေးပါဆိုပြီးတော့လည်းတောင်းဆိုလာပါတယ်။စကားပြောတတ်တဲ့တစ်ပင်လူသားကြီးရဲ့ပုံစံကြောင့်မို့လို့စာကီဒီတို့လည်းအံ့ဩသွားကြပြီးသူတို့တွေအရန်သိချင်နေကြတဲ့ဒီကျွန်းเจ้าရဲ့မသေးသေးဘယ်မှာရှိလဲဆိုတာကိုပါပြောပြပေးပါမယ်လို့ထပ်ပြောလာပြီးတော့စောနာကမှတိုက်ခိုက်ခဲ့တဲ့ရန်သူတယောက်ရဲ့စကားကိုဘယ်လိုလုပ်ပြီးယုံကြည်ရမှာလဲလို့ယူဇူရီယာကလည်းပြန်မေးခဲ့လိုက်ပါတယ်။တက်တိပြစရာမဲမဲရရမရှိတဲ့တစ်ပင်လူသားကြီးကရွာထဲမှာအနားယူခွင့်ညနေစာစားခွင့်ရေချိုးခွင့်မှာပေးမယ်ဆိုပြီးတော့ထပ်ပြီးပေးယူလုပ်ခဲ့လိုက်ပြီးအနားယူခွင့်နဲ့ညနေစာစားခွင့်မှာတော့ယူဇူရီယာကဇက်တိုက်ညင်နေခဲ့ပေမဲ့ရေချိုးလို့ရတယ်ဆိုတဲ့စကားကိုကြားသွားတဲ့အခါမှာတော့တန်းပြီးတော့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့ပဲကာဘီမာရုတို့တစ်ဖွဲ့လုံးလည်းတစ်ပိလူသားကြီးနေထိုင်တဲ့မြူကုန်းတွေကြားတဲ့ကရွာစီကိုလိုက်သွားကြပြီးတော့ရေချိုးကျနေတဲ့ယူဇူရီယာကဥမျိုးနေခဲ့ပေမဲ့အနောက်ကကာဘီမာရုတို့ကတော့ဒီလိုလောက်တာမှန်ရဲ့လားဆိုပြီးတော့ပြန်သုံးသပ်နေကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မသေးသေးကိုရှာဖို့ကဦးစားပေးဖြစ်တာကြောင့်မို့လို့ရာသမျှတဲလွန်စာကိုယူဖို့အတွက်လည်းဆုံးဖြတ်လိုက်ကြပြီးတော့ဂျန်ဝမ်ထဲမှာရှိနေတဲ့မြူကုန်းတွေကြားတဲ့ကရွာလေးစီကိုလည်းနောက်ဆုံးမှတော့ရောက်လာကြပါတယ်။အဝေးကနေကြည့်တော့တာမန်ရွာလေးတွေလို့ထင်ရပေမဲ့တကယ်နီးကပ်မြင်လိုက်ရချိန်မှာတော့ပျက်စီးတဲ့ရွာကြီးတာဖြစ်လို့နေခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကတည်းကဒီရွာလေးဟာတည်ရှိနေခဲ့တာဖြစ်တယ်လို့တစ်ပိလူသားကြီးကလည်းပြောပြလာပါတယ်။နှစ်ပေါင်း1000ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာကာဘီမာရုတို့တွေအားလုံးလည်းအံ့ဩသွားကြပြီးတော့ပေးထားတဲ့ကတိတိုင်းပဲသူတို့တွေအနားယူလို့ရအောင်တစ်ပိလူသားကြီးဟိုကိုကလည်းအစဆုံးပြင်ဆင်ပေးခဲ့ပါတယ်။ရေမချိုးရရင်မနေနိုင်တဲ့ယူဇူရီယာကတော့ရေပူစမ်းကန်ထဲမှာရေတန်းစိမ့်နေပြီးအပြစ်သားတယောက်ကိုဒီလိုမျိုးလွှတ်ထားလို့မရဘူးဆိုတာသိပေမဲ့မိန်းကလေးဖြစ်နေတာကြောင့်မို့လို့စန်တာကလည်းအနောက်ကနေလိုက်ကြည့်လို့မရပဲအခက်တွေ့နေပါတယ်။ရေချိုးနေတဲ့ယူဇူရီယာကိုစောင့်ကြည့်ဖို့စာကီဒီကပဲစန်တာရဲ့တာဝန်ကိုခဏတာလွှဲယူခဲ့လိုက်ပြီးတော့သူမကိုယ်တိုင်ကလည်းယူဇူရီယာနဲ့အတူတူရေဝင်ချိုးခဲ့လိုက်ကတလန်းလုံးပင်ပန်းထားတာကြောင့်မို့လို့ရေစိမ်ရင်းနဲ့လည်းခဏလောက်အနားယူခဲ့ပါတယ်။မဲအီလို့ခေါ်တဲ့စောနက်ကကလေးမလေးကလည်းသူတို့တွေလဲဖို့အတွက်ရေလဲဝတ်တချို့ပေးလာပြီးအခုချိန်ထိစကားတစ်လုံးမှမပြောသေးတဲ့သူမရဲ့ပုံစံကြောင့်စကားမပြောနိုင်တာများလားလို့စာကီဒီကလည်းထင်လိုက်ပါတယ်။တစ်ဖက်မှာတော့စန်တာနဲ့ဂါဘီမာရုတို့ကတစ်ပင်လူသားကြီးပြင်ပေးထားတဲ့ညနေစာကိုစားဖို့လုပ်နေကြပြီးဘိုက်စာနေတဲ့စန်တာကစားတရားတွေကိုကြည့်ပြီးတရေတွေကြားနေပေမဲ့သစိမ်းကျွေးတဲ့အစားအစာတွေမှာဘာတွေပါနေမလဲဆိုတာတန်တရားဝင်နေတဲ့ဂါဘီမာရုကတော့မစားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ညနေစာပေါ်တန်တရားဝင်နေတဲ့ဂါဘီမာရုကိုလည်းဘာစိတ်တော့မှခတ်မထားတဲ့အကြောင်းကလေးမလေးမဲအီတောင်စားနေပြီဖြစ်တာကြောင့်စိတ်ချလက်ချစားလို့ရတဲ့အကြောင်းရှင်းပြခဲ့လိုက်ကရေချိုးလို့ပြီးသွားတဲ့ယူဇူရီယာတို့ကပါရောက်လာပြီးတော့ညနေစာကိုအတူတူဝင်စားခဲ့ကြပါတယ်။မသေးသေးချဖို့အတွက်ပဲစိတ်ရောက်နေတဲ့ဂါဘီမာရုကလည်းပေးထားတဲ့ကတိတိုင်းတီထားသမျှအကြောင်းအရာတွေကိုပြောပြပေးဖို့တစ်ပင်လူသားကိုတောင်းဆိုခဲ့ပြီးသူတို့တွေတိတ်တိကျနေတဲ့ဒီကျွန်းကြီးကျောင်းကိုလည်းတစ်ပင်လူသားကြီးဟိုကိုကစပြီးတော့ပြောပြခဲ့ပါတယ်။နှစ်ပေါင်း1000လောက်တက်တန်းရှိပြီဖြစ်တဲ့ဒီကျွန်းကြီးဟာသူတို့လူမျိုးစုအခေါ်အဝေါ်ရဆိုရင်ကိုတာကူလို့ခေါ်ပြီးတော့နတ်ဖျားတွေနေထိုင်တဲ့ကျွန်းတနည်းအားဖြင့်ရှင်ဆဲကီကိုကျွန်းဆိုပြီးတော့လေလူသားတွေကြားမှာနာမည်ကြီးပါတယ်။အခုချိန်ထိဘယ်သူမှရှာမတွေ့သေးတဲ့မသေးသေးကဒီကျွန်းကြီးမှာတကယ်ရောရှိရလားလို့ဂါဘီမာရုကထပ်မေးကြည့်ခဲ့ပြီးသူတို့ပြောသလိုမျိုးတစ်တီးပုံစံမသေးသေးတော့မရှိပေမဲ့တန်လို့ခေါ်တဲ့တက်ဆောင်စေးရည်တစ်မျိုးတော့တေချာပေါက်ရှိတယ်လို့တစ်ပင်လူသားကြီးကပြောပြလာပါတယ်။အဲ့ဒီစေးရည်ကိုသာတောက်လိုက်မယ်ဆိုရင်ထပ်ပြီးအိုမင်တော့မှမဟုတ်တယ်လို့တေလဲတေတော့မှမဟုတ်တဲ့ကြောင့်ဂါဘီမာရုတို့ကိုရှင်းပြလာပြီးဖြစ်ချင်တော့အဲ့ဒီစေးရည်ကဒီကျွန်းရဲ့အနက်ဆိုင်ဆုံးတတိယအလွှာအယောင်ဆောင်လူသားတွေနေထိုင်တဲ့အလွှာမှာရှိနေတာဖြစ်ပါတယ်။ရှင်ဆဲကီကိုကျွန်းကြီးဟာတာမန်ကျွန်းနေနဲ့မတူပဲအလွှာ3လွှာနဲ့ဖွဲ့စည်းထားပြီးပထမအလွှာကကျွန်းရဲ့ဝင်ချင်းဒေါဆက်နေရရှိုရှင်လို့ခေါ်တဲ့မကောင်းဆိုးဝါးကြီးတွေနေထိုင်ကျစားတဲ့နယ်မြေဖြစ်ပြီးတော့ဒုတိယအလွှာကတော့သူတို့တွေအခုရောက်နေတဲ့မြူကုန်းနယ်မြေဖြစ်တယ်လို့ဟိုကိုကရှင်းပြခဲ့ပါတယ်။တက်ဆောက်စေးရည်လို့ခေါ်တဲ့မသေးသေးကတော့တတိယအလွှာဒုက္ခပုံလို့ခေါ်တဲ့နယ်မြေမှာတည်ရှိတာဖြစ်ပြီးအဲ့ဒီနေရာကိုရှာတွေ့ဖို့ဆိုတာကလည်းတော်ယုံတန်ယုံလုံးဝမလွယ်ကူသလိုအကယ်၍ရှာတွေ့မယ်ဆိုရင်တောင်ဒုက္ခပုံနယ်မြေမှာနေထိုင်တဲ့တန်ဆန်လို့ခေါ်တဲ့အယောင်ဆောင်လူသားတွေနဲ့ထပ်ပြီးရင်ဆိုင်ရနိုင်တယ်လို့ဂါဘီမာရုတို့ကိုပြောပြခဲ့ပါတယ်။အမှန်တော့ဒီကျွန်းကြီးတစ်ခုလုံးဖြစ်တည်လာအောင်အယောင်ဆောင်လူသားတွေကပဲစတင်ဖန်တီးခဲ့ကြတယ်ဆိုတဲ့ဗစက်ပြောရာသွင်းတစ်ပုတ်လည်းရှိပြီးတော့ဒီကျွန်းပေါ်ကိုရောက်လာတဲ့လူသားတိုင်းဟာလည်းအသက်ရှင်လျက်ပြန်ထွက်မသွားနိုင်ပဲတန်ဆန်နေရဲ့လက်ချက်နဲ့ပဲအကုန်လုံးတည်သွားကြပါတယ်
အဲ့ဒီလိုမျိုးအသက်ခံနေရတာကလည်းဒီကြိုးကြီးဖြစ်တည်နေရတဲ့အရေးကြီးဆုံးစိတ်ပိုင်းတွေကတစ်ခုဖြစ်ပြီးတော့ရှင်ဆဲကြီးကိုကျုံးမော်ကပန်းမင်းတွေရဲ့သုံးပုံပုံတစ်ပုံလောက်ကလူသားတွေရဲ့အရင်းမြစ်တွေဖြစ်တဲ့အကြောင်းတက်ဆောင်စေရေးဆိုတာကလည်းအဲ့ဒီကနေရရှိလာတာဖြစ်တယ်လို့ဟိုကိုကအားလုံးကိုရှင်းပြခဲ့ပါတယ်ဒီလိုမျိုးတစ်ခုမှကြံအကုန်ပြောပြနေရတာကလည်းဂါဘီမာတူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကြိုခံမှန်းမိထားတဲ့အကြောင်းရင်းတစ်ခုရှိနေလို့ဖြစ်ပြီးကျုံးမော်ကိုရောက်လာတဲ့ဘယ်လူသားမဆိုမကောင်းဆိုးဝါးတွေရဲ့လက်ချက်နဲ့သိရင်သိမဟုတ်ရင်တက်ဆန်ရှင်တွေရဲ့လက်ချက်နဲ့မလွဲမသွေတေးကြရမှာမို့လို့ဖြစ်ပါတယ်ဘလုံနီနဲ့မှအသက်ရှင်လျက်ပြန်သွားလို့မရဘူးဆိုတဲ့ဟိုကိုရဲ့ပြောစကားကြောင့်မို့လို့ဂါဘီမာတူတို့ဖွဲ့သားတွေလည်းဒေါသထွက်သွားကြပြီးမသေးသေးကိုလိုက်မရှာနိုင်အောင်တမင်ချောင်းလက်နေလို့ပဲထင်ခဲ့လိုက်ကြကတိုက်ခိုက်ဖို့အတွက်ပါဟန်ပြင်ခဲ့ကြပါတယ်။ဒါပေမဲ့ဟိုကိုကတော့ဂါဘီမာတူတို့ရဲ့လောက်ရက်ကိုအေးအေးဆေးဆေးပဲပြန်တုံးပြန်ခဲ့ပြီးအခုချိန်မှာသူ့ရဲ့ပြောစကားတွေကလက်မခံချင်စရာဒေါသထွက်ချင်စရာကောင်းနေတယ်ဆိုပေမဲ့ဒါတွေဟာသူ့နဲ့ချီပြီးကြုံတွေ့လာရတဲ့အမှန်တရားတွေဖြစ်တယ်လို့ထပ်ပြီးပြောပြခဲ့ပါတယ်။ဂရီပေးထားတဲ့အတိုင်းသိကျင်တဲ့အကြောင်းအရာတွေကိုပြောပြပေးပြီးဖြစ်လို့ကလေးမလေးမဲကြီးနဲ့သူ့ကိုအသက်ချမ်းသာပေးဖို့အတွက်လည်းပြောဆိုခဲ့လိုက်ပြီးတော့ဟိုကိုရဲ့ပုံစံကလိန်ပြောနေတဲ့ပုံစံမပေါ်တာကြောင့်မို့လို့ရွေထားတဲ့ဓာတ်ကိုလည်းဂါဘီမာတူကပြန်ရုပ်သိမ်းခဲ့လိုက်ပါတယ်လူတွေကိုတက်ပြီးမသေးသေးဖို့နေတယ်ဆိုတဲ့အကြောင်းဆောင်လူသားတွေရဲ့အကြောင်းကိုလည်းဂါဘီမာတူကတစ်ချိန်လုံးစဉ်းစားကြည့်နေပြီးဘလောက်ပဲအင်အားကြီးတဲ့ပြောမသေးသေးကိုရှာခြင်းနဲ့သူတို့တွေအနေနဲ့တတိယအလွားကိုမဖြစ်မနေသွားရမယ်ဆိုတာကိုတော့သိလို့နေပါတယ်ဟိုကိုရှင်းပြသလိုပဲမကောင်းဆိုးဝါးတွေထက်ပူကျန်းတဲ့အယောင်ဆောင်လူသားတွေကအာသာတို့ညီကိုနှစ်ယောက်ကိုလည်းအပြင်းထန်ဒဏ်ရာရအောင်တိုက်ခိုက်ပစ်ထားပြီးတော့မသေးသေးထုတ်တဲ့နေရာမှာမူလအရင်မြစ်ဖြစ်တဲ့ကျွန်းနဲ့ကြီးတဲ့ကိုလည်းနှစ်ယောက်စလုံးကိုပစ်ထည့်ရင်လှည့်ထွက်သွားပါတယ်အကိုဖြစ်သူအာသာကပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်မို့လို့မေလဲနေခဲ့တယ်ဆိုပေမဲ့တတိပြန်ရလာတဲ့ညီဖြစ်သူတော်မကတော့ပန်းမိတ်နေဖြစ်ပြောင်းလဲသွားတဲ့လူသားတွေကိုမြင်ပြီးအယမ်းလန့်သွားကပန်းမိတ်နေဖြစ်ပြောင်းလဲခံရတော့မဲ့အကိုဖြစ်သူကိုလည်းအမိရကယ်တင်ပေးခဲ့ပါတယ်ညနေပိုင်းရောက်မှဂါဘီမာတူကလည်းကိုလက်တန့်စင်မှုအတွက်ရေချိုးခန်းစီကိုစာကီတီနဲ့အတူတူထွက်လာနေခဲ့ပြီးအဲ့ဒီမှာတယောက်တည်းရေချိုးနေတဲ့ကလေးမလေးမဲရီနဲ့လည်းထိတ်တိုက်တူသွားကမပြောမစွနဲ့ဝင်လာတဲ့ဒသိန်းတယောက်ကြောင့်မဟီကလည်းအရန်ကြောက်လန့်သွားပါတယ်အနောက်မှာရှိနေတဲ့စာကီတီကပဲကလေးမလေးမဲရီကိုထပ်မံကာကွယ်ပေးခဲ့လိုက်ရပြီးအီဝါကာကိုရဲရွာမှာကြားမမခွဲပဲရေချိုးတာကပုံမှန်ပဲဖြစ်တာကြောင့်မို့လို့ဂါဘီမာတူကတော့ချက်ကြောက်တဲ့ခံစားချက်ကိုလုံးဝနားမလဲပါဘူးကလေးမလေးမဲရီရဲ့ခန္ဓာကိုယ်ပေါ်ကအမာရွေကြီးတစ်ခုကိုလည်းစာကီတီကတတိထားမိသွားပြီးကြောက်လန့်နေတဲ့သူမရဲ့ပုံစံကြောင့်မို့လို့မိခင်တယောက်လုံးမျိုးခေါင်းလျှော်ပေးခဲ့လိုက်ကစိတ်ပြောင်းလဲဖြစ်သွားအောင်လည်းလုပ်ပေးခဲ့လိုက်ပါတယ်ရေချိုးတဲ့အခါမှာတေးသေးချာချာကြီးတုံးမမှာထားတဲ့ဇနီးဖြစ်သူရဲ့စကားကိုလည်းဂါဘီမာတူတယောက်တတိပြန်ရနေခဲ့ပြီးတော့မျက်နှာပေါ်ကအမာရွတ်ကိုအခြားသူတွေမြန်မာဆိုလို့သပင်နဲ့ဖုံးထားတဲ့သူမကိုလည်းမရှက်ဖို့အတွက်အရင်တုန်းကအားပေးခဲ့ပူပါတယ်လူသားတယောက်ရဲ့အလှတရားကအပြစ်မိုင်းဂျုံပန်းသွင်းပြင်းနဲ့မဆိုင်မဲ့စိတ်ထားနဲ့သာဆိုင်တဲ့ကြောင့်ကလေးမလေးမဲကြီးကိုလည်းမစီမဆိုင်ထပ်နေသိမ့်ပေးခဲ့လိုက်ပြီးဂါဘီမာတူစီကနေဒီလိုပြောစကားထွက်လာလိမ့်မယ်လို့မထင်ထားတဲ့စာကီတီကလည်းအနောက်ကနေအန်အော်ပြီးကြည်နေပါတယ်ရေချိုးပြီးသွားတဲ့အခါမှာတော့၃ယောက်သားကလည်းအနားယူဖို့အတွက်ဟိုကိုရဲ့အိမ်စီကိုပြန်လာနေကြပြီးမသေးသေးရှာဖို့အတွက်အဓိကဖြစ်နေချိန်မှာဒီလိုမျိုးမလိုအပ်တာတွေလုပ်ပြီးအချိန်ဖြုံးနေတာကိုလည်းဂါဘီမာတူကတတိပြန်ကတ်သွားပြီးတော့အဖွဲသားတွေနဲ့မို့လို့အခုလိုတွေဖြစ်နေတယ်လို့ထင်လိုက်တာကြောင့်သူတယောက်တည်းပဲလှုပ်ရှားတော့မယ်လို့စိတ်ပိုင်းဖြတ်ခဲ့လိုက်ရင်းနဲ့ပဲအပိုင်းခွန်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်တန်ဆာလို့ခေါ်တဲ့ကောင်လေးဟာရီမန်းချက်မရှိအိမ်မက်တွေမရှိပဲဘဝကိုဖြစ်တယ်လို့ဖြတ်တန်းနေတဲ့ဆယ်ကျော်သက်လူငယ်လေးတယောက်ဖြစ်ပါတယ်စင်ရသားရောက်ကွက်မှာမွေးဖွားလာတဲ့သူတို့အရာရာတိုင်းကခက်ခဲလွန်းနေပြီးတော့ပတ်ဝန်းကျင်ရဲ့အထင်သေးမှုတွေမိဘတွေရဲ့ပြစ်ပယ်မှုကိုပါခံခဲ့ရကကိုဝမ်းစာကိုရှာဖို့အတွက်နေတိုင်းလိုရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။ပညာမတတ်တဲ့သူတို့လိုလူတွေအတွက်တော့ခိုးဆိုးလူနိုင်ဆိုတဲ့ရာဇဝတ်မှုတွေကိုလုံးယုံငါလွဲလို့အခြားရွေးချယ်စရာမရှိပဲဖြစ်ခဲ့ရပြီးမကောင်းမှုတွေကိုထိန်းချောင်းပေးမဲ့မိဘတွေမရှိလမ်းမှန်ရအောင်တွင်တင်ဆုံးမပေးမဲ့ဆရာတွေလည်းမရှိတာကြောင့်တန်စာကိုယ်တိုင်ကလည်းတဖြည်းဖြည်းနဲ့တေးလေးတဘိုးတစ်ကောင်လိုဖြစ်လာပါတယ်။တရားမှာတော့ဘယ်ကမှမသိတဲ့စာမှုတိုင်းကောင်တွေကသူ့ကိုရန်လာစားတာကြောင့်မို့လို့လန်ဒန်နေရာမှာပဲမှတ်လောက်တာလောက်ဖြစ်အောင်ပညာပြန်ပေးခဲ့လိုက်ပြီးလူကောင်သေးပေမဲ့လည်း၃ယောက်တယောက်ရှင်ဖိုင်းနိုင်တဲ့သူ့ရဲ့အရေးချင်းတွေကိုရှီဝန်ဆိုတဲ့လူတယောက်ကလည်းမြင်သွားပါတယ်ဒီလိုအရေးချင်းမျိုးကမကောင်းတဲ့နေရာတွေမှာတုံးချရမှာမဟုတ်ပဲလူတွေကိုကူညီပေးတဲ့နေရာမှာသာတုံးချရမှာဖြစ်တယ်လို့ရှီဝန်ကရှင်းပြလာပြီးတော့တေလီတဘိုးပေါက်စားဖြစ်တဲ့တန်ဆာကိုလည်းသူ့ရဲ့ဓာတိုင်းတင်တန်းကျောင်းစီကိုခေါ်သွားခဲ့ပါတယ်လက်ရှိချိန်မှာတော့တန်ဆာကအာဆာအဲမွန်ကလန်ရဲ့အရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီးအပြစ်သားနူဒူကာရီနဲ့တူကျွန်းရဲ့စမ်းချင်ဘက်ကိုစီးဆင်းနေတဲ့ရေစီးချောင်းကိုလည်းလိုက်ရှာနေကြပါတယ်။ဒါပေမဲ့အချိန်နေတာကြာသွားကရေစီးချောင်းကိုဘလို့မှရှာမတွေ့ပဲဖြစ်နေကြပြီးမနာတမ်းလမ်းလျှောက်နေရတာကြောင့်မို့လို့နူဒူကာရီကလည်းပြင်ပန်းလာပြီးတော့အရေးရတဲ့တစ်တော်တဲကိုဝင်ပြီးခဏလောက်နားရအောင်လို့ပြောဆိုခဲ့ပါတယ်။မမြင်ရတဲ့အန်ရီအများစုကတစ်တော်ထဲမှာရှိနေတာကြောင့်မို့လို့တန်ဆာကတော့မသွားဖို့အတွက်တားလာပြီးမကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်ပြီးတော့အသက်လူနေရတာတဲ့ဆိုင်ရင်နေပူထဲမှာလမ်းလျှောက်နေရတာကမစိုးပါဘူးလို့ပြန်ပြီးရှင်းပြလာပါတယ်။အပြစ်သားတယောက်ကိုအန်ရီဖြစ်မှာဆိုလို့ကာကွယ်ပေးနေတဲ့တန်ဆာရဲ့လောက်ရကြောင်းမို့လို့နူဒူကာရီကလည်းဝမ်းသာပီတိဖြစ်သွားပြီးတော့အသက်အန္တရာယ်ဘေးကင်းဖို့ကဦးစားပေးဖြစ်လို့အချိန်ကြာတာကကိစ္စမရှိဘူးလို့တန်ဆာကတော့မှတ်ယူထားကရေစီးချောင်းကိုထပ်ရှာဖို့အတွက်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ရှိနေတဲ့ပင်လယ်ကမ်းစပ်ကိုအယောင်တော်လူသားတယောက်ကပြုံးစားကြီးရောက်ချလာပြီးတစ်တော်တစ်ခုလုံးစူးညံနေတာပဲဆိုပြီးတော့ဘဝင်မကျတဲ့လေတံနဲ့လည်းပြောလာပါတယ်။ရုတ်တရက်ကြီးမိုးဘော်ကနေကျလာတဲ့အဲ့ဒီကောင်ရဲ့ပုံစံကြောင့်မို့လို့တန်ဆာတို့နှစ်ယောက်စလုံးလည်းအံ့ဩနေကြပြီးစကားပြောနေရင်တန်းလန်းပါတယ်မိမပုံစံကနေယောက်ျားပုံစံကိုပြောင်းသွားကအဲ့ဒီဖြစ်ပျက်ကြောင့်ပိုလို့တောင်လန့်သွားခဲ့ကြပါတယ်။အန်ဒီရဲ့အငွေ့တက်ကိုခန်းစားလိုက်ရတဲ့တန်ဆာနဲ့နူဒူကာရီတို့နှစ်ယောက်လည်းအနောက်ကိုလှည့်ကချက်ချင်းထွက်ပြေးလာခဲ့လိုက်ကြပြီးတော့မကောင်းဆိုးဝါးတွေထက်ပိုကျန်းတဲ့အကောင်ဖြစ်နေတာကြောင့်တန်ဆာတို့ရဲ့အရှိကိုလည်းကြိုရောက်နေပြန်ပါတယ်။တစ်တော်တဲကမကောင်းဆိုးဝါးတွေရဲ့တေဆုံးမှုကိုအယောင်ဆောင်လူသားကတွေးမြင်လိုက်ရတာကြောင့်မို့လို့စိတ်တို့နေတာဖြစ်ပြီးပြန်လန်းရှာနေတဲ့တန်ဆာတို့အဖို့ကိုလည်းမဲကြလာကနှစ်ယောက်စလုံးကိုတက်ပြစ်ဖို့အတွက်လှုပ်လာပါတယ်။
အယောင်ဆောင်လူသားရဲ့အသေးစားတိုက်ခိုက်မှုတစ်ခုအောက်မှာတင်တန်ဆာတယောက်လည်းအတော်လေးထိနာသွားပြီးတော့ဘေးနားကနူရူဂါကြီးကိုပါတတ်ဖို့အတွက်ထပ်လုပ်လာခဲ့ပေမဲ့ရှောင်းတိန်ကျွမ်းကျင်တဲ့နူရူဂါကြီးကသူ့ရဲ့တိုက်ခိုက်မှုတွေကိုကတ်တီးလေးတင်းချောင်ပြသွားပါတယ်။လဲကျနေတဲ့တန်ဆာကလည်းအယောင်ဆောင်လူသားအာယုံများနေတဲ့အချိန်မထင်မှတ်ထားတဲ့အချိန်မှာမျက်နှာကိုဓာတ်နဲ့ပြေးဝင်ပိုင်းခဲ့လိုက်ပြီးလက်ရှိနေရာမှာတည်းအဆုံးသတ်ပေးဖို့အတွက်လှုပ်ခဲလိုက်ပေမဲ့ဓာတ်တန်ရာကချက်ချင်းပျောက်သွားတာကြောင့်မို့လို့တန်ဆာတို့လည်းအရန်လန့်သွားကြပါတယ်။ဒီတက်ပူကြမ်းပြီးပုံမြန်တဲ့ဓာတ်တိုင်းတွေကိုထုတ်သုံးရင်မျက်နှာတွေမကခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပါစက္ကန့်ပိုင်းတွင်ခုတ်ပိုင်းပစ်ခဲ့လိုက်ပြီးတော့တော်ယုံနဲ့တေမာမဟုတ်ဘူးဆိုတာကိုသိနေတဲ့တန်ဆာကလည်းထွက်ပြေးဖို့အတွက်နူရူဂါကြီးကိုအော်ပြောခဲ့လိုက်ရင်တစ်တော်တဲ့ကိုလည်းနှစ်ယောက်သားဝင်ပြေးလာလိုက်ကြပါတယ်။ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြန်ဆက်နေချိန်ထွက်ပြေးလို့လွတ်နိုင်လောက်ပါတယ်လို့တန်ဆာကတွက်ထားပေမဲ့တကယ်တမ်းအဲ့ဒီလိုဖြစ်မနေပဲကုသနေရင်တန်လန်းကြီးအယောင်ဆောင်လူသားကလည်းသူတို့ရဲ့အနောက်ကိုအမိထပ်လိုက်လာပါတယ်။အခြားကောင်တွေနဲ့လုံးဝမတူတဲ့အယောင်ဆောင်လူသားရဲ့ပုံစံကြောင့်မို့လို့တန်ဆာတယောက်လည်းဘာဆက်လုပ်ရမှမသိဖြစ်သွားခဲ့ပြီးတော့အဲ့ဒီချိန်မှာပဲတစ်တော်ပြင်ဘက်ကနေဓာတ်တစ်ချောင်းရောက်လာကအယောင်ဆောင်လူသားကိုလည်းလဲကျသွားတဲ့အထိတိုက်ခိုက်ပြလာပါတယ်။အမှန်တော့တစ်တော်ပြင်ဘက်ကနေလာတဲ့ဓာတ်ဆိုတာကတန်ဆာရဲ့ဆရာရှီုံပြစ်လွတ်လိုက်တဲ့ဓာတ်ဖြစ်နေပြီးဆရာဖြစ်သူကိုတွေးလိုက်ရတာကြောင့်တန်ဆာကဝမ်းသာသွားပေမဲ့သူတို့မှရက်နေဖို့အချိန်မရှိဘူးလို့ပြောလာကဒီထက်ပိုဝေးတဲ့နေရာကိုလည်းခေါ်ထုတ်သွားပါတယ်။မျက်စိမမြင်ရပေမဲ့အသားစီးတွေအကုန်လုံးကိုဘာမှမဖြစ်တယ်လို့မျိုးကြော်ပြီးပြေးပြနေတဲ့ရှီယွန်ရဲ့ပုံစံကြောင့်မို့လို့နူဒူဂါကြီးကလည်းအံ့ဩနေပြီးတော့ဘေးကင်းလုံခြုံပြီလို့ထင်တဲ့နေရာအရောက်မှပဲ၃ယောက်စလုံးကလည်းပြေးတာကိုရပ်လိုက်ကြပါတယ်။ရှီယွန်ရဲ့ကယ်တင်ပေးမှုကိုလည်းတန်းစာကကျေးဇူးတင်ခဲ့လိုက်ပြီးတော့ဆရာဖြစ်သူကိုယ်တိုင်သူတို့အနားကိုရောက်လာပြီးဖြစ်တာကြောင့်မို့လို့ဘာမှကြောက်နေစရာမလိုတော့ဘူးဆိုပြီးနူဒူဂါကြီးကိုလည်းတန်းစာကရှင်းပြလာပါတယ်။ဆရာဆိုတဲ့အတိုင်းပဲစောနာကအယောင်ဆောင်လူသားတွေကိုတိုက်ခိုက်တဲ့နေရာမှာဓာတ်ချက်တွေစောနေတာတွေကိုနေဟန်ထားတွေမားနေတဲ့အကြောင်းကိုလည်းတန်ဆာကိုခေါင်းခောက်ကပြန်ထောက်ပြလာပြီးဒီအချိန်အပြစ်သားနဲ့အတူတူရှိနေရမယ်ဆရာဖြစ်သူကဘလို့လုပ်ပြီးတော့ဒီကိုရောက်လာတာလဲလို့တန်ဆာကမေးကြည့်ခဲ့ပါတယ်။အမှန်တော့ရှီယွန်ကိုယ်တိုင်ကလည်းသူ့ရဲ့တာဝန်ပြီးဆုံးသွားတာကြောင့်မို့လို့ကျွန်းမော်ကနေပြန်ဖို့အတွက်လုပ်ခဲ့ပေမယ့်စန့်ကျင်ဘက်ကိုစီးနေတဲ့ရေစီးတံကိုမကြားရတာကြောင့်မို့လို့အချိန်တော်ကြာတဲ့အထိကန်းဆာမှာလိုက်ရှာခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကျွန်းပြစ်ဘက်ကိုပြန်ထွက်လို့ရမယ်ထွက်လန်းကိုရှာတွေ့ခဲ့ပေမဲ့ရေစီးကြောင်းကတာမန်မဟုတ်ဘူးလို့ခန်းစားနေရကပင်လယ်အောက်မှာလည်းအတော်လေးကြီးတဲ့အန်ရငွေသက်ကိုခန်းစားမိလိုက်တာကြောင့်မို့လို့တယောက်တည်းပြန်လို့မရတော့ဘူးဆိုတာကိုလည်းသိလိုက်ပါတယ်။အဲ့ဒါကြောင့်မို့လို့သူနဲ့တူတူပြန်မဲ့ဖွဲ့သားတွေကိုကျွန်းမော်မှာလိုက်ရှာရင်တန်ဆာတို့နဲ့တွဲဆုံခဲ့တာဖြစ်တယ်လို့ရှီယုံကလည်းရှင်းပြလာပြီးပြန်လန်းကိုရှာတွေ့ပြီဆိုတဲ့စကားကြောင့်တန်ဆာတို့ကလည်းအယံဝမ်းသာသွားကအဲ့ဒီရေစီးကြောင်းရှိရာကိုသူတို့ကိုခေါ်သွားပေးဖို့အတွက်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဆရာဖြစ်သူရှီယွန်ရဲ့ပြုမှုတွေကရုတ်တရက်ပြောင်းလဲသွားပြီးတော့ဘေးမှာရှိနေတဲ့နူဒူဂါကြီးကိုလည်းဓာတ်နဲ့ရွေလာကကြီးကျက်သူတယောက်ကပြစ်သားတယောက်ကိုဘာကြောင့်ကာကွယ်ပေးနေရလဲဆိုတာရှင်းပြပေးနိုင်မလားဆိုပြီးတန်ဆာကိုမေးလာပါတယ်။မပြောမဆိုနဲ့လှုပ်လာတဲ့ရှီယွန်ရဲ့လုပ်ရက်ကြောင့်မို့လို့တန်ဆာကလည်းအယမ်းလန့်သွားပြီးအခြားသူတွေရဲ့ကြောက်ချမှုကြောင့်သာဒီကလေးမဟာတိမ်မင်းကြသူဖြစ်နေရတယ်ဆိုတာနဲ့တကယ်တမ်းမှာဘာအပြစ်မှမကျူးလွန်ထားတဲ့ရိုးသားတဲ့လူတယောက်ဖြစ်တယ်လို့တန်ဆာကလည်းပြန်ပြီးတော့ရှင်းပြခဲ့ပါတယ်။အပြစ်သားတယောက်ကိုကာကွယ်ပေးတယ်ဆိုတာသူတို့ရဲ့အာဆာအဲမွန်ကလန်မှာလုံးဝမရှိဘူးလို့ရှီယွန်ကရှင်းပြလာပြီးအကယ်၍သာဒီကိစ္စကိုအထက်လူကြီးတွေတည်သွားမယ်ဆိုရင်မဆိုင်တဲ့ဖွဲ့သားတွေပါဒုက္ခရောက်သွားနိုင်တယ်လို့ပြောပြခဲ့ပါတယ်။အပြစ်မရှိတဲ့လူတွေကိုကာကွယ်ပေးရမှာကသူတို့ရဲ့တာဝန်ပဲဆိုတဲ့အရင်တုန်းကရှီယွန်ရဲ့စကားကိုလည်းတန်ဆာကပြန်ပြောလာပြီးတော့မတရားခံနေရတာတိတိရက်နဲ့မျက်ွယ်ပြူလိုက်တာကမှပိုဆိုးတဲ့ကိစ္စမဟုတ်ဘူးလားလို့မေးခဲ့လိုက်ကအပြစ်ပေးမယ်ဆိုရင်လည်းခံမိုးတင်မယ်လို့တန်ဆာကပြန်ပြောခဲ့ပါတယ်။တန်ဆာရဲ့ပြောစကားကြောင့်မို့လို့ရှီယွန်ကလည်းတစ်ချက်ပြုံးမိသွားပြီးတော့ရွယ်ထားတဲ့ဓာတ်ကိုချက်ချင်းပြန်သိမ်းခဲ့လိုက်ရင်သူတင်ပေးထားတာတွေကအလကားဖြစ်မသွားဘူးပဲလို့ပြောလာပါတယ်။ဖြစ်လာမယ့်အကျိုးဆက်တွေကိုခံနိုင်ရရှိမှသာဒီကျွန်းကနေထွက်သွားတဲ့နယ်လို့ရှီယွန်ကရှင်းပြလာပြီးတော့ဆရာဖြစ်သူသာသူတို့နဲ့အတူတူရှိနေမယ်ဆိုရင်ဘာမှဆိုအကုန်လုံးရဲတယ်လို့တန်ဆာကပြန်ပြောနေတဲ့ချိန်သောနာကအလဲထိုးခဲ့ပါတယ်ဆိုတဲ့အယောင်ဆောင်လူသားကလည်းရုတ်တရက်ဆိုသလိုသူတို့ရဲ့အနောက်ကိုရောက်ချလာပါတယ်။အန်ရဲ့အငွေ့သက်ကိုရလိုက်တဲ့ရှီယွန်ကလည်းတန်ဆာနဲ့နူဒူဂါရီတို့ကိုချက်ချင်းဆွဲခေါ်ထုတ်သွားပေမဲ့အယောင်ဆောင်လူသားရဲ့တိုက်ခိုက်မှုကမြန်လွန်းနေတာကြောင့်မို့လို့လေဘင်းကိုလည်းရှက်ပါလေးထိသွားကအောက်ကိုလည်းဒူးထောက်လက်သားလဲကျသွားပါတယ်။ဆရာဖြစ်သူကိုဒဏ်ရာရအောင်လှုပ်လိုက်တဲ့အတွက်ကြောင့်တန်ဆာကလည်းစိတ်တူသွားပြီးတော့စောနာကပုံစံတိုင်းအယောင်ဆောင်လူသားကိုပြင်းဝင်တိုက်ခိုက်ဖို့လုပ်ခဲ့လိုက်ပေမဲ့တခါမြင်မိသားတိုက်ကွက်တွေကိုအလွတ်ရသွားတဲ့အဲ့ဒီကောင်ကတန်ဆာရဲ့ဓာတ်ချက်တွေကိုလည်းအကုန်တင်းရှောင်ပြခဲ့ပါတယ်။အဲ့ဒါတွေမကပဲတန်ဆာကိုပါပြင်းထန်ဒဏ်ရာရတဲ့အထိထပ်မံတိုက်ခိုက်ပြလာပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်မှုကိုခံစားလိုက်ရတဲ့အခါမှာအတိတ်တုန်းကအဖြစ်အပျက်တွေကိုလည်းတန်ဆာတယောက်ရုတ်တရက်ပြန်မြင်လိုက်ရပါတယ်။အတန်းပညာလုံးဝမတက်တဲ့မိဘမရှိတဲ့သူ့လိုတကောင်ကျွက်ကိုဆရာဖြစ်သူရှီယွန်ကစိတ်ရှိရှင်နဲ့ဓာတ်တိုင်းတင် जा ပေးခဲ့ပြီးတော့စာမှုတိုင်းတယောက်လိုင်းနာကျင့်သုံးရမယ့်စီမီစည်းကမ်းတွေကအရန်များလွန်းတာကြောင့်မို့လို့တန်ဆာကလည်းအချိန်ကြာလာတဲ့ခါမှာတော့စိတ်ပြက်လာပါတယ်။ဒီလိုနဲ့ပဲတရက်မှာတော့တန်ဆာကဆရာဖြစ်သူရှီယွန်နဲ့စကားများခဲ့ပြီးအရင်တုန်းကလိုမျိုးလွတ်လပ်တဲ့ဘဝမှာပဲနေချင်တယ်လို့ပြောဆိုကတင်တန်းကျောင်းကနေတောင်ထွက်သွားဖို့ထိလုပ်ခဲ့ပါတယ်။လူငယ်တယောက်အနေနဲ့ကိုယ့်ဘဝကိုကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုပေမဲ့အဲ့ဒီရွေးချယ်မှုကလည်းမှန်နေဖို့လိုတယ်လို့ရှီယွန်ကရှင်းပြခဲ့ပြီးတော့အကယ်၍သာသူ့ရဲ့အသားကိုတစ်ချက်ထိအောင်တိုက်ခိုက်နိုင်မယ်ဆိုရင်တန်ဆာဖြစ်ချင်တယ်လို့မျိုးတင်တန်းကျောင်းကနေထွက်ခွင့်ပေးမယ်လို့အပေးယူလုပ်ခဲ့ပါတယ်။ဒါပေမဲ့တရေဘောကြောင့်နဲ့တန်ဆာကတော့စိန်ခေါ်မှုကိုလက်မခံပဲမနဲ့အစောကြီးမာတင်တယောက်တည်းထွက်သွားဖို့လုပ်ခဲ့ပြီးအဲ့ဒီချိန်အာဆာအဲမွန်ကလန်ကစီနီယာတယောက်ဖြစ်တဲ့အဲဆန်ကရောက်လာကသူ့ကိုပြစရာတခုရှိတယ်ဆိုပြီးတော့လေတင်းချိုင်းကိုခေါ်သွားခဲ့ပါတယ်။ထဲရှင်လိုနာမည်ရေးထားတဲ့အုတ်ခုရှေရောက်မှအဲဆန်ကရပ်သွားပြီးတော့အခုသူတို့မြင်နေရတဲ့လူကတစ်ချိန်တုန်းကရှီယွန်ရဲ့အတော်ဆုံးတစ်ဖက်တယောက်ဖြစ်ခဲ့တဲ့သူပဲလို့ပြောပြခဲ့ပါတယ်။ထဲချင်းဆိုတဲ့ကောင်လေးကလည်းတစ်ချိန်တုန်းကတန်ဆာလိုပဲကြစ်ကန်ကန်လူငယ်လေးတယောက်ဖြစ်ခဲ့ပြီးလိုလက်တဲ့ဘဝမှာနေထိုင်နေတာကြောင့်ရှီယွန်နဲ့စကားများပြီးတော့တင်းတန်းချောင်းကနေအပြီးတိုင်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့နှင်းနှဲငယ်ကြမှာတော့ရှီယွန်စီကိုထဲရှင်ကပြန်ရောက်လာခဲ့ပြီးဒုတိယတစ်ခေါက်ပြန်ရောက်လာတာကတင်းတန်းသားနေနဲ့မဟုတ်တော့ပဲတင်မိတ်ချခံထားရတဲ့အပြစ်သားတယောက်နေနဲ့သာဖြစ်လို့နေခဲ့ပါတယ်။
လွတ်လပ်တဲ့အပြင်လောကကြီးဆိုတာကသူတို့တွေထင်ထားသလောက်ပြောစရာကောင်းနေတာမဟုတ်ဘူးဆိုတာနဲ့စီးပွားရေးကြက်တဲဖြစ်လာတဲ့အခါမှာထဲရှင်ကိုယ်တိုင်ကလည်းရာဇဝတ်မှုတွေကိုပြန်ကျူးလွန်လာပြီးတော့တင်မိတ်ချမှန်းခံလိုက်ရတဲ့အပြစ်သားတစ်ယောက်ထိဖြစ်သွားခဲ့ရပါတယ်။တပည့်ပြစ်သူကိုကိုယ်တိုင်ကောင်းဖြတ်တတ်ခဲ့ရတဲ့ရှီယွန်အတွက်လည်းခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပြီးအဲ့ဒီလိုကိစ္စရက်တွေဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာရှီယွန်ကိုယ်တိုင်ကလည်းဘသူ့ကိုမှတင်နန်းသားဖြစ်လက်မခံခဲ့တော့ပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲရှီယွန်ရဲ့စိတ်ကိုပြောင်းလဲပေးနိုင်တဲ့တန်ဆာဆိုတဲ့လူငယ်လေးတယောက်ပေါ်လာခဲ့တယ်လို့အဲဆန်ကရှင်းပြလာပြီးဆရာဖြစ်သူရှီယွန်ကသူ့ပေါ်ဘယ်လောက်ထိမျှော်လင့်ချက်ထားထားလဲဆိုတာကိုဘေးနားမှာရှိနေတဲ့တန်ဆာကိုယ်တိုင်ကလည်းသဘောပေါက်နားလည်သွားပါတယ်။တင်တန်းကနေထွက်သွားခြင်းနေတဲ့သူ့ရဲ့စိတ်တွေကလည်းအဲ့ဒီအချိန်မှတင်လုံးဝကိုပြောင်းလဲသွားခဲ့ပြီးတော့ရှီယွန်ဖြစ်စေခြင်းတဲ့အတိုင်းလောကကြီးကိုအကျိုးပြုမဲ့တရားမျှတမှုကိုဖော်ဆောင်ပေးမဲ့စာမူတိုင်းတယောက်ဖြစ်လာအောင်လဲတန်ဆာကအသေးလဲကြိုးစားခဲ့ပါတယ်။ဒီကြောင်းရတွေအားလုံးကိုပြန်မြင်နေရတဲ့တန်ဆာကအနောက်ကရှီယွန်နဲ့နူဒူကာရီတို့ကိုလှည့်ကြည့်လာခဲ့ပြီးတော့ကိုချေရတဲ့သူတွေကိုအဆုံးစွန်ကာကွယ်ပေးသွားဖို့အတွက်လည်းဆုံးဖြတ်ခဲ့လိုက်ကအယောင်ဆောင်လူသားကိုလည်းဆက်ပြီးတော့ထိုးချိတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြိုးစားမှုတွေဟာတစ်ဖက်ကအယောင်ဆောင်လူသားတွေတော့အသုံးဝင်တဲ့အရာဖြစ်နေခဲ့ပြီးပြင်းထန်တဲ့အစွမ်းတစ်ခုနဲ့ပြန်ပြီးတော့တိုက်ခိုက်ခဲ့လိုက်ကအဲ့ဒီနေရာမှာတင်မဲ့တက်ပြစ်ဖို့လှုပ်လာပါတယ်။မတရားခန့်နေရတဲ့တပည့်ဖြစ်သူရဲ့အခြေအနေကြောင့်မို့လို့ရှီယွန်ကလည်းကူညီတိုက်ခိုက်ဖို့အတွက်ပြေးဝင်လာခဲ့ပေမယ့်အခုရင်ဆိုင်နေရတဲ့ရန်သူကိုသူတို့တွေပေါင်းပြီးချရင်တော့ဘလို့မှအနိုင်မယူနိုင်ဘူးဆိုတာသိနေတဲ့တန်ဆာကတော့အဝေးကိုထွက်ပြေးဖို့အတွက်ပဲအော်ပြောခဲ့ပါတယ်။ထွက်ပြေးဖို့ပြောလာတဲ့တန်ဆာရဲ့စကားတွေကိုနားမထောင်ခြင်းမဲ့လေလက်ရှိအခြေအနေကိုသဘောပေါက်နေတာကြောင့်မို့လို့နူဒူကာကြီးကိုခေါ်ပြီးတော့ပဲရှီယွန်ကလည်းအဝေးကိုထွက်ပြေးလာခဲ့လိုက်ပါတယ်။နူဒူကာကြီးတို့ပြေးသွားတာကိုမြင်လိုက်ရတဲ့အချိန်ကျမှပဲတစ်ဖက်ကတန်ဆာကိုယ်တိုင်ကလည်းစိတ်အေးသွားခဲ့ပြီးတော့ချာလက်ဆတိုက်ပွဲကိုလည်းဆက်ခဲ့လိုက်ကသူ့ကိုယ်သူတေသူလို့မှတ်ခဲ့လိုက်ရင်မကောင်းဆိုးဝါးကောင်နဲ့ဆက်ပြီးတော့ပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့တန်ဆာရဲ့လုံနိုင်စွမ်းတွေကအယောင်ဆောင်လူသားကောင်အတွက်တော့မဆိုးသလောက်တိုက်ခိုက်မှုတွေဖြစ်နေပြီးသူ့လိုတေးလေးကြပိုးတစ်ကောင်ကိုလူကောင်းတစ်ယောက်ဖြစ်အောင်တုံးတင်ဆုံးမပေးခဲ့တဲ့ဆရာဖြစ်သူရှီယွန်ကိုလည်းတန်ဆာကကျေးဇူးတင်နေခဲ့ရင်တစ်ဖက်ရန်သူရဲ့လက်ချက်နဲ့ပဲအဲ့ဒီနေရာမှာတင်တေဆုံးသွားပါတယ်။တန်ဆာရဲ့ရည်ရွယ်ချက်ကိုတေချာနားမလည်တဲ့နူဒူကာရီကတော့ထွက်ပြေးလာတဲ့ရှီယွန်ကိုတရေဘောကြောင်နိုင်ဆိုပြီးတော့အော်ဟစ်ကအပြစ်တင်နေပြီးတော့ကိုယ့်အသက်ကိုစတေးပြီးရွေးချယ်ခဲ့တဲ့တန်ဆာရဲ့ဆုံးဖြတ်ချက်ကိုသူတို့အနေနဲ့လေးစားရမယ်လို့ရှီယွန်ကပြန်ပြောခဲ့ပါတယ်။အခုနူဒူကာရီခံစားနေရတာထက်ဆရာတယောက်ဖြစ်တဲ့သူကပိုလို့တောင်ခံရခက်တယ်လို့ရှီယွန်ကရှင်းပြလာပြီးတော့တပည့်ဖြစ်သူရဲ့စတေးမှုကိုအလဟတ်သက်မဖြစ်စေရဘူးဆိုတာတဲ့ဒီကိစ္စအတွက်လည်းတေချာပေါက်လက်စားပြတ်ချေမယ်လို့ရှီယွန်ကတစ္ဆာဆိုခဲ့လာရင်းနဲ့ပဲအပိုင်းရှစ်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။မကောင်းဆိုးဝါးနယ်မြေကိုဖျက်ကျော်ပြီးဒုတိယအဆင့်ကိုရောက်လာတဲ့ကာဗီမာလူတို့ဟာမသေးသေးရှိနေပါတယ်ဆိုတဲ့တတိယအလွှာသူကပုံနယ်မြေစီကိုဆက်သွားဖို့အတွက်လည်းပြင်နေကြပါတယ်။စာအုပ်တွေအများကြီးကိုဖတ်ထားတဲ့စန္ဒာကလည်းဘယ်လန်းကနေသွားရင်အန်ဒီအကင်းဆုံးနဲ့လုံခြုံစိတ်ကြရဆုံးဖြစ်မလဲဆိုတာကိုလိုက်လံဖြေရှာကြည့်နေပြီးတော့ကျွန်းရဲ့ဖွဲ့စည်းပုံနဲ့လမ်းကြောင်းတွေကအတော်လေးရှုပ်ထွေးလွန်းတာကြောင့်မို့လို့အဖြေရှာနေတဲ့စန္ဒာကိုယ်တိုင်ကလည်းခေါင်းတွေပူထူလာပြီးတော့မေးလဲသွားပါတယ်။ကိုအရန်ကြီးဖိအားတွေပေးနေတဲ့စန္ဒာရဲ့ပုံစံကြောင့်မို့လို့ဒီညတော့အေးအေးနားယူပြီးမနှက်ဖြတ်မှာပဲဆက်ရှာဖို့အတွက်လည်းအားလုံးကဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့မသေးသေးတကယ်ရှိတယ်ဆိုတာကြားပြီးကလေးကအိမ်မြတော်တဲ့ဂါဘီမာတို့ကတော့ဒီကိစ္စကိုသူတယောက်တည်းပဲဆက်လုပ်ဖို့အတွက်အစီအစဉ်ဆွဲထားပြီးအကုန်လုံးအိပ်ပျော်နေတဲ့ချိန်ညတကောင်ရံမှာရန်ကိုအန်ရများပါတယ်ဆိုတဲ့တတိယအလွှာစီကိုထွက်သွားခဲ့ပါတယ်။တစ်ပင်လူသားကြီးဟိုကိုပြောလိုက်တဲ့အရေးမှုကိုတုံးချပြီးတော့ပဲကျွန်းရဲ့အတွင်းပိုင်းစီကိုရသလောက်သွားကြည့်နေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းမြူခိုးတွေနဲ့ပြည့်နေတာကြောင့်မို့လို့အရှိကိုကောင်းကောင်းမမြင်ရပဲဖြစ်လို့နေပြန်ပါတယ်။ဂါဘီမာတို့ကိုယ်တိုင်ကလည်းသူတက်မြောက်ထားတဲ့နေကြတယောက်ရဲ့အာယုံခံနိုင်စွမ်းတွေကိုတုံးရင်းနဲ့ပဲလမ်းမှန်ကိုရှာဖွေနေခဲ့ရပြီးနောက်ဆုံးမှာတော့တော်ယုံလူလုံးဝရှာမတွေ့နိုင်တဲ့နတ်ဖျားတွေရဲ့နေမြေတတိယအလွှာကိုလည်းရောက်ရှိသွားပါတယ်။ဖျားစာရိုးဖက်နေတဲ့အတန်တွေဆူတောင်းနေတဲ့အတန်တွေကလည်းရုတ်တရက်ကြီးထွက်ပေါ်လာတာကြောင့်မို့လို့ဂါဘီမာတို့တယောက်လည်းနည်းနည်းတော့လန့်သွားခဲ့ပေမယ့်အတန်လာရာကိုတေချာကြည့်လိုက်တဲ့အခါမှာလူပုံစံမျက်နှာတွေနဲ့ထူးဆန်းတဲ့တစ်ပင်တွေအများကြီးကိုတွေ့လိုက်ရပါတယ်။သူကြားနေရတဲ့အတန်တွေကလည်းအဲ့ဒီတစ်ပင်တွေစီကနေထွက်လာနေတာဖြစ်ပြီးအရက်မျက်နှာတစ်ဖက်သေးကိုပဲလှည့်ပြီးတော့ဆူတောင်းနေတယ်လို့မျိုးဖြစ်နေတဲ့အပင်တွေရဲ့ပုံစံကြောင့်မို့လို့ဂါဘီမာတို့ကလည်းနားမလည်နိုင်ဖြစ်သွားပါတယ်။ဒီကျုံးမှာရှိနေတဲ့ရုပ်ထုတိုင်းဟာတဲလုံးစာတွေရှိနေတယ်ဆိုတဲ့စန်တာရဲ့စကားတစ်ခုကိုလည်းချက်ချင်းသတိပြန်ရသွားပြီးတော့တစ်ပင်တွေအားလုံးမျက်နှာမူနေတဲ့ဘတ်ချမ်းကမသေးသေးရှိတဲ့တီနေရဖြစ်နိုင်တယ်လို့ဂါဘီမာတို့ကကောက်ချက်ချခဲ့လိုက်ရင်အချိန်ဆွဲမနေတော့ပဲအဲ့ဒီဘက်ကိုပြေးထွက်သွားခဲ့ပါတယ်။ဇနီးတဲ့နဲ့ပြန်တွေးရဖို့အတွက်သာစိတ်လောနေတဲ့ဂါဘီမာတို့ကသူ့နောက်မှာလူတယောက်လိုက်လာတယ်ဆိုတာကိုတောင်တတိမထားမိပဲဖြစ်နေပြီးအချိန်ခဏလောက်ပြေးနေရကနေအိုဟောင်းလုံးနဲ့ဘုံကြောင်ကြီးတစ်ခုရဲ့အရှိကိုလည်းရောက်သွားခဲ့ပါတယ်။နတ်ဖျားတွေလိုတင်စားခေါ်ဝေါ်ကြတဲ့တန်ဆန်ရှင်မြတ်တွေဆိုတဲ့ကောင်တွေဒီထဲမှာတေချာပေါက်ရှိနိုင်တယ်လို့ဂါဘီမာတို့ကခံမှန်းထားပြီးတော့ဘလို့ကောင်တွေပဲဖြစ်နေပါစေအကုန်လုံးကိုပြည့်ရှင်းပြီးမသေးသေးကိုရအောင်ယူဖို့အတွက်သာဂါဘီမာတို့ကတော့ဆုံးဖြတ်ထားပါတယ်။ဂိတ်တကားကိုဖွင့်ဖို့လုံးနေတော့မှပဲတန်စားကိုတပ်ပစ်ခဲ့တဲ့အယောင်ဆောင်လူသားကလည်းသူ့နောက်ကနေထပ်ပေါ်လာခဲ့ပြီးဘာအတန်မှမကြားရပဲရုတ်ရက်ကြီးအနားကိုရောက်လာတာကြောင့်မို့လို့ဂါဘီမာတို့ကိုယ်တိုင်ကလည်းအယံလန်သွားပါတယ်။တစ်ဖက်လူရဲ့စွမ်းအားတွေကိုခန်းစားနိုင်စွာရှိတဲ့ဂါဘီမာတို့ဟာအခုသူ့ရှိမှရှိနေတဲ့သူကလူသားတယောက်မဟုတ်ဘူးဆိုတာကိုကောင်းကောင်းကြီးသိနေပြီးတော့တနေကုန်တိုက်ခိုက်ပြီးအခုမှပြန်လာတဲ့အယောင်ဆောင်လူသားကလည်းဂါဘီမာတို့နဲ့ဆက်ပြီးမချချင်တာကြောင့်မို့လို့လှည့်ပြန်ဖို့အတွက်လည်းအခွင့်အရေးပေးခဲ့ပါတယ်။ဒါပေမဲ့မသေးသေးကိုရအောင်ယူဖို့ဆုံးဖြတ်ထားတဲ့ဂါဘီမာတို့ကတော့တန်းဆောင်စီဘယ်မှာရှိလဲလို့မေးခဲ့လိုက်ပြီးအခွင့်အရေးပေးတာကိုညှင်းလိုက်တဲ့ဂါဘီမာတို့ရဲ့ပုံစံကြောင့်မို့လို့အယောင်ဆောင်လူသားကလည်းစိတ်ပြတ်သွားကသူ့ဘက်ကနေစပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။တာမန်လူတွေနဲ့လုံးဝမတူတဲ့ဂါဘီမာတို့ကစစချင်းတစ်ချက်မှတည်းအယောင်ဆောင်လူသားရဲ့လက်ကိုချိုးပစ်ခဲ့လိုက်ပြီးတော့သူခုရင်ဆိုင်နေရတဲ့ရန်သူဟာပေါ်သေးသေးဟုတ်မနေဘူးဆိုတဲ့အကြောင်းတတိပေးခဲ့လိုက်ကနောက်ထပ်မျက်စိတမိတ်တွင်မှပဲဒဗလကန်ချဲနဲ့လည်းခုန်ကန်ခဲ့လိုက်ပါတယ်။တော်ယုံတန်ယုံမကောင်းဆိုပါဆိုရင်ဂါဘီမာတို့ရဲ့အခုကန်ချဲနဲ့တင်တေသွားနိုင်တယ်ဆိုပေမဲ့နတ်ဖျားလို့စွမ်းမျိုးရှိနေတဲ့အယောင်ဆောင်လူသားတွေအတွက်တော့အသားနာယုံကလွဲပြီးတော့ဘာမှဖြစ်မသွားပါဘူး။
ဒီချက်ကိုမြင်လာရချိန်မှာဂါဘီမာရူတယောက်လည်းအံ့ဩသွားခဲ့ပြီးစောနာကထပ်ပိုချမ်းတဲ့ထိုးချက်တွေကန်ချက်တွေနဲ့ဇာတ်တိုက်ခိုက်ရင်မီးတောက်နေကျူးစုကိုပါတုံးပြီးတော့တကူလုံးကိုမီးလောင်တိုက်သွင်းပေးခဲ့လိုက်ပါတယ်ဒီလောက်ဆိုရင်တော့တေလောက်ပြီလို့ဂါဘီမာရူကထင်ခဲ့လိုက်ပေမဲ့မီးတောက်တွေကြားထဲကနေအယောင်ဆောင်လူသားကပြန်ထွက်လာကပြင်းထန်တဲ့လက်သီးထိုးချက်နဲ့ဂါဘီမာရူရဲ့အရှိုက်ကိုလည်းပစ်ထိုးခဲ့လိုက်ပါတယ်တိုက်ခိုက်မှုတွေအားလုံးကိုခံနိုင်ရရှိနေတဲ့အယောင်ဆောင်လူသားရဲ့ပုံစံကြောင့်မို့လို့ဂါဘီမာရူတယောက်လည်းစိုးရိမ်စာပြူလာပြီးတစ်ပင်လူသားကြီးဟိုကိုပြောခဲ့မှုတဲ့နဖျားလို့စွမ်းတဲ့တန်ဆန်ရှင်တွေဆိုတာဒီလိုကောင်းနေပါလားဆိုတာကိုလည်းသိသွားပါတယ်ဘာကောင်ကြီးပဲဖြစ်နေမတိသေးကိုရအောင်ရှာမဲ့ဂါဘီမာရူကတော့တောင်ရန်ကျန်းတဲ့တိုက်ကွက်တွေနဲ့အယောင်ဆောင်လူသားကိုပြန်တိုက်ခိုက်ခဲ့လိုက်ပြီးတော့ဘုံကျောင်းရှိကကွင်းပြင်ကြီးထဲမှာပဲနှစ်ယောက်သားကဝုန်းတိုင်းကျဲပြီးတော့အပီကျုံခဲ့ကြပါတယ်အယောင်ဆောင်လူသားကိုယ်တိုင်ကလည်းသူ့ခုရင်ဆိုင်နေရတဲ့ဂါဘီမာရူကအရင်လူတွေလိုမျိုးပေါ်သေးသေးမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်လာပြီးမသေးသေးပဲမှရှိလဲဆိုတဲ့မိကုန်းကိုဇက်တိုက်မေးရင်းနဲ့ပဲဂါဘီမာရူကလည်းတောက်လျှောက်ဆိုလိုတိုက်ခိုက်နေခဲ့ပါတယ်ခန္ဓာကိုယ်အစိတ်ပိုင်းတွေဖြတ်တောက်လိုက်လည်းမသိမီးရှို့ပြီးတက်လို့လည်းမသိတာကြောင့်မို့လို့ဒီကောင်းကိုဘလို့အနိုင်ယူရမလဲဆိုတာခေါင်းထဲမှာတောက်လျှောက်စဉ်းစားနေပြီးတော့အလဲတကွေးမှာဘိုက်ကိုဖြတ်ကန်လိုက်တဲ့အချိန်ဂျက်ကောင်းကိုထိမှန်သွားသလိုမျိုးအကြီးကျယ်မျက်နှာပြတ်သွားတဲ့အယောင်ဆောင်လူသားရဲ့ပုံစံကိုလည်းဂါဘီမာရူကမြင်လိုက်ရပါတယ်ဒီကောင်ကြီးရဲ့အားနည်းချက်ကဘိုက်မှာရှိနေတယ်ဆိုတာကိုလည်းဂါဘီမာရူတယောက်သိသွားပြီးတော့အဲ့ဒီနေရာကိုပဲအထိနာအောင်တိုက်ခိုက်နိုင်မယ်ဆိုရင်တေချာပေါက်အနိုင်ယူလို့ရတယ်ဆိုတာကိုနားလည်သွားကထပ်ပြီးတော့တိုက်ခိုက်ဖို့ဟန်ပြင်ခဲ့ပါတယ်ဒါပေမဲ့အားနည်းချက်ပေါ်သွားပြီဖြစ်တဲ့ရောင်ဆောင်လူသားကချက်ချင်းပဲသူ့ရဲ့တိုက်ခိုက်မှုတွေကိုပုံစံပြောင်းလဲခဲ့လိုက်ပြီးတော့အထိနာအောင်တိုက်ခိုက်နေတာထက်အသေးသက်ပြဖို့အတွက်ပဲရောင်ဆောင်လူသားကဦးစားပေးလုပ်လာပါတယ်ကလေးမလေးမဲကြီးတုံးခဲ့တဲ့မမြင်ရတဲ့ထိုးချက်တွေနဲ့ဂါဘီမာရူကိုစတင်တိုက်ခိုက်လာပြီးတော့မျက်စိနဲ့မမြင်ရတဲ့အကွက်တွေဖြစ်တာကြောင့်မို့လို့ဂါဘီမာရူကိုယ်တိုင်ကလည်းတိန့်ရှောင်ရခန့်တွေကပိုချမ်းလာတဲ့တစ်ဖက်ရန်သူရဲ့တိုက်ခိုက်မှုတွေအောက်မှာလည်းအလူလဲပိတ်ခံခဲ့ရပါတယ်ဒီပုံစံတိုင်းဆက်သွားနေရင်အချိန်နေဟမ်းမှာမဟုတ်ဘူးဆိုတာကိုဂါဘီမာရူကလည်းသိပေမဲ့ဘာမှဆက်မလုပ်နိုင်ပဲဖြစ်နေပြီးတော့အဲ့ဒီအချိန်ဇနီးတဲ့ရဲ့မျက်နှာကသူ့ရဲ့အထွေးထဲမှာရုတ်တရက်ပေါ်လာခဲ့ပါတယ်ရှုံးနေသွားလို့မဖြစ်ဘူးဆိုတဲ့ပြင်းပြတဲ့အနိုင်လိုချိန်စိတ်ကလည်းဂါဘီမာရူစီကိုပြန်ရောက်လာပြီးအဝေးကနေလှမ်းတိုက်ခိုက်နေတဲ့အယောင်ဆောင်လူသားစီကိုလည်းရောက်အောင်ပြေးသွားခဲ့လိုက်ကတောက်ရမ်းမြက်နဲ့လက်သီးချက်တွေနဲ့အာကုန်ပိတ်ထိုးခဲ့ပါတယ်ဂါဘီမာရူရဲ့မြန်ဆန်လွန်လာတဲ့ထိုးချက်တွေကြောင့်မို့လို့ဟီလင်းလုံးနိုင်ပါတယ်ဆိုတဲ့အယောင်ဆောင်လူသားတောင်ဘလို့မှအမိလိုက်ကူလို့မရပဲဖြစ်နေပြီးလူသားတယောက်အနိုင်ယူတာကိုမခံကျင်တဲ့အခါမှာတော်ယုံထုတ်ပြခဲ့တဲ့သူတို့ရဲ့ငကိုပုံစံအစစ်မှန်ကိုလည်းအဲ့ဒီကောင်ကရုတ်တရက်ထားပြောင်းခဲ့ပါတယ်ပန်းမင်းတွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့အေယာမပန်းမွေမကောင်းဆိုးဝါးကြီးကိုမြင်လာရချိန်မှာဂါဘီမာရူတယောက်လည်းအရန်လန်သွားပြီးတော့လူသားတွေလုံးဝခုခံနိုင်စွမ်းမရှိတဲ့လျှက်စစ်ဘိုးအားတစ်ခုနဲ့တိုက်ခိုက်လာကအဒီနေရာမှာတက်ပြစ်ဖို့လှုံလာပါတယ်။ပြောင်းလဲသွားတဲ့မိစ္ဆာကောင်ကြီးရဲ့ပုံစံကြောင့်မို့လို့ဂါဘီမာရူတယောက်လည်းနည်းနည်းတော့ရှိန်သွားပေမဲ့အရှိမလည်းဒီလိုကောင်မျိုးတွေကိုတိုက်ခိုက်လာပြီးဖြစ်တာကြောင့်မို့လို့ဘာမှတွေးဝေးမနေပဲလှုပ်ရှားချီတာကိုသာဆက်လုပ်ခဲ့ပါတယ်။ပြင်းထန်တဲ့ဘိုးအားတွေကိုအဆက်မပြတ်ခုခံရင်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့လေခန္ဓာကိုယ်ရဲ့ကန့်သက်ကိုကျော်လွန်ပြီးတော့စွမ်းတွေကိုတုံးမိသွားတာကြောင့်မို့လို့အဲ့ဒီနေရာမှာပဲဂါဘီမာရူကလည်းမေးလဲသွားပါတယ်။ပြဿနာတွေအလုံးပြီးဆုံးသွားပြီးဇနီးတဲ့နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေတယ်ဆိုတဲ့အိမ်မက်လေးတစ်ခုကိုလည်းဂါဘီမာရူကမြင်မှန်းနေခဲ့ပြီးတော့လက်တွေ့မှာသာဒီလိုဖြစ်ရင်တိတ်ကောင်းမှာပဲလို့တယောက်တည်းပြောဆိုနေကကျိုးမောက်ကနေပြန်လာနိုင်မှာမဟုတ်တော့တဲ့အတွက်လည်းဇနီးတဲ့ကိုတောင်းပန်နေခဲ့ပါတယ်။ရန်သူတယောက်နဲ့တိုက်ခိုက်ရင်တရားမဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့မယ်ဆိုရင်တစ်ဖက်လူကိုပါတပါးတည်းခေါ်သွားဖို့ကြိုးပမ်းရမယ်ဆိုတဲ့ဆရာဖြစ်သူရဲ့စကားကိုလည်းဂါဘီမာရူကပြန်ကြားရောက်နေခဲ့ပြီးသူ့ကိုလေဘေးညစ်တက်ဖို့လုပ်နေတဲ့ပန်းမိတ်စာကြီးကိုမြင်လိုက်ရတဲ့အခါမှာမီးတောက်နေကျူစုကိုလည်းထားသုံးခဲ့လိုက်ပါတယ်။သူပါဝင်အရှိမရှိတဲ့ပန်းမိတ်စာကိုပါတပါးတည်းမီးလောင်နိုင်သွင်းဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပြီးဆက်ပြီးတော့ဖမ်းကင်ထားရင်အနေအကျရောက်လာနိုင်တယ်ဆိုတာတီးသွားတဲ့မိတ်စာကောင်ကလည်းချက်ချင်းပဲဂါဘီမာရူကိုလွတ်ချပစ်ခဲ့ပါတယ်။အဲ့ဒီစာလျှက်စစ်ဖို့အားရနဲ့ပဲထပ်ပြီးတော့ရှော့တိုက်ဖို့ပြင်ခဲ့လိုက်ပေမဲ့အနောက်ကနေတစ်ချိန်လုံးလိုက်လာတဲ့ကလေးမလေးမယ်ရီကလည်းကြားပြတ်ဝင်လာကတိုက်ခိုက်မှုတွေကိုတားဆီးနိုင်တဲ့အကာအကွယ်တစ်ခုကိုဖန်တီးခဲ့လိုက်ရင်ဂါဘီမာရူနဲ့တူတစ်ဖက်ကကြောက်တဲကိုလည်းခုန်ဆင်းသွားပါတယ်။အစွမ်းနဲ့အများကြီးကိုအုံပြုခဲ့ရတဲ့မိစ္ဆာကောင်ကိုယ်တိုင်ကလည်းအသားရည်တွေတွန့်လိမ့်နေတဲ့လူအိုကြီးတယောက်ဖြစ်ပုံစံပြောင်းလဲသွားပြီးတော့ကလေးမလေးမယ်ရီကိုတိနေတဲ့ပုံစံနဲ့ဘာကြောင့်မို့လို့ဒီလိုလုပ်တာလဲဆိုပြီးတော့တယောက်တည်းမေးခွန်းတွေထုံနေပါတယ်။တန်စာတို့ရဲ့ဘက်မှာလည်းမပြောမဆိုနဲ့ပျောက်သွားတဲ့ဂါဘီမာရူကိုမနေ့ရောက်မှပဲတတိထားမိလိုက်ကြပြီးတော့မသေးသေးရှာဖွေဖို့အတွက်တတိယနယ်မြေကိုတယောက်တည်းဝင်သွားမယ်ဆိုတာကိုလည်းစာဂီတွေကသဘောပေါက်သွားပါတယ်။အပြစ်သားတယောက်ကသူ့တေလန်သူရွေးသွားတာကပြဿနာမဟုတ်ပေမဲ့ကလေးမလေးမယ်ကြီးပါပျောက်နေတယ်လို့ဟိုကိုကပြောပြလာပြီးဂါဘီမာရူရဲ့အနောက်ကိုလိုက်သွားတာဖြစ်နိုင်တယ်လို့ယူဆလိုက်တာကြောင့်စာဂီတွေတို့ဖွဲ့သားတွေအားလုံးလည်းတတိယအလွှာစီကိုချက်ချင်းထွက်လာလိုက်ကြပါတယ်။ကျွန်းပေါ်မှာနေတာကြပြီဖြစ်တဲ့တစ်ပင်လူသားကြီးဟိုကိုကပဲအရှိကနေဥဆောင်လမ်းပြပေးခဲ့ပြီးတော့တန်ဆန်ဆိုတဲ့အယောင်ဆောင်လူသားတွေကိုအခုချိန်ထိမမြင်ဘူးသေးတဲ့ယူဇူရီယာကလည်းဘယ်လိုမျိုးပုံသဏ္ဍာန်ရှိလဲဆိုပြီးဟိုကိုမေးလာပါတယ်။သူလည်းအသေးချာတော့မသိပေမဲ့ဒီကျွန်းကိုအုပ်ချုပ်တဲ့တန်ဆန်အရှင်မြတ်တွေက9ယောက်တောင်ရှိတယ်လို့ဟိုကိုကပြောပြလာပြီးတယောက်နဲ့တယောက်ကပုံစံတွေမတူကြသလိုအချင်းစရိုက်တွေကလည်းလုံးဝကွဲပြားတယ်လို့ထပ်ပြီးတော့ရှင်းပြလာပါတယ်။အစတုန်းကတော့ဒီကျွန်းကိုအုပ်ချုပ်တဲ့သူကတယောက်တည်းရှိတယ်ဆိုပေမဲ့တေဆုံးသူတွေစီကနေရတဲ့တန်ဆိုတဲ့တက်ဆောင်စီရီကိုတောက်ရင်ကနေ9ယောက်ထိတိုးပွားလာခဲ့တာဖြစ်ပါတယ်။ဟိုကိုအဲ့ဒီလိုရှင်းပြနေတဲ့အချိန်တစ်ဖက်ကအယောင်ဆောင်လူသား9ယောက်ကလည်းကျိုးမော့ကိုရောက်လာတဲ့လူသားတွေနဲ့ပတ်သက်လို့ဘလို့ခိုင်းတွေဖြည့်ရှင်းရမလဲဆိုတာကိုစီဝေးထိုင်နေကြပြီးပုံပြပန်းပြဖြစ်သွားတဲ့အဖွဲ့သားကိုကြည့်ရင်အခုတစ်ခေါက်ရောက်လာတဲ့လူသားတွေကအရင်လူတွေတက်ပိုကျန်းနေဆိုတာကိုလည်းတတိထားမိသွားကြပါတယ်။ဂါဘီမာရူတို့လိုက်ရှာနေတဲ့တန်ဆိုတဲ့တက်ဆောင်စီရီကိုတောက်ရင်ခေါင်းဆောင်လို့ထင်ရတဲ့လူကပေါ့ပေါ့တန်တန်လုံးမနေကြဖို့အတွက်ကြံတဲ့ဖွဲ့သားတွေကိုပြောဆိုနေခဲ့ပြီးတော့ဂါဘီမာရူရဲ့အနောက်ကိုလိုက်လာကြတဲ့စာဂီတီတို့အဖွဲ့သားတွေအားလုံးကလည်းတစ်ပင်လူသားတွေဝေးပြုတ်နေတဲ့နေရာကိုထပ်ရောက်လာကြပါတယ်။ဒီမှာရှိနေတဲ့တစ်ပင်တွေအားလုံးဟာတကယ်တမ်းမှာတော့လူသားတွေဖြစ်ခဲ့ကြပြီးတော့လွန်ခဲ့တဲ့နှစ်1000လောက်ကထူးဆန်းတဲ့ယောဂကဆိုးကြီးတစ်ခုကြောင့်ရွာသူရွာသားတွေအားလုံးဟာတစ်ပင်အဖြစ်ပြောင်းလဲသွားကြပါတယ်
အဲ့ဒီထဲမှာဟိုကိုရဲ့သမီးလေးလည်းပါပြီးတော့လူသားစစ်စစ်ကနေတစ်ပင်အပြောင်းခံလိုက်ရတာကဒီကျွန်းကိုအုပ်ချုပ်တဲ့တန်ဆန်ရှင်မြတ်တွေရဲ့အလိုတော်ဖြစ်တယ်လို့အားလုံးကမှတ်ယူထားတာဖြစ်ပါတယ်။အဲဒါကြောင့်ပဲတန်ဆန်ရှင်မြတ်တွေနေထိုင်တဲ့ဘုံကျောင်းဘက်ကိုလှည့်ပြီးတော့ဘဝကိုအဆုံးသတ်ခဲ့ကြတာဖြစ်တယ်လို့ဟိုကိုကထပ်ရှင်းပြနေပြီးတော့ပန်းမိတ်ဆာရဲ့လက်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ဂါဘီမာတို့ကလည်းစမ်းကြောင်းတစ်ခုနားမှာပြန်နိုးလာပါတယ်။နှစ်ပြားလို့ထင်မှားနေတဲ့တန်ဆန်တွေကတကယ်တော့မိတ်ဆာကောင်တွေဆိုတာကိုဂါဘီမာတို့တယောက်လည်းသဘောပေါက်သွားပြီးမိတ်ဆာတွေဆိုရင်တက်ပြစ်လို့ရနိုင်နေဆိုတဲ့အတွေးတစ်ခုကလည်းဝင်လာကတတိယအလွှာကိုပြန်သွားဖို့လုပ်နေတဲ့အချိန်တစ်တော်တဲကနေလမ်းမလာတဲ့စာမူတိုင်းတာမီယာတို့ကလည်းဂါဘီမာတို့ရဲ့အနာကိုရောက်ချလာရင်းနဲ့ပဲအပိုင်းကိုဟာလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။ပန်းမိတ်ဆာကောင်ကြီးရဲ့လက်ကနေကတ်တီးလေးလွတ်မြောက်လာတဲ့ဂါဘီမာတို့ကတစ်တော်ရဲ့ပြန်ဘက်ကိုလမ်းပြောက်ပြီးရောက်လာကြတဲ့အတော်ဆုံးဓာသမာတာမီယာတို့နဲ့လည်းပတ်ပင်တိုးသွားပါတယ်။မွေမွေချင်းချိန်မြင်ဆိုတဲ့စကားတိုင်းတယောက်ပုံစံကိုတယောက်ကြည့်လိုက်တာနဲ့ဘလောက်ထိအန္တရာယ်များတယ်ဆိုတာကိုအချင်းချင်းသိနေကြပြီးစိုးအိမ်စိမ်များနေတဲ့ဂါဘီမာတို့ကလည်းတစ်ဖက်ကရန်သူကိုစိတ်မန်းနဲ့ပဲလှမ်းပြီးတော့အစမ်းတိုက်ခိုက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုတွေးလိုက်တဲ့ဂါဘီမာတို့ရဲ့အတွေးတွေကိုတစ်ဖက်ကတာမီယာကအကုန်သိနေပြီးတော့ဒီလိုချိန်တွေမျိုးမှာသူ့ကိုထပ်ပြီးတိုက်ခိုက်တာကမာယူရဲ့ဆန်နဲ့လုံရက်ပဲဖြစ်လိမ့်မယ်လို့ဂါဘီမာတို့ကိုပြောပြခဲ့ပါတယ်။ထိခိုက်ဒဏ်ရာတွေအများကြီးရထားတဲ့ပြင်တက်လုံးမှာကျနေတဲ့ဂါဘီမာတို့ရဲ့ပုံစံကြောင့်မို့လို့သူ့ကိုလုံးဝအနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုတဲ့ခိုင်မျိုးတာမီယာကဖမ်းလာပြီးခေတူမဟုတ်တဲ့ဂါဘီမာတို့ကလည်းခန္ဓာကိုယ်အနေထားကိုကြီးလိုက်တာနဲ့တင်တာမီယာမှာလက်တစ်ဖက်ရှိမနေဘူးဆိုတာကိုတန်းတီသွားပါတယ်။ပင်ပန်းနေတယ်ဆိုပေမဲ့သူ့မှာကိုလက်အင်ကပြည့်စုံရှိတယ်လို့ဂါဘီမာတို့ကလည်းပြန်ပြောခဲ့လိုက်ပြီးတော့ဘယ်သူမှမသိအောင်လှုပ်ဝက်ထားတဲ့အာနေချက်ကိုမှတန်းတီသွားတဲ့ဂါဘီမာတို့ရဲ့ပုံစံကြောင့်မို့လို့တာမီယာတယောက်လည်းအနေငယ်တော့လန့်သွားပါတယ်။အနေငွေသက်ကိုခံစားလိုက်ရတဲ့တာမီယာကစောနာကလိုမျိုးပဲဂါဘီမာတို့ကိုစိတ်မန်းနဲ့တိုက်ခိုက်ကြည့်ခဲ့လိုက်ပြီးအရေးချင်းတွေကမတိမ်မယိမ်ဖြစ်နေတာကြောင့်မို့လို့နှစ်ယောက်သားအထိနာယုံကလွဲပြီးအနိုင်ရှုံးပေါ်လာမှာမဟုတ်ဘူးဆိုတာကိုလည်းသိလိုက်ကြပါတယ်။တာမီယာတို့ဘာတွေးနေလဲဆိုတာကိုသဘောပေါက်လိုက်တဲ့ကောင်လေးဖူကြီးကလည်းတိုက်ပွဲဖြစ်မလာခင်မှာပဲဂျာကနေအမြန်ဝင်တားခဲ့လိုက်ပြီးတော့အတုံးမဝင်တဲ့အားပြိုင်မှုတွေလုပ်နေမဲ့စားနှစ်ဦးနှစ်ဖက်အဆင်ပြေသေးမဲ့ကိစ္စကိုသာလုပ်ကြရအောင်လို့ပြောဆိုခဲ့ပါတယ်။ရထားတဲ့အချက်လက်တွေအကုန်လုံးကိုသာသူတို့ကိုပြောပြပေးမယ်ဆိုရင်ဂါဘီမာတို့ကိုတက်ချမ်းသာခွင့်ပေးမယ်လို့ဖူကြီးကပြောဆိုခဲ့လိုက်ပြီးလူကောင်ကသာတေးပေမဲ့အရေးချင်းကတော့တာမီယာနဲ့ဒန်းတူနေပါသွားတူနေတယ်ဆိုတာကိုလည်းဂါဘီမာတို့ကကောင်းကောင်းကြီးသတိထားမိနေပါတယ်။ဒီလိုအချိန်တွေမျိုးမှာအစီအစဉ်မရှိဘဲဝုံတိုင်းကျဲတက်ခိုက်လိုက်မယ်ဆိုရင်တေချာပေါက်ရှုံးနေနိုင်တယ်ဆိုတာကိုဂါဘီမာတို့တယောက်နားလည်နေပြီးလောလောဆယ်တော့ဖူဂျီတို့ရဲ့ပြောစကားတိုင်းလိုက်ရောပေးဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကဒူးထောက်ပြီးတော့လည်းအညံခံခဲ့ပါတယ်။လွယ်လွယ်နဲ့အရှုံးပေးသွားတဲ့ဂါဘီမာတို့ရဲ့လုံရက်ကြောင့်မို့လို့တာမီယာကလည်းနည်းနည်းတော့တန်တရားဝင်နေပြီးအမှန်တကယ်အညံခံတာလားလိန်နေတာလားဆိုတာကိုသိရအောင်ရုပ်ရက်ပဲပြေးဝင်ပြီးတော့တက်ခိုက်ကြည့်ခဲ့လိုက်ပါတယ်။ဒါချက်ကိုလုံးဝမရှောင်တဲ့ဂါဘီမာတို့ရဲ့ပုံစံကိုမြင်မှပဲတာမီယာတယောက်လည်းစိတ်ချလက်ချဖြစ်သွားပြီးတော့တောင်ရန်ချမ်းမလေးလိုနာမည်ကြီးတဲ့ဂါဘီမာတို့ကိုယ်တိုင်ကအခုလိုမျိုးရန်သူတယောက်ကိုလွယ်လွယ်နဲ့အရှုံးပေးလိုက်တာကြောင့်မို့လို့တာမီယာကလည်းနည်းနည်းတော့စိတ်ပြတ်သွားပါတယ်။မသေးသေးကိုလိုက်ရှာရင်ကနေတောထဲမှာလမ်းပြောက်ပြီးဒီကိုရောက်လာရတဲ့အကြောင်းကောင်လေးဖူကြီးကစတင်ပြောပြလာပြီးဂါဘီမာတို့ကရောစမ်းချောင်းသားကိုဘလို့ဖြစ်ပြီးတော့ရောက်လာတာလဲဆိုပြီးမေးကြည့်ခဲ့လိုက်ပါတယ်။ဖြစ်ကြောင်းကိုစဉ်အားလုံးကိုလည်းဂါဘီမာတို့ကမချွတ်မချန်အကုန်လုံးကိုပြောပြခဲ့လိုက်ပြီးတော့နဗျားလို့မိစ္ဆာကောက်တဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရချိန်မှာတာမီယာနဲ့ဖူကြီးတို့လည်းအယံအံ့ဩသွားကြပါတယ်။ဒဏ္ဍာရီတွေပုံမြင်နေထဲမှာပဲကြားဘူးတဲ့မသေးသေးဟာတကယ်ရှိတယ်ဆိုတဲ့စကားကြောင့်တာမီယာတို့လည်းဝမ်းသာသွားကြပြီးမိစ္ဆာကောင်တွေနေထိုင်တဲ့ဘုံကျောင်းကဘယ်မှာရှိလဲလို့မေးခဲ့လိုက်ရင်သူတို့ကိုလမ်းပြပေးသေးခြင်းနဲ့လို့ဂါဘီမာတို့ကိုပြောဆိုခဲ့ပါတယ်။အမှန်တော့တာမီယာနဲ့ဖူဂျီတို့ကမသေးသေးကိုရှာနေတယ်ဆိုတာထက်သူတို့ရဲ့ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားနေကြတာဖြစ်ပြီးတာမီယာဆိုရင်သူ့ထက်အင်အားကြီးတဲ့အကောင့်တွေနဲ့ချခြင်းလို့တစ်တော်တစ်ခုလုံးကိုရှောက်သွားနေတာဖြစ်ကခွဲစိတ်မှုကိုဝါသနာပါတဲ့ဖူဂျီကလည်းတာမီယာတတ်လိုက်တဲ့မကောင်းဆိုးဝါးတွေကိုအနောက်ကနေလိုက်ပြီးတော့ခွဲစိတ်မှတ်တမ်းယူနေတာဖြစ်ပါတယ်။ဒီတစ်ခေါက်သူတို့ရင်ဆိုင်ရမယ့်ရန်သူကနဖျားနီနီစွမ်းတဲ့ကောင်တွေဖြစ်တာကြောင့်မို့လို့တာမီယာတယောက်လည်းအရန်စိတ်လှုပ်ရှားနေပြီးတော့ဒီကောင်တွေကိုအနိုင်ယူပြီးသွားရင်သူ့ကိုခွဲစိတ်ခွင့်ပြုပါဆိုပြီးတော့လေဖူဂျီကလည်းဆက်ဖြည်းဖြည်းနဲ့ပြောနေပါတယ်။ဒီလိုနဲ့ပဲမိစ္ဆာကောင်တွေကိုတိုက်ခိုက်ဖို့အတွက်ဂါဘီမာတို့၃ယောက်သားကလည်းမဟာမိတ်ဖွဲ့ခဲ့လိုက်ကြပြီးတော့အနောက်မှာရှိနေတဲ့ကလေးမလေးမေရီကလည်းတတိယလာကပြောင်းလဲသွားတဲ့သူမရဲ့ခန္ဓာကိုယ်အရွယ်စားကြောင့်မို့လို့ဂါဘီမာတို့ကလည်းအံ့ဩသွားပါတယ်။9နှစ်သားကလေးအရွယ်ကနေ10နှစ်သားပုံစံပြောင်းလဲသွားတဲ့မေရီရဲ့ပုံစံကြောင့်မို့လို့ဂါဘီမာတို့ကလည်းမယုံကြည်နိုင်ဖြစ်နေပြီးတော့စကားမပြောတတ်ဘူးလို့ထင်ထားတဲ့မေရီကလည်းအဲ့ဒီအချိန်မှာပဲစပြီးတော့စကားပြောလာပါတယ်။ဒါပေမဲ့သူမရဲ့ပြောစကားတွေကတာမန်လူတွေလိုမဟုတ်ပဲအထစ်ထင်းငေါငေါတွေအပြတ်တောက်တွေများနေပြီးတော့မေရီရဲ့စကားတန်ကိုကြားလိုက်ရတဲ့ဂါဘီမာတို့ကလည်းအယက်စိတ်လှုပ်ရှားသွားပြီးသူသိကျင်တဲ့အကြောင်းအရာတွေကိုလည်းအကုန်ထုတ်မိခဲ့ပါတယ်။ဒါပေမဲ့ဂါဘီမာတို့ရဲ့အဲ့ဒီလုပ်ရက်တွေကမဲအီအတွက်တော့အခက်တွေလိုမျိုးဖြစ်နေပြီးတော့မျက်နှာပြန်နေတဲ့သူမကိုမြင်လိုက်ရတဲ့အချိန်မှပဲဂါဘီမာတို့ကိုယ်တိုင်ကလည်းသူ့လုပ်ရက်တွေကိုသူနားလဲသွားကချက်ချင်းပဲပြန်ပြီးတော့တောင်းပန်ခဲ့လိုက်ပါတယ်။တက်ဆောက်စေးရည်ဆိုတဲ့မသေးသေးကဘယ်မှာရှိနေလဲဆိုတာနဲ့နဖျားလို့မိစ္ဆာကောင်တွေကိုဘလို့အနိုင်ယူရမလဲလို့မေးကြည့်ခဲ့လိုက်ကအယောင်ဆောင်လူသားတွေနဲ့မျိုးနွယ်တူတဲ့မဲကြီးကလည်းအထစ်ထင်းငေါငေါနဲ့ပဲထပ်ပြီးတော့စကားပြောလာပါတယ်။အယောင်ဆောင်လူသားတွေစီမှာတာအိုလို့ခေါ်တဲ့အရာတစ်ခုရှိပြီးအဲ့ဒီအရာကပဲသူတို့ရဲ့အားသာချက်ဖြစ်တယ်လို့အားနည်းချက်လည်းဖြစ်နေပြန်တယ်လို့ရှင်းပြလာပါတယ်။ဒီကျုံးရဲ့အခေါ်အဝေါ်ရာတာအိုဆိုတာကချာကရာလို့အဓိပ္ပာယ်ရပေမဲ့ဘလုံးပထွေးပြောနေတဲ့မဲရဲ့စကားတန်ပြတ်တောင်းဖြစ်နေတဲ့စကားဖြတ်တောက်တွေကြောင့်မို့လို့တာအိုရဲ့အဓိပ္ပာယ်ကိုဂါဘီမာတို့ကဖွင့်ဆိုလို့များဖြစ်နေပါတယ်။တစ်ပင်လူသားတွေရှိတဲ့နေရာကိုရောက်လာတဲ့စာကီဒီတို့ရဲ့ဘက်မှလည်းဒီကျိုးရဲ့တမိုင်းကြောင်းကမှားနေတယ်ဆိုတာကိုနားလည်စာပြုလာကြပြီးစာပေကျမ်းကန်တွေကိုအမျက်ဖက်လိရှိတဲ့ဆန္ဒကလည်းဒီကျိုးဟာနဖျားတွေဖန်တီးထားတာမဟုတ်ပဲဘာသာရေးအစွန်းရောက်နေတဲ့လူတစုကရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးထားတာဖြစ်တယ်ဆိုပြီးတော့အချက်လက်ကြကြရှင်းပြလာပါတယ်
တစ်တော်ထဲမှာတွေ့ခဲ့ရတဲ့ရုပ်ထုတွေကိုကြည့်မယ်ဆိုရင်ဗုဒ္ဓဘာသာပါဝင်အခြားသောဘာသာတွေလည်းအများကြီးရောနှောနေတယ်ဆိုတာကိုတွေ့မြင်နိုင်ပြီးအစွန်းရောက်ယုံကြည်မှုတွေကြောင့်ပဲမိစ္ဆာတွေမကောင်းဆိုးဝါးတွေပေါ်ပေါက်လာတာဖြစ်နိုင်တယ်လို့စန်တာကထပ်ပြီးတော့ရှင်းပြခဲ့ပါတယ်။မေရဲ့ပြောစကားတွေကိုနားလည်အောင်စူးစမ်းနေတဲ့ဂါဘီမာဒူတို့ရဲ့ဘက်မှလည်းသူမပြောချင်တဲ့အကြောင်းအရာကိုတဖြည်းဖြည်းနားလည်စာပြုလာပြီးတော့တာအိုဆိုတာခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့ချာကရာစွမ်းရည်လိုမျိုးပုံစံတူဖြစ်တယ်ဆိုတာကိုလည်းကောင်းလေးဖူကြီးကအရင်ဆုံးသိသွားပါတယ်။အဲ့ဒီစွမ်းရင်ကြောင့်ပဲတန်ဆန်ဆိုတဲ့အကောင်တွေကအရန်တက်မာနေကြတာဖြစ်ပြီးအကယ်၍သာအဲ့ဒီတာအိုစွမ်းရင်ကိုဖျက်ဆီးပြစ်နိုင်မယ်ဆိုရင်တေချာပေါက်အနိုင်ယူလို့ရတယ်ဆိုတာဂါဘီမာဒူတို့ကလည်းနားလည်သဘောပေါက်သွားပါတယ်။ဂါဘီမာဒူရဲ့အနောက်ကိုလိုက်နေကြတဲ့စာကီတီတို့အုပ်စုကလည်းတဖြည်းဖြည်းနဲ့ပဲဘုံချောင်းသားကိုချင်းကပ်လာနေပြီးတော့တန်စာတည်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်လို့တေချာပေါက်လက်စားချိမယ်လို့ဆုံးဖြတ်ထားတဲ့နူဒူဂါရီကလည်းရှီယွန်စီကနေဓာတ်တိုင်းပညာတွေကိုရှားသလောက်တင်ယူနေပါတယ်။တပည့်ပြည့်သူကိုဆုံးရှုံးထားတဲ့ရှီယွန်ကနူဒူဂါရီကိုလည်းအဲ့ဒီလိုဖြစ်ဆိုးမျိုးနဲ့မကြုံသေးခြင်းပဲကိုချေရတဲ့သူတွေကိုတတ်တဲ့လောက်ကာကွယ်ပေးသွားခြင်းနဲ့ဆိုတဲ့နူဒူဂါရီရဲ့စကားကြောင့်ရှီယွန်ကလည်းဓာတ်တိုင်းတွေကိုစပြီးတင်ပေးခဲ့ပါတယ်။ချိန်ကိုင်းစုတို့လိုပဲတစ်တော်တွေကမကောင်းဆိုးဝါးတွေကသူတို့ရဲ့အနာကိုရောက်ချလာပြီးဓာတ်တစ်ချောင်းကိုအသုံးပြုပြီးတော့ဘလို့တိုက်ခိုက်ရမလဲဆိုတာတွေရန်သူနဲ့တွေ့ရင်စိတ်မလှုပ်ရှားအောင်ဘလို့လုပ်ရမလဲဆိုတာတွေကိုပါတင်ပြပေးခဲ့ပါတယ်။နူဒူဂါရီကလည်းရှီယွန်ရဲ့တင်ကြားပေးမှုတိုင်းပဲအတိအကျကိုလိုက်လုံနိုင်ခဲ့ပေမဲ့ဆောနာကလိုမျိုးမိစ္ဆာနဲ့တွေ့ရင်ဘလို့အနိုင်ယူရမလဲဆိုတာကိုတော့ရှီယွန်ကိုယ်တိုင်ကလည်းလုံးဝအဖြေရှာလို့မရပဲဖြစ်နေပါတယ်။ကလေးမလေးမေကတန်ဆန်မိစ္ဆာတွေအကြောင်းကိုသူမသိတဲ့လောက်ဂါဘီမာဒူတို့ကိုပြောပြနေပေမဲ့တခုခုကိုကြောက်နေတယ်လို့မျိုးစိုးရိမ်နေတယ်လို့ပုံစံဖြစ်နေပြီးတော့ရုတ်တရက်ပဲသူတို့တွေရှိနေတဲ့စမ်းကြောင်းနာကိုလည်းမကောင်းဆိုးဝါးတွေအများကြီးကရောက်ချလာပါတယ်။ဂါဘီမာဒူပါဝင်တာမီယာတို့တွေလည်းအဲ့ဒီမကောင်းဆိုးဝါးတွေနဲ့စတင်တိုက်ခိုက်ခဲ့ကြပြီးတော့သူတို့တွေကိုလာချတဲ့မကောင်းဆိုးဝါးတွေထဲမှာနတ်ဆရာလိုဘာလို့ဝေစားထားတဲ့ဒိုချင်လို့ခေါ်တဲ့ထူးဆန်းတဲ့မကောင်းဆိုးဝါးတစ်ကောင်လည်းပါနေပါတယ်။တန်ဆန်မိစ္ဆာတွေရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့တာအိုစွမ်းရည်တွေဟာတန်လို့ခေါ်တဲ့တက်ဆောင်ဆေးရည်စီကနေအဓိကလာတာဖြစ်ပြီးတော့တနည်းအားဖြင့်လူသေးတွေအများကြီးရှိနေတဲ့ကျွန်းတွေကနေထုတ်ယူရရှိလာတဲ့ဆေးရည်တွေနဲ့တက်ရှင်နေကြတာဖြစ်ပါတယ်။အဲ့ဒီကြီးကြီးတွေကနေလေအာဇာနဲ့တော်မတို့ညီကိုနှစ်ယောက်ကအသေးအံပြန်တက်လာနေကြပြီးအသက်ဝင်နေတဲ့လူသားနိုင်ရန်ကြီးကလည်းအာဇာတို့ကိုတားနေပေမဲ့မရမကပဲကျင်းမော်ကိုရှောင်းအောင်ရုန်းကန်ပြီးတော့တက်လာခဲ့ပါတယ်။အကိုဖြစ်သူအာဇာရဲ့ကြိုးစားအားထုတ်မှုကြောင့်ကံကောင်းထောက်မစွာနဲ့ပဲအသက်ဘေးကနေလွတ်မြောက်လာခဲ့ပြီးတော့ကြောက်စရာကောင်းတဲ့ရန်သူနဲ့ကြုံတွေ့ပြီးမှညီဖြစ်သူတော်မကတော့ကြောက်နေပြီးမသေးသေးမရှာတော့ပဲဒီကနေထွက်ပြေးဖို့အတွက်သာစဉ်းစားနေပါတယ်။ဒါပေမဲ့တတိရှိတဲ့အာဇာကတော့ထွက်ပြေးမဲ့စားသူတို့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့မိစ္ဆာကိုပဲပြန်လက်စားချေချင်နေခဲ့ပြီးဆောနာကတိုက်ခိုက်မှုပြီးမှတင်တိလိုက်ရတဲ့ရန်သူရဲ့အားနည်းချက်ကိုလည်းညီဖြစ်သူကိုပြောပြလာပါတယ်။နှစ်ယောက်သားစကားပြောနေတော့မှပဲဒိုရှင်လို့ခေါ်တဲ့မကောင်းဆိုးဝါးကောင်ကသူတို့ရဲ့အနာကိုရောက်ချလာခဲ့ပြီးတော့ရုတ်တရက်ပေါ်လာတဲ့မကောင်းဆိုးဝါးကောင်ရဲ့လှုပ်ရှားမှုကြောင့်အာဇာတို့ညီကိုနှစ်ယောက်လည်းနည်းငယ်တော့လန့်သွားကြပါတယ်။အမှန်တော့ဒိုရှင်လို့ခေါ်တဲ့မကောင်းဆိုးဝါးတွေကတစ်တော်ထဲမှာကျက်စားနေတဲ့ရှိုရှင်ဆိုတဲ့အကောင်တွေတက်အသိဉာဏ်ပိုရှိတဲ့မကောင်းဆိုးဝါးတွေဖြစ်ကြပြီးကျင်းမော့ကနေပြန်တက်လာတဲ့အာဇာတို့ညီကိုနှစ်ယောက်ကိုလည်းမသေးသေးဖော်ရမှာဖြစ်လို့ကျင်းထဲကိုပြန်ဝင်ပေးဖို့အတွက်အေးအေးဆေးဆေးတောင်းဆိုလာပါတယ်။ဒါပေမဲ့မကောင်းဆိုးဝါးမှန်သမျှကိုကိုယ့်ရဲ့ရန်သူလို့သတ်မှတ်ထားတဲ့အာဇာကမပြောမဆိုနဲ့ပဲပြေးဝင်တိုက်ခိုက်ခဲ့လိုက်ပြီးတော့ညီဖြစ်သူတော်မကလည်းအနောက်မှာကပ်ပါလာတဲ့ရှိုရှင်တွေကိုတာဝန်ယူပြီးတော့တိုက်ခိုက်တားဆီးပေးခဲ့ပါတယ်။ဒိုရှင်ဆိုတဲ့ကောင်တွေကမျက်စိမမြင်ရဘူးဆိုပေမဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့တာအိုစွမ်းကိုတော့အာယုံခံနိုင်စွမ်းရှိကြပြီးသူ့ကိုတိုက်ခိုက်လာတဲ့အာဇာကိုလည်းကိုယ်ခံပညာနဲ့ပဲပြန်ပြီးတော့ထိုးနှက်ပစ်ခဲ့ပါတယ်။မနာတမ်းတိုက်ခိုက်နေရတဲ့အာဇာရဲ့ချက်ကရစွမ်းတွေကရော်ဒီရော်ရဲ့ဖြစ်နေတဲ့ဆိုတာကိုလည်းဒိုရှင်ကအတိုင်းသားတွေ့မြင်နေရပြီးအားပြောဆုံးဖြစ်နေတဲ့လေပင်ကိုလည်းတစ်ချက်တည်းပိုင်းခဲ့လိုက်ကအဲ့ဒီနေရာမှာပဲအာဇာကိုအဆုံးသတ်ပစ်ခဲ့လိုက်ရင်းနဲ့ပဲအပိုင်း30ကလည်းဒီနေရာမှာပြီးဆုံးသွားပါတယ်။နတ်ဆရာပုံစံမကောင်းဆိုးဝါးကောင်ရဲ့လက်ချက်ကြောင့်အာဇာတယောက်ပြင်းထန်ထိခိုက်ဒဏ်ရာရပြီးမြေပြင်ပေါ်ကိုလည်းပြစ်လဲကျသွားပါတယ်။လူတယောက်ရဲ့အဓိကဂျက်ကောင်းဖြစ်တဲ့လေပင်ကိုတိုက်ခိုက်လိုက်တာကြောင့်တွေးထွက်လွန်ပြီးမကြခင်တေးသွားလိမ့်မယ်လို့ဒိုရှင်ကထင်ထားပေမယ့်ခေါင်းကိုဆွဲကိုက်ပြီးကျင်းထဲကိုပြန်ထည့်ဖို့လုံးနေတဲ့အချိန်လဲကျနေတဲ့အာဇာကပြန်ထလာပြီးတော့မကောင်းဆိုးဝါးရဲ့မျက်နှာကိုလည်းဆွဲဖြတ်ပစ်ခဲ့ပါတယ်။ရုတ်တရက်ကြီးပြန်ထလာတဲ့အာဇာရဲ့ပုံစံကြောင့်မို့လို့ဒိုရှင်ကလည်းမယုံနိုင်ဖြစ်သွားပြီးတော့ဆောနာကလေတင်ရှိနေသေးတဲ့လေပင်တန်ရာကပါပျောက်သွားတာကြောင့်မို့လို့တခုခုမှားနေပြီဆိုတာကိုစတင်ရိပ်မိလာပါတယ်။ကျင်းထဲမှာရှိနေတော့တစ်ပိတ်လူသားရဲ့စွမ်းနေနဲ့များပေါင်းဆက်သွားတာလားလို့ဒိုရှင်ကထပ်ပြီးတွေးကြည့်နေခဲ့ပြီးတစ်ဖက်ကအာဇာကိုယ်တိုင်ကလည်းသူ့ရဲ့ခန္ဓာကိုလှုပ်ရှားမှုနဲ့အမြင်အာရုံတချို့ပြောင်းလဲနေတာကိုလည်းစတင်သတိပြုမိလာပါတယ်။ဒိုရှင်ရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့တာအိုစွမ်းရည်တွေကိုလည်းအာဇာကအတိုင်းသားတွေ့မြင်နေရပြီးတော့မကောင်းဆိုးဝါးကောင်တွေရဲ့အဓိကစွမ်းရည်ကဒါပါလားဆိုပြီးတော့လည်းဗဇက်ကထုတ်ပြောမိသွားကသူ့စီကတာအိုစွမ်းရည်တွေကိုမြင်နေရပြီလို့ပြောလာတဲ့အာဇာရဲ့ပုံစံကြောင့်မို့လို့ဒိုရှင်ကလည်းအယံလန့်သွားပါတယ်။ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ပြီးကျင်းထဲကိုပြန်ထည့်ဖို့အတွက်စီစဉ်ထားပေမဲ့ဒီပုံစံတိုင်းသာဆိုရင်အသေးသားမှရတော့မယ်ဆိုတာကိုဒိုရှင်ကနားလည်သွားကပြင်းထန်တဲ့တိုက်ပွဲတချို့ကိုလည်းထုတ်သုံးခဲ့ပါတယ်။ဒါပေမဲ့လူသားတယောက်ရဲ့လုံနိုင်စွာထက်ထူးထူးဆန်းဆန်းကြော်လွန်လာတဲ့အာဇာကဒိုရှင်ရဲ့တိုက်ခိုက်မှုတွေကိုအသာလေးခုခံခဲ့ပြီးတော့သူ့ထက်ပိုပြင်းတဲ့တံပြန်တိုက်ပွဲတွေနဲ့တောင်ပြန်ပြီးတော့ပြင်းလာကရုတ်တရက်ကြီးတမ်းမာလာတဲ့အာဇာရဲ့ပုံစံကြောင့်မို့လို့ဒိုရှင်တယောက်လည်းစပြီးကြောက်စိတ်ဝင်လာပါတယ်။ဆောနာကလေးတင်မဲ့ပျက်စီးတော့မဲ့အာဇာရဲ့တာအိုစွမ်းရည်တွေကအစမတန်တိုးပွားလာနေခဲ့ပြီးဒါကိုမြင်နေရတဲ့ဒိုရှင်ကလည်းဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှလေလို့မေခွန်းတွေထုတ်နေတဲ့ချိန်အနောက်မှာရှိနေတဲ့ရှိုရှင်မကောင်းဆိုးဝါးတွေအားလုံးကလည်းညီဖြစ်သူတော်မရဲ့လက်ချက်နဲ့အကုန်ခံညိုတိတ်သွားပါတယ်။အခြေအနေတွေအားလုံးဟာပြောင်းပြန်ဖြစ်သွားပြီဆိုတာကိုနားလည်လိုက်တဲ့ဒိုရှင်ကလည်းအကျန်းသုံးပါဆိုတဲ့အဝေးပြစ်တိုက်ကွက်ကိုထပ်မံထုတ်သုံးခဲ့ပေမယ့်တာအိုစွမ်းရည်တွေကိုမြင်နေရပြီဖြစ်တဲ့အာဇာကတော့သူ့ရဲ့တိုက်ခိုက်မှုတွေကိုအသာလေးပဲတင်းရှောင်ပြခဲ့ပါတယ်။ဒိုရှင်ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့6အောက်ပိုင်းကိုလည်းအာဇာကပြေးဝင်တိုက်ခိုက်ခဲ့လိုက်ပြီးတော့ခြေတွေလက်တွေပြတ်တုံးကဘာမှမဖြစ်ပေမဲ့အဓိကစွမ်းရည်ကိုထိခိုက်မိသွားတဲ့အခါမှာကျေလောင်တဲ့အတန်နဲ့လည်းထပ်ပြီးတော့အော်ဟစ်လာပါတယ်
ကိုအထင်ကြီးလွန်းရင်ဒီလိုမျိုးမရှိမလားဖြစ်သွားနိုင်တယ်လို့အာဇာကပြောဆိုလာခဲ့ပြီးအားနေတဲ့သူတွေကိုဘယ်တော့မှအထင်မသေးမိသေးနဲ့လို့ထပ်ပြောရင်အဲ့ဒီညမှာပဲမကောင်းဆိုးဝါးကိုစသိမ်းပေးခဲ့လိုက်ပါတယ်အမှန်တော့အာဇာရဲ့စိတ်ထဲမှာမေးလို့မရနိုင်တဲ့ trauma တစ်ခုရှိနေတာဖြစ်ပြီးမိဘတွေဆုံးပါပြီးလမ်းဘေးကိုရောက်သွားတဲ့သူတို့ညီကိုနှစ်ယောက်ကိုဓမြပွဲတစ်ဖွဲ့ကအင်အားသုံးပြီးတော့အနိုင်ကျင့်မှုလုပ်လာပါတယ်လောကကြီးကအားနေတဲ့သူတွေကိုဘယ်တော့မှတတ်ညပေးမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုအဲ့ဒီအချိန်မှာကလေးကအာဇာကသဘောပေါက်သွားတာဖြစ်ပြီးတော့အားလုံးရဲ့အရှိမပဲမျက်စိတစ်ဖက်ကိုလည်းဖျက်ဆီးပစ်ခဲ့လိုက်ကသူကိုယ်၌ကအားသာတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲနေထိုင်မှုအတွက်ရွေးချယ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့အာဇာကတစ်ဖက်လူထက်ပိုအားသာမယ်လို့ထင်တဲ့အရာတွေကိုပဲအမြဲတမ်းရွေးချယ်နေထိုင်ခဲ့ပြီးတော့ကိုချေရတဲ့မိသားစုဝင်ကိုကာကွယ်ဖို့အတွက်ဘလောက်ပဲဆိုးရတဲ့အရာဖြစ်နေပါစေတွေးဝေခြင်းမရှိပဲအာဇာကတော့ရွေးချယ်နေဦးမှာဖြစ်ပါတယ်ရုတ်တရက်ကြီးတန်မာလာတဲ့သူ့ကိုယ်သူလည်းအာဇာကမယုံနိုင်ဖြစ်နေပြီးတော့အကိုဖြစ်သူရဲ့ခန္ဓာကိုယ်ပေါ်ကဘာမှမသိတဲ့အမှတ်သားတွေကိုလည်းတောမကသတိထားမိနေကတခုခုမားနေတယ်လို့လည်းစိတ်ထဲမှာခံစားနေရပါတယ်သူ့ဘက်ကိုလှည့်လာတဲ့အာဇာရဲ့မျက်နှာတစ်ချမ်းကမကောင်းဆိုးဝါးပုံဖြစ်နေတယ်ဆိုတာကိုတွေးလိုက်ရတာကြောင့်တောမကလည်းအယံလန်သွားခဲ့ပေမယ့်တကယ်တမ်းသူမြင်လိုက်ရတာကထင်ရောင်ထင်မှားပုံရိပ်တစ်ခုသာဖြစ်နေကသူ့ကိုလာကူပေးဖို့ပြောနေတဲ့အာဇာရဲ့ပြောစကားကြောင့်ပဲအသိစိတ်ပြန်ကတ်သွားပါတယ်ဂါဘီမာဒူတို့ရဲ့ဘက်မှာလည်းပြုံးစားကြီးရောက်လာတဲ့မကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်နေရပြီးအားလုံးထဲမှာဂျာညံ့နေတဲ့မဲကြီးကိုလည်းအတော်ဆုံးသားသမားတာမီယာကပကုံးမော်ကောက်တင်ခဲ့လိုက်ရင်သူ့ရဲ့ဓာချက်တွေကဘလောက်ကြမ်းကြမ်းကိုလည်းကြွားလုံးနေထုံနေပါတယ်ဒီလိုတိုက်ခိုက်မှုမျိုးနဲ့ဆိုရင်တန်ဆန်ဆိုတဲ့အကောင်တွေကိုအနိုင်ယူလို့ရပြီလားလို့မဲကြီးကိုမေးကြည့်နေခဲ့ပေမယ့်တစ်ဖက်ရန်သူတွေကတမ်းပါတယ်ဒီလောက်နဲ့မရသေးဘူးဆိုတဲ့စကားကိုသာမဲကြီးကထက်ကပြောနေပါတယ်တာမီယာလိုပဲဂါဘီမာဒူကလည်းမကောင်းဆိုးဝါးတွေကိုတက်ဖြတ်ရှင်းထုတ်ပြနေပြီးတေဆုံးသွားတဲ့အလောင်းကောင်တွေကိုတော့ကောင်လေးဘူးကြီးကခွဲခြားစိတ်ဖြာရင်မှတ်တမ်းတွေယူနေခဲ့ပါတယ်တတိယအလွှာရဲ့အနီးတစ်ဝိုက်မှာနေထိုင်တဲ့အကောင်တွေဖြစ်တာကြောင့်မို့လို့အရင်တုန်းကခွဲစိတ်ဖူးခဲ့တဲ့အကောင်တွေနဲ့လုံးဝကွဲပြားနေပြီးပုံစံချင်းတူတယ်ဆိုပေမဲ့အတွင်းကလီတာပိုင်းဖွဲ့စည်းပုံကလုံးဝကိုတခြားစီဖြစ်နေတဲ့အကြောင်းကောင်လေးဘူးကြီးကလည်းရှင်းပြနေပါတယ်မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်တဲ့နေရာမှာအရန်ကြမ်းတမ်းလုံးနဲ့ဂါဘီမာဒူရဲ့ပုံစံကြောင့်မို့လို့မေအီကလည်းကြောက်လန့်ပြီးရုတ်တရက်ထားငိုလာပြီးတော့ကလေးရှိမှမစင်မကျင်နေလုံနေတဲ့ဂါဘီမာဒူကိုလည်းတာမီယာကပဲလှမ်းအော်ပြီးတော့တတိပေးခဲ့လိုက်ပါတယ်မကောင်းဆိုးဝါးတွေအားလုံးတေဆုံးသွားတဲ့အချိန်မှာပဲအနောက်မှာရှိနေတဲ့ဒိုရှင်ဆိုတဲ့ကောင်ကတိုက်ခိုက်လာပြီးတော့တာမီယာရဲ့ပကုံးပေါ်မှာရှိနေတဲ့မေအီကိုလည်းဝိယုံတစ်ခုနဲ့လွှမ်းချုံရင်တစ်ဖက်ကိုခေါ်ထုတ်သွားပါတယ်အားနေတဲ့ကလေးတယောက်ကိုမှမကောင်းဆိုးဝါးကောင်ကရွေးပြီးတိုက်ခိုက်တယ်လို့ဂါဘီမာဒူတို့ကထင်ခဲ့လိုက်ကြပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီဒိုရှင်ဆိုတဲ့ကောင်ကမဲကြီးကိုတခင်မာလေးလို့ခေါ်နေကသူတို့နဲ့တူတူပြန်လိုက်ခဲ့ဖို့အတွက်လည်းဒူးထောက်ပြီးတောင်းပန်နေပါတယ်ဒိုရှင်ကောင်ရဲ့လုပ်ရကြောင့်မို့လို့ဂါဘီမာဒူတို့တွေလည်းနားမလည်နိုင်ဖြစ်နေကြပြီးအရင်တုန်းကတည်းကတီကျွမ်းနေတယ်လို့မျိုးစကားကိုလည်းတရုတ်တည်းနဲ့ပြောနေပါတယ်တခင်မာလေးဟာလွန်ခဲ့တဲ့နှစ်1000လောက်ကတည်းကတန်ဆန်ရှင်မြတ်တွေနဲ့တပွဲတည်းဖြစ်ခဲ့တယ်ဆိုပေမဲ့အကြောင်းအရာတစ်ခုကြောင့်ခေါင်းဆောင်နှင်ထုတ်တာကိုခံလိုက်ရပြီးအခုလိုမျိုးဒုတိယနေမြေတဲကိုရောက်နေရတာဖြစ်တယ်လို့ဒိုရှင်ကောင်ကပြောပြလာပါတယ်မဲကြီးထွက်သွားတာကသူတို့လိုဒိုရှင်တွေအတွက်ဆုံးရှုံးနေတာမှုကြီးတစ်ခုဖြစ်ခဲ့ရတယ်လို့ထပ်မံရှင်းပြလာပြီးတော့ဘလောက်ပဲဒူးထောက်ပြီးအယိုသေးပေးနေပါစေကလေးမလေးမဲကြီးကတော့အရှိကမကောင်းဆိုးဝါးကောင်ကိုစိုးရင်ကြောက်လန့်နေပုံဖြစ်နေပါတယ်အားနေတဲ့သူတွေကိုကာကွယ်ပေးပါဆိုတဲ့ဇနီးတဲ့ရဲ့ပြောစကားကြောင့်မို့လို့ဂါဘီမာဒူကလည်းဂျားကနေချက်ချင်းဝင်ထားခဲ့လိုက်ပြီးသူတို့ရဲ့ပြောစကားတွေကိုနားမလည်ပေမဲ့တစ်ဖက်ကလူကလိုက်ချင်တဲ့ပုံမပေါ်တာကြောင့်မို့လို့ဒီတိုင်းလက်ပြန်တင်တယ်လို့ဂါဘီမာဒူကသတိပေးခဲ့ပါတယ်တခင်မလေးမရှိရင်သူတို့ရဲ့တာအိုစွမ်းတွေကလည်းတိုးမလာနိုင်ဘူးလို့ဒိုရှင်ကောင်ကထပ်ပြောလာပြီးတော့အနူနီးနဲ့မရတဲ့အခါမှာအကျန်းနီးနဲ့ခေါ်ထုတ်သွားဖို့အတွက်လှုပ်လာကနောက်ထပ်ဒိုရှင်တစ်ကောင်ကိုပါဆင့်ခေါ်ခဲ့လိုက်ပါတယ်တကောင်ကနေနှစ်ကောင်ပွားသွားတာကြောင့်မို့လို့ဂါဘီမာဒူတို့လည်းနည်းနည်းတော့လန်သွားခဲ့ပေမဲ့စကားကြုံပြီးသွားပြီဖြစ်တာကြောင့်မို့လို့သူဒီကိုယ်တီတိုက်ခိုက်ဖို့တော့သာလှုပ်ခဲလိုက်ရပါတယ်ကင်းချိတ်မြမျက်နှာနဲ့ဒိုရှင်ကောင်ကကင်းချိတ်မြတွေကိုထုတ်သုံးလာပြီးပထုံးမျက်နှာနဲ့ကောင်ကတော့အစိတ်ရှိတဲ့ပြားပထုံးတွေနဲ့လက်ပြတွေကိုထုတ်သုံးလာကအရှိမရှိနေတဲ့ဂါဘီမာဒူတို့ကိုအသေးသက်ပြစ်ဖို့အတွက်ကြိုးစားလာကြပါတယ်ဒီလိုပိုးကောင်တွေကြောင့်လက်တစ်ဖက်ပြတ်ခဲ့ရတဲ့တာမီယာကလည်းတကယ်တရခန့်ကိုတွေးသွားတဲ့ခါမှာတော့လက်စားချိဖို့အတွက်လှုပ်ခဲလိုက်ပြီးဆောနာကအာဇာတို့ကိုတိုက်ခိုက်ခဲ့တဲ့ဒိုရှင်တွေတိုင်းပဲဒီကောင်တွေကလည်းဂါဘီမာဒူတို့ကိုဘာမဟုတ်တဲ့လူသားလေးတွေဆိုပြီးအထင်သေးတဲ့ပုံစံနဲ့ကြည်နေပါတယ်အတိတ်တုန်းကတန်ဆန်ကောင်တွေနဲ့ဗာပြဿနာတွေရှိခဲ့လေဆိုတာလုံးဝမသိပေမဲ့မဲကြီးကိုအသေးအံပြန်ခေါ်သွားချင်နေတာကတော့ထူးဆန်းနေတယ်လို့ဂါဘီမာဒူကခန်းစားနေရပြီးဘာကြောင့်ဒီလိုတွေလုံးနေတာလဲဆိုပြီးတော့မေးကြည့်ခဲ့လိုက်ပါတယ်လူသားတွေရဲ့အသိပညာနဲ့လုံးဝနားလည်နိုင်မှာမဟုတ်တဲ့တာအိုဆိုတဲ့စွမ်းရည်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းဒိုရှင်ကောင်တွေကရှင်းပြလာပြီးတော့သူတို့ရဲ့စွမ်းရည်တွေဒီထက်မကတိုးပွားလာစေဖို့အတွက်မဲကြီးကိုမဖြစ်မနေလိုအပ်တယ်ဆိုပြီးတော့ထပ်ပြောပြလာပါတယ်တာအိုစွမ်းရည်ဆိုတာကဒီလောကကြီးတွေကတက်ရှိတတ်မဲ့တိုင်းပိုင်ဆိုင်ထားတဲ့အရာတစ်ခုဖြစ်ပြီးအဲ့ဒီစွမ်းကိုသာတေချာထိန်းချုပ်ပြီးအသုံးပြုနိုင်မယ်ဆိုရင်လုံးဝကိုခွန်အားကြီးတဲ့နှက်ဖျားတွေလိုမျိုးပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါပေမဲ့တာအိုစွမ်းရည်ကိုထိန်းချုပ်နိုင်မှုဆိုရင်အရေးကြီးတဲ့ကျင့်စဉ်၅ခုကိုအောင်မြင်မှရမှာဖြစ်ပြီးအဲ့ဒီ၅ခုတွေကမှနောက်ဆုံးကျင့်စဉ်တစ်ခုဖြစ်တဲ့ကာမဂုဏ်ကျင့်စဉ်ကိုဒိုရှင်တွေကအောင်မြင်ဖို့လိုအပ်နေတာဖြစ်ပါတယ်ဒီလောကကြီးထဲမှာအမှားနဲ့အမှန်အကောင်းနဲ့အဆိုးရေနဲ့ရန်ဆိုပြီးတော့စန့်ကျင်ဘက်တွေကတွန်တွဲနေကြတာဖြစ်ပြီးတက်ရှိတွေမှာကလည်းအဖို့ထဲမှဆိုပြီးတော့ရှိကြကသူတို့ရဲ့တာအိုစွမ်းရင်တိုးပွားလာဖို့ဆိုရင်ကာမရောချက်တာကိုမဖြစ်မနေလုပ်ကြရပါတယ်ရေနဲ့ရန်နှမျိုးစလုံးပိုင်ဆိုင်ထားတဲ့စွမ်းအားကြီးတဲ့တန်ဆန်ရှင်မြတ်တွေကတော့လိမ်ပုံစံမျိုးမျိုးပြောင်းနိုင်ကြတာကြောင့်မို့လို့အချင်းချင်းတူတူနေပြီးတာအိုစွမ်းရည်တွေကိုကြိုက်တဲ့ချိန်မှာတိုးပွားနိုင်ကြတယ်ဆိုပေမဲ့သူတို့လိုအဖို့တက်ပဲရှိတဲ့မကောင်းဆိုးဝါးကောင်တွေကတော့စွမ်းရည်များလာအောင်မိဖက်တွေကိုလိုက်ရှာကြရပါတယ်ဖြစ်ချင်တော့တန်ဆန်ရှင်မြတ်တွေအားလုံးထဲမှာမဲအီကအမားတက်ပဲရှိတဲ့တအူးတဲ့တော်သူဖြစ်နေခဲ့ပြီးအဲဒါကြောင့်မို့လို့မဲအီနဲ့ကာမရောရှက်ပြီးတော့သူတို့ရဲ့စွမ်းရည်တွေကိုတိုးပွားအောင်အမြဲတမ်းလုပ်နေရတာဖြစ်ပါတယ်ဒါပေမဲ့ခေါင်းဆောင်ရဲ့ပြစ်ပေးတာကိုခံရပြီးဘုံချောင်းထဲကနေထွက်သွားချိန်မှာတော့သူတို့ရဲ့တာအိုတိုးပွားမှုတွေကရပ်တန့်သွားခဲ့ရပြီးအခုတော့ပြန်တွေ့ပြီဖြစ်တာကြောင့်စိုးရိမ်စရာမလိုတော့ဘူးလို့ဒိုရှင်တွေကရှက်ရွံ့ခြင်းမရှိပြောင်ပြောင်တင်းတင်းနဲ့ကိုထုတ်ပြောလာပါတယ်
နတ်ဖျားဆိုတဲ့ကောင်တွေကမဲအီကိုလိန်ဂျွန်တယောက်လိုမျိုးခိုင်းစားနေမှတီးလိုက်ရချိန်မှာကာဘီမာရုတို့လည်းအရန်လက်ငါဒေါသထွက်သွားကြပြီးတော့အဲ့ဒါကြောင့်မို့လို့မဲအီလေးကဒီကောင်တွေကိုမြင်တာနဲ့တင်ကြောက်နေတဲ့ဆိုတာကိုနားလည်သွားပေါက်သွားကြပါတယ်ဒိုချင်းတွေရဲ့အမြင်မှာတော့ဒီချင်းစင်ကမြင့်မြတ်တယ်လို့ထင်ရပေမဲ့ကာဘီမာရုတို့လိုလူသားတွေအတွက်တော့လက်မခံနိုင်စရာအခြေအနေတစ်ခုဖြစ်နေကဒီလိုမတတိစရာကောင်းတဲ့လုံရက်တွေကိုလုပ်ပြီးသူတို့ကိုသူတို့နတ်ဖျားတွေလိုတတ်မှတ်နေကြတာပဲလို့တာမီယာကလည်းပြောဆိုခဲ့ပါတယ်ဖြစ်ချောင်းကုန်းစင်အကုန်လုံးကိုတီးလိုက်ရချိန်မှာကာဘီမာရုပါဝင်အကုန်လုံးကလည်းဒေါသတွေထင်းမြဖြစ်လာကြပြီးမဲအီလေးကိုသူတို့လက်ထဲလုံးဝပြန်ထည့်ပေးမှာမဟုတ်ဘူးလို့ပြောရင်ဒိုချင်းဆိုတဲ့ကောင်တွေနဲ့လည်းစပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်စိတ်တို့လုံးနေတဲ့ကာဘီမာရုကသူ့ရဲ့အကြမ်းဆုံးမှာဆိုတဲ့မီးတောင်းနေကျုပ်စုနဲ့တိုက်ခိုက်ခဲ့လိုက်ပေမဲ့တစ်ဖက်ကမကောင်းဆိုးဝါးတွေကတော့ဘာထိခိုက်မှုမှမရှိပဲဖြစ်နေကသူတို့ခန္ဓာကိုယ်တွေကတာအိုစွမ်းရင်ကိုမဖျက်ဆီးနိုင်သေးဘာမှလုံးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့လည်းပြန်ပြောလာပါတယ်ဒီကောင်တွေရဲ့ခွန်အားကသူတိုက်ခိုက်မှုတဲ့အယောင်ဆောင်လူသားလိုမျိုးနည်းနည်းလေးစင်တူနေတယ်ဆိုတာကိုလည်းကာဘီမာရုကသတိထားမိနေပြီးဘလို့နီးလဲနဲ့မြအနိုင်ယူလို့ရမလဲလို့စဉ်းစားနေတဲ့ချိန်အနောက်ကကလေးမလေးမဲကြီးကလည်းခွန်အားကတန်မာလုံးနေတယ်ဆိုပြီးတော့ပြောပြလာပါတယ်မကောင်းဆိုးဝါးတွေကိုအနိုင်ယူဖို့ဆိုရင်အားနည်းနေမှာဖြစ်မယ်လို့ရှင်းပြလာပြီးထူးဆန်းတဲ့သူမရဲ့ပြောစကားကြောင့်မို့လို့ကာဘီမာရုကလည်းနားမလည်နိုင်ဖြစ်သွားကတာအိုဆိုတာရေပြင်လိုမျိုးတည်ငြိမ်နေတဲ့ထူးဆန်းတဲ့စွမ်းရည်တစ်ခုဖြစ်တယ်လို့ရှင်းပြလာပါတယ်တာအိုစွမ်းရည်ကိုမြင်အောင်ကြည့်နိုင်မှုဆိုရင်အားများနေလို့လည်းမရအားနည်းနေလို့လည်းမရပဲအလေလက်ရှိနေမှသာရမယ်လို့နားလည်အောင်ရှင်းပြလာပြီးတော့မဲရဲ့ပြောစကားတိုင်းပဲကာဘီမာရုကလည်းအတွင်းအားကိုဖြည့်ချောကြည့်ခဲ့လိုက်ကအဲ့ဒီအချိန်မှပဲတော်ကြုံလူမမြင်နိုင်တဲ့တာအိုစွမ်းရည်ကိုလည်းကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပါတယ်ဒီငွေတန်းတွေကဒိုရှင်ကောင်းတွေပြောနေတဲ့တာအိုစွမ်းရည်ဆိုတာကိုလည်းနားလည်သဘောပေါက်သွားပြီးတော့တစ်ဖက်ရန်သူကိုအလဲထိုးဖို့ဆိုရင်အဲ့ဒီရန်သူနဲ့တူညီတဲ့တာအိုစွမ်းရည်ရှိနေမှရမယ်ဆိုတာကိုလည်းကာဘီမာရုကသိသွားပါတယ်အထူးကတော့ချက်ကိုရှာတွေ့သွားတဲ့အခါမှာတော့ဒိုရှင်ဆိုတဲ့ကောင်လေးနဲ့ဒုတိယကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီးဒီတစ်ခေါက်တိုက်ခိုက်မှုမှာတော့ကာဘီမာရုရဲ့ထိုးချက်တွေကန်ချက်တွေကတစ်ဖက်ရန်သူကိုအတော်လေးထိနာသွားစေခဲ့ပါတယ်ရုတ်တရက်ကြီးသူတို့အားနည်းချက်ကိုသိသွားတဲ့ကာဘီမာရုရဲ့ပုံစံကြောင့်မို့လို့ဖင်ကောင်းချက်နေတဲ့ဒိုရှင်တွေလည်းအလံတကြားဖြစ်လာကြပြီးသူတို့ခေါင်းဆောင်ဆိုတဲ့ကောင်တွေရှိတဲ့နေရာကိုလိုက်ပြပေးမလားအသေးခံမလားဆိုပြီးတော့လေကာဘီမာရုကရွေးခိုင်းခဲ့ပါတယ်အစွန်းရောက်နေတဲ့အကောင်တွေဖြစ်တာကြောင့်မို့လို့တန်ဆန်ရှင်မြတ်တွေရှိတဲ့နေရာကိုလုံးဝထုံမပြောနိုင်ဘူးလို့ပဲပြန်ဖြေလာပြီးစိတ်တုန်နေတဲ့ဂျာကနေအခွင့်အရေးပေးခဲ့ပေမဲ့တေလန်းကိုရွေးချယ်လိုက်တာကြောင့်မို့လို့တာမီယာတို့ကလည်းအပြီးတိုင်စီဝင်ချုပ်ပေးခဲ့လိုက်ကြပါတယ်တစ်ဖက်ကစာကီဒီတို့ရဲ့ဘက်မှလည်းဂါဘီမာတို့ကိုလိုက်ရှာရင်းနဲ့အယောင်ဆောင်လူသားတွေနေထိုင်တဲ့သူကပုံဘုံကျောင်းကြီးစီကိုရောက်ချလာပြီးတော့ဂိတ်ပေါက်ကိုဝင်ချင်းမှာပဲမူတန်ဆိုတဲ့မိစ္ဆာကောင်တစ်ကောင်ကတစ်ပင်လူသားကြီးဟိုကိုရဲ့ခေါင်းကိုဖျက်ပစ်ကတိုက်ခိုက်လာရင်းနဲ့ပင်အပိုင်းဆက်တစ်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်ဒုက္ခပုံဆိုတဲ့ဘုံချောင်းထဲကိုစာကီဒီတို့ရောက်ချင်မှာပဲမူတန်လို့ခေါ်တဲ့မိစ္ဆာကောင်တစ်ကောင်နဲ့ပတ်ပင်တိုးသွားပြီးတော့အဖွဲထဲမှာရှိနေတဲ့တစ်ပင်လူသားကြီးဟိုကိုလည်းမပြောမဆိုနဲ့ခေါင်းဖျက်ပစ်လိုက်ပါတယ်ရဲနေရာကနေတော့လုံးဝမယူပဲတိုက်ခိုက်လာတဲ့မိစ္ဆာကောင်ရဲ့ပုံစံကြောင့်မို့လို့စာကီဒီနဲ့စန္ဒာတို့လည်းအနေငယ်တော့လန်သွားကြပြီးတာမန်မကောင်းဆိုးဝါးတွေနဲ့လုံးဝမတူတဲ့အော်ရာမျိုးကိုအဲ့ဒီကောင်စီကနေခန်းစားမိနေကြပါတယ်တစ်ဖက်ရန်သူဘလောက်ကြမ်းလဲဆိုတာမြင်ုံနဲ့တန်းတီသွားတဲ့နင်ဂျာမာလေးယူဇူရီယာကလည်းချက်ချင်းပဲဂိတ်ပေါက်ကနေလှည့်ပြေးဖို့လုပ်ခဲ့ပေမယ့်မျက်စိတမိတ်တွင်မှာပဲသူမရဲ့အနာကိုမိစ္ဆာကောင်ကရောက်လာကဘာတွေလောနေတာလဲဆိုပြီးတော့တောင်ပြောလာပါတယ်အခုချိန်ကမူတန်စိတ်ကောင်းဝင်နေတဲ့အချိန်ဖြစ်တာကြောင့်မို့လို့စာကီဒီတို့ကိုလည်းကောင်းကောင်းမွန်မွန်ပဲနှုတ်ဆက်လာပြီးသူတို့ကိုတက်ဖြစ်ဖို့စိတ်မပါသေးတာကြောင့်မို့လို့အေးအေးဆေးဆေးစကားပြောကြမလားဆိုပြီးမူတန်ကလည်းမေးလာပါတယ်အပြေးတော်တဲ့ယူဇူရီယာကိုတောင်စက္ကန့်ပိုင်းတွေအမိဖမ်းနိုင်တာကိုကြည့်ရင်တစ်ဖက်ရန်သူကဘလောက်ဆွမ်းအားကြီးလဲဆိုတာကိုသိနိုင်ပြီးဒီလိုပုံစံမျိုးနဲ့ဆိုသူတို့တွေလည်းထွက်ပြေးလို့ရမှာမဟုတ်ဘူးဆိုတာကိုစာကီဒီကနားလည်လိုက်တာကြောင့်ထိတ်တန့်ရင်ဆိုင်မှုအတွက်သာဆုံးဖြတ်လိုက်ပါတယ်အဖမ်းခံထားရတဲ့ယူဇူရီယာကိုလှုပ်ပေးဖို့အတွက်မရဲတရဲနဲ့ပဲစာကီဒီကမိစ္ဆာကောင်ကိုပြောဆိုခဲ့လိုက်ပြီးတော့တေပီလို့ထင်ထားတဲ့တစ်ပင်လူသားကြီးဟိုကိုကလည်းရုတ်တရက်ထပြီးစကားပြောလာကနှက်ဖျားတွေရဲ့လုံရက်ကိုဘယ်သူမှတားလို့ရမှာမဟုတ်ဘူးလို့ပြောလာပါတယ်ဟိုကိုရဲ့ပြောစကားကြောင့်စာကီဒီတို့လည်းအံ့ဩသွားကြပြီးသူတို့ချင်းမှရှိနေတဲ့မိစ္ဆာကောင်ဆိုတာကဒီကျုံးကိုအုပ်ချုပ်နေတဲ့တန်ဆန်ရှင်မြတ်တွေကတကောင်ဖြစ်နေတယ်ဆိုတာကိုလည်းနားလည်သွားကြပါတယ်အခုချိန်ထိအသက်ရှိနေသေးတဲ့ဟိုကိုရဲ့ပုံစံကြောင့်မို့လို့စန်တာကလည်းစေကူတာပေးဖို့လုပ်ခဲ့ပေမယ့်တာအိုစွမ်းရည်နေရောနေပြီးတဖြည်းဖြည်းသေတော့မယ်ဆိုတာကိုသိနေတဲ့ဟိုကိုကတော့ဘလုံနီးနဲ့မှကူတာလို့ရမှာမဟုတ်တဲ့ကြောင်းပြောပြလာပါတယ်နတ်ဖျားတွေနေထိုင်တဲ့ဒုက္ခပုံကိုသာရောက်အောင်သူ့ကိုဆူတောင်းပေးကြပါလို့ဟိုကိုကပြောဆိုခဲ့ပေမယ့်ဗဇက်ပြောရသွင်းကိုတကယ်ယုံနေတဲ့ဟိုကိုရဲ့ပုံစံကြောင့်မို့လို့တစ်ဖက်ကမူတန်ကလည်းထားရလာကအဲ့ဒီဒုက္ခပုံဆိုတာတကယ်မရှိဘူးလို့ပြောပြလာပါတယ်လူသားတွေအထင်မှားနေကြတာကသူတို့ကိုနတ်ဖျားတွေလိုထင်နေကြတာဖြစ်ပြီးဆူတောင်းသူတွေရဲ့ဝိညာဉ်ကတေချာပေါက်ဒုက္ခပုံရောက်မယ်ဆိုတဲ့စကားတွေကနောက်ထောင်ကောင်တမင်ဖန်တီးထားတဲ့အလိညာတွေသာဖြစ်တယ်လို့ရှင်းပြလာပါတယ်အမှန်တော့ရှင်ဆဲကီကိုကျိုးကြီးဟာခန္ဓာထဲဝါတဲ့ဒုက္ခပုံမဟုတ်ပဲလူသားတွေရဲ့မျိုးရိုးဗီဇနဲ့အသက်ဝိညာဉ်တွေကိုနီးလန်းမျိုးမျိုးနဲ့စမ်းသပ်ဖို့ဖန်တီးထားတဲ့အေယာမခွဲစိတ်ခန်းကြီးတစ်ခုသာဖြစ်နေပါတယ်ဒီကျုံးကိုရောက်လာတဲ့လူတိုင်းကတန်ဆန်နေရဲ့လက်အောက်ကစမ်းသပ်ခံပစ္စည်းတွေလိုမျိုးအမြဲတမ်းအသုံးချခံနေရတာဖြစ်ပြီးဟိုကိုတို့လိုမျိုးတစ်ပင်ဖြစ်ပြောင်းလဲခံလိုက်ရတဲ့လူသားတွေရှိတယ်လို့သူတို့တွေမိဝဲနေတဲ့တန်ဆေးရည်ဖြစ်လာဖို့တက်ပစ်လိုက်ရတဲ့လူတွေလည်းအများကြီးရှိတယ်လို့မူတန်ကပြောပြလာပါတယ်ရှင်းရှင်းပြောရရင်ဒီနေရာကြီးကသူတို့လိုတန်ဆန်တွေအတွက်စိတ်ကြိုက်စော်ကစားလို့ရတဲ့ကစားကွင်းကြီးတစ်ခုဖြစ်ပြီးလူသားတွေကတော့သူတို့အပြင်းပြေစော်ဖို့ဖန်တီးထားတဲ့ပုံစံမျိုးစုံရှိတဲ့ရုပ်ဒေတာဖြစ်တယ်လို့မူတန်ကထပ်ပြောပြလာပါတယ်ဒီစကားကိုကြားလိုက်ရချိန်မှာစာကီဒီတို့လည်းအယမ်းလန့်သွားပြီးအဲ့ဒါဆိုရင်မတေသေးဆိုတာကြီးကလည်းတကယ်မရှိတဲ့ကောလာဟာလာတက်တက်ပဲလားလို့ထပ်မေးကြည့်ခဲ့လိုက်ပါတယ်မတေသေးဆိုတာလူသားတွေပြောနေတဲ့တက်ဆောင်စေးရလားလို့မူတန်ကပြန်မေးလာခဲ့ပြီးတော့အဲ့ဒီစေးရကတကယ်ရှိပေမဲ့သူတို့လိုတန်ဆန်တွေပဲတောက်လို့ရတာဖြစ်ပြီးတာမန်လူတွေတောက်မယ်ဆိုရင်တော့တစ်ပစ်ပုံစံပြောင်းပြီးချက်ချင်းတေသွားမှဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်မ
သေးသေးအတွက်နဲ့ရောက်လာတယ်ဆိုရင်တော့သူတို့ရဲ့ရည်ရွယ်ချက်ကဒီနေရာမှာတင်ဂိတ်ဆုံးသွားပြီလို့မူတန်ကပြောပြလာပြီးတစ်ချိန်လုံးရှိတယ်လို့မှတ်ယူထားတဲ့မသေးသေးဟာတကယ်တမ်းရှိမနေဘူးဆိုတာကိုသိလိုက်ရချိန်မှာစာကီဒီတယောက်လည်းခေါင်းနေပူထူသွားပါတယ်သူမအတွက်တော့မသေးသေးရတာမရတာကကိစ္စမရှိဘူးဆိုပေမဲ့အဲ့ဒီစီးကိုရအောင်ယူပြီးအိမ်ပြန်မယ်လို့ဆုံးဖြတ်ထားတဲ့ဂါဘီမာတို့အတွက်တော့ဘာတွေဖြစ်လာမလဲဆိုတာကိုတွေးပြီးတော့စိတ်ပူမိနေပါတယ်မိကိုနေ့ကိုပဲဇက်တိုက်ဖြေနေရလို့မောလာတဲ့မူတန်ကလည်းသူတို့တွေကိုစားတတ်ဖို့ဘုံကြောင်းတွေကိုခေါ်သွားဖို့အတွက်လှုပ်လာပြီးတော့အဖမ်းခံထားရတဲ့ယူဇူရီယာကလည်းမူတန်တစ်ဖက်ကိုအာရုံရောက်နေချိန်မတိမတာလေးရုံထွက်ပြီးတော့အနောက်ကနေပြေးဝင်တိုက်ခိုက်ခဲ့ပါတယ်မိစ္ဆာကောင်တွေရဲ့အဓိကအားနည်းချက်ကခေါင်းဖြစ်မဲ့ထင်တာကြောင့်မို့လို့မူတန်ရဲ့ခေါင်းကိုလည်းယူဇူရီယာကဖျက်ပစ်လိုက်ပြီးအကုန်လုံးပြီးဆုံးသွားပြီဆိုတဲ့အထားမျိုးနဲ့စိတ်အေးလက်အေးပဲစာကီတီကိုစကားပြောလာပါတယ်တော်ရုံနဲ့မသိနိုင်ဘူးဆိုတာသိနေတာကြောင့်မို့လို့လက်ရှိနေရာကနေဒါအမြန်ထွက်သွားတဲ့အကြောင်းယူဇူရီယာကရှင်းပြလာပြီးတော့ဂါဘီမာတို့အတွက်တွေးပြီးစိတ်ပူနေတဲ့စာကီတီကလည်းအသိစိတ်ပြန်ကတ်ခဲ့လိုက်ကကိုယ့်အသက်ကိုအရင်ဆုံးဘေးကင်းအောင်လုပ်ဖို့ကိုသာဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့ထွက်သွားတော့မယ့်အချိန်မှာပဲမူတန်ကပြန်ထလာပြီးဒီလောက်လွယ်လွယ်နဲ့တော့ပြန်လွတ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုကသူကိုယ်တိုင်ဖန်တီးထားတဲ့မကောင်းဆိုးဝါးတွေကိုဆေးလွတ်ပြီးတိုက်ခိုက်ခိုင်းခဲ့ပါတယ်အရှောင်းတင်းကျွမ်းကျင်တဲ့ယူဇူရီယာကလည်းနောက်တစ်ချိန်မူတန်ရဲ့တိုက်ခိုက်မှုတွေကိုတင်ဆောင်ပြခဲ့ပြီးတော့လွယ်လွယ်နဲ့အယုံမကန်တတ်တဲ့သူမရဲ့ပုံစံကြောင့်မို့လို့မူတန်ကလည်းသဘောကျသွားကသူတို့တွေပြောသွားအောင်နည်းနည်းလောက်တော့အလိုက်ထိုက်ကစားပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်စာကီတီကလည်းဘေးကနေကူပြီးတိုက်ခိုက်ပေးဖို့လုပ်ခဲ့ပေမဲ့ယူဇူရီယာကိုပဲအာယုံကျနေတဲ့မူတန်ကတော့မမြင်ရတဲ့တိုက်ကွက်တစ်ကွက်နဲ့အဝေးကိုလည်းလွင့်ထွက်သွားအောင်လုပ်ပစ်ခဲ့လိုက်ပါတယ်မူတန်တစ်ဖက်ကိုလှည့်နေတဲ့ချိန်ကြီးကျက်သူဖြစ်တဲ့စန်တာကလည်းအနောက်ကနေဝင်ရောက်တိုက်ခိုက်ခဲ့လိုက်ပြီးတော့ယူဇူရီယာကိုလိုချင်နေဆိုရင်သူ့ကိုအရင်ဆုံးဖျက်ကျော်မှရမယ်လို့ပြောဆိုကမူတန်ရဲ့ကိုလက်အင်္ဂါတွေကိုလည်းဖျက်တောက်ပစ်လိုက်ပါတယ်စန်တာရဲ့အချိန်ဆွဲပေးမှုကနေယူဇူရီယာကအချီချွဲနေဂျူစုကိုထုတ်သုံးလာခဲ့ပြီးတော့မူတန်ရဲ့ပတ်ပတ်လေကိုပိုးအိမ်လိုမျိုးကာယံခဲ့လိုက်ကအဲ့ဒီဂျူတွေနဲ့ပဲအပေါ်ပိုင်းတစ်ပိုင်းလုံးကိုလည်းအစိမ့်စိမ့်မှဖြစ်အောင်လုပ်ပစ်လိုက်ပါတယ်ဒါပေမဲ့တာအိုစွမ်းအင်တူမနေတဲ့ယူဇူရီယာရဲ့တိုက်ခိုက်မှုတွေကမူတန်အတွက်တော့မိုင်နာလေးဖြစ်နေပြီးအမြဲတမ်းပြန်ထားလာနေတဲ့မူတန်ရဲ့ပုံစံကြောင့်မို့လို့ယူဇူရီယာတို့တွေလည်းအကြံအိုက်လာကြကဘလုံနီးနဲ့တတ်မှတကယ်တည်မှလဲဆိုပြီးစာကီတီကလည်းတယောက်တည်းမေကွန်းထုံနေပါတယ်နှစ်တစ်ထောင်လုံးနဖျားတွေလိုမှတ်ယူပြီးယုံကြည်ကိုးကွယ်ခဲ့ရတဲ့တန်ဆန်တွေကတကယ်တမ်းမကောင်းဆိုးဝါးတွေဖြစ်နေတဲ့ဆိုတာကိုသိလိုက်ရချိန်မှာဟိုကိုကလည်းခံမြင်စိတ်တွေဖြစ်နေပြီးဒီကောင်တွေရဲ့အားနည်းချက်ကချက်အောက်ပိုင်းမှာရှိတယ်ဆိုတာကိုလည်းစာကီတီကိုပြောပြပေးခဲ့လိုက်ပါတယ်ယူဇူရီယာနဲ့စန်တာတို့ကရန်သူတယောက်ကိုချတယ်လို့မျိုးအသေးအံတိုက်ခိုက်နေကြပေမဲ့တစ်ဖက်ကမူတန်ကတော့သူတို့နှစ်ယောက်ကိုကစားစရာရုပ်လို့မျိုးတတ်မှတ်ထားကတိုက်ခိုက်မှုတိုင်းကိုလည်းခုခံပြနေပါတယ်အဲ့ဒီချိန်မှာပဲစာကီတီကအနောက်ကနေပြေးဝင်တိုက်ခိုက်လာပြီးဟိုကိုရဲ့ပြောစကားတိုင်းပဲချက်အောက်ပိုင်းကိုလည်းဓာတ်နဲ့ထိထိမိမိခုတ်ပိုင်းခဲ့လိုက်ပါတယ်စာကီတီရဲ့ဓာတ်ချက်ကမူတန်ကိုမေ့သွားသေးတာကြောင့်မို့လို့အားလုံးကလည်းနိုင်ပြီလို့ထင်ငယ်လိုက်ကြပေမဲ့တူညီတဲ့တာအိုစွမ်းရည်နဲ့တိုက်ခိုက်တာမဟုတ်တဲ့အတွက်ခဏကြာမှပဲပြန်ထလာပြီးတော့ဒီ၃ယောက်ထဲမှာကသူနဲ့စွမ်းရည်တူတဲ့လူတယောက်မှမပါတာကြောင့်မို့လို့လုံးဝအနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မူတန်ကပြောဆိုလာပါတယ်ချက်အောက်ပိုင်းကတန်ဆန်နေရဲ့အားနည်းချက်ဆိုတာမှတ်မိမယ်ခန္ဓာကိုယ်တွင်းကတာအိုစွမ်းရည်ညင်တာမတူဘူးဆိုရင်ဘလောက်ပဲခြားခြားအလကားဖြစ်နေအောင်မှာဖြစ်ပါတယ်ဒီအချက်ကိုနားလဲသဘောပေါက်သွားတဲ့စာကီတီကထူးဆန်းတဲ့အသက်ရှူနည်းကိုတုံးရင်မူတန်ရဲ့တာအိုစွမ်းရည်နဲ့တူအောင်လိုက်ညှိခဲ့လိုက်ပြီးတော့ရုတ်တရက်ကြီးစာကီတီစီကနေအန်ဒီရဲ့အငွေ့သက်ကိုရှားလိုက်တာကြောင့်မူတန်တယောက်လည်းမပြုံးနိုင်တော့ပဲတိုက်ခိုက်မှုကိုအမြန်ပဲတိမ်းရှောင်ခဲ့လိုက်ရပါတယ်ဒီတစ်ချိန်မှာတော့မူတန်ရဲ့မျက်နှာပေါ်ကဒဏ်ရာကတော်တော်နဲ့ပြောက်မသွားပဲရှိနေသေးပြီးဒါကိုလည်းယူဇူရီယာတို့ကတတိထားမိသွားကစာကီတီရဲ့အသက်ရှူပုံတိုက်ခိုက်နေနေဆိုရင်မိစ္ဆာကောင်ကိုအသေးသက်ပြစ်လို့ရတယ်ဆိုတာကိုလည်းသိသွားကြပါတယ်အချိန်ဆွဲမနေတော့ပဲစန်တာနဲ့ယူဇူရီယာတို့ကနောက်ကနေကူတိုက်ခိုက်ပေးခဲ့ကြပြီးတော့မူတန်ရဲ့ခေါင်းကိုစာကီတီဖျက်လို့လွယ်အောင်ရသလောက်ကြိုးစားပေးခဲ့ကြကမိစ္ဆာကောင်ကလည်းသူ့ထိနာမဲ့ကိစ္စဖြစ်တာကြောင့်မို့လို့စပြီးတော့ရှုံကန်လာပါတယ်တိုက်ခိုက်တာကြလေးလေအယောင်ဆောင်လူသားတွေရဲ့လုံနိုင်စွမ်းတွေကိုပိုလို့တောင်တွေးလာရလေးဖြစ်နေပြီးအသက်ရှူပုံနီလန်းနဲ့တိုက်ခိုက်နေတဲ့စာကီတီရဲ့ဘက်မှာလည်းတစ်ခါသုံးတိုင်းမှာအားတွေကကုံသွားတာကြောင့်မို့လို့တက်လုံကြတဲ့အခြေအနေကိုပါရောက်လာပါတယ်ဓာတ်ကိုတောင်မနှဲကင်ထားရတဲ့အနေအထားဖြစ်သွားတာကြောင့်မို့လို့သူတို့တော့ရှုံးပြီလို့စာကီတီကထင်ခဲ့လိုက်ပေမဲ့အဆုံးထိမတိုက်ခိုက်ရသေးသေး၍လုံးဝလက်မလျှော့ပစ်လိုက်နဲ့လို့တစ်ဖက်ကယူဇူရီယာကလည်းအော်ပြောလာပါတယ်စာကီတီရဲ့ဓာတ်ချက်တွေကိုရှောင်နေပြီဆိုကြတဲ့ကမိစ္ဆာကောင်ကကြောက်နေလို့ပဲလို့ယူဇူရီယာကထပ်ရှင်းပြလာပြီးတော့သူတို့တွေဘက်ကအတက်နိုင်ဆုံးကြိုးစားပြီးတိုက်ခိုက်ပေးမှဖြစ်တာကြောင့်မို့လို့စာကီတီတွေနဲ့အဲ့ဒီကောင်ကိုသာရအောင်တတ်ဖို့အာယုံဆိုင်ထားတင်တယ်လို့ပြောပြခဲ့ပါတယ်ယူဇူရီယာရဲ့ပြောစကားတွေကြောင့်မို့လို့စာကီတီကလည်းအားတက်သွားပြီးတော့သူမရဲ့နောက်ဆုံးချိန်ထိမိစ္ဆာကောင်ကိုတိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ရင်ရှုံးနေမလို့ဖြစ်နေတဲ့တိုက်ပွဲကိုလည်းပြန်စတင်ခဲ့ပါတယ်မိမပုံစံပြောင်းသွားတဲ့မူတန်းကိုအကုန်လုံးကပူးပေါင်းတိုက်ခိုက်ရင်လေပေါ်တက်နေတဲ့အနေအထားကနေလည်းမြေပြင်မောက်ကိုအတင်းဆွဲချခဲ့ကြပြီးနောက်ဆုံးမှာတော့စန်တာရဲ့ကူညီနဲ့ပဲမူတန်းကိုအမိဖမ်းလိုက်နိုင်ကစာကီတီကလည်းအားကုန်တုံးရင်ဓာတ်နဲ့ပိုင်းခြားပစ်လိုက်ပါတယ်ဒီလိုနဲ့ပဲမနိုင်တော့ဘူးလို့ထင်ထားတဲ့တိုက်ပွဲကြီးကအားလုံးရဲ့ကြိုးစားမှုကြောင့်အနိုင်ရရှိသွားခဲ့ပြီးဓာတ်နဲ့ခုတ်ခန့်လိုက်ရတဲ့မိစ္ဆာကောင်ကလည်းဖေမှုကောင်းထောင်ပြီးတော့အဲ့ဒီနေရာမှာတင်သေသွားပါတယ်မိစ္ဆာကောင်သေသွားပြီဆိုမှပဲစာကီတီတို့အဖွဲ့သားတွေအားလုံးလည်းတပ်ပြင်းချလိုက်နိုင်ကြပြီးတိုက်ပွဲပြီးမှတင်ခြေကုံလက်ပန်းကျသွားတာကြောင့်မို့လို့ဂိတ်ဘဝမှာပဲစန်တာတို့ကခဏတာအနားယူခဲ့ကြပါတယ်ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရင်းကနေရွှေစစ်တွေနဲ့လှုပ်ထားတဲ့ပုံချောင်းတွေကရုပ်ထုတွေကိုလည်းယူဇူရီယာကတတိထားမိသွားပြီးတော့သူတို့တွေပြန်ရင်ဒီကောင်တွေကိုရသလောက်တဲသွားရအောင်လို့ပြောနေကတက်တက်ကြောက်ကြောက်ဖြစ်နေတဲ့သူမရဲ့ပုံစံကိုလည်းစန်တာကကြည့်ပြီးတော့သဘောကျနေပါတယ်ဒါကိုတတိထားမိလိုက်တဲ့စာကီတီကလည်းယူဇူရီယာကိုကြိုက်နေတာလားလို့စန်တာကိုတဲပဲမေးခဲ့လိုက်ပြီးသူမရဲ့ပြောစကားတွေကြောင့်မို့လို့စန်တာကလည်းရုတ်တရက်လန်သွားခဲ့ပေမဲ့ဒီတော့တည်းမှာသဘောကျလာတယ်ဆိုတာကိုတော့ဝန်ခံခဲ့ပါတယ်အမှန်တော့စန်တာဟာယူဇူရီယာကိုသဘောကျတယ်ဆိုတာထက်သူမရဲ့လွတ်လပ်မှုလေးကိုသဘောကျနေတာဖြစ်ပြီးဘယ်ချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလို့ရတဲ့ဘဝလေးကိုစန်တာကအမြဲတမ်းလိုချင်ခဲ့တာဖြစ်ပါတယ်ပကြီးဆွဲရတာကိုစန်တာကငယ်စဉ်ကတည်းကအယံဝါသနာပါခဲ့တယ်ဆိုပေမဲ့ဂျာမာတာမျိုးနဲ့မှမွေးဖွားလာတဲ့သူဖြစ်တာကြောင့်ကိုယ်စိတ်ကြိုက်နေခွင့်မရပဲမိဘတွေရဲ့ဆုံးဖြတ်ချက်တိုင်းသာနေထိုင်ခဲ့ရပါတယ်
အမျိုးကုံကိုထိမ့်သိမ့်တဲ့အနေနဲ့အာဆာအဲမုံကလန်တွေကိုလည်းမဝင်ခြင်းပဲဝင်ခဲ့ရပြီးသူရမ်းမုံပါတယ်ဆိုတဲ့လူတက်ရတဲ့အလုပ်ကိုလည်းနေ့စဉ်နဲ့မျှလုပ်ခဲ့ရကပကြီးဆွဲရတာကြိုက်တဲ့သူ့ရဲ့ဝါသနာကိုတောင်မှကြောင်ထိုးထားခဲ့ရပါတယ်ဒီလိုနဲ့တရက်မှာတော့ယူဇူရီယာနဲ့တွေ့ဖို့အတွက်အကြောင်းဖန်လာခဲ့ပြီးစန်တာရဲ့ပုံစံကိုမြင်တာနဲ့ဒီလုပ်ကိုသဘောမကျပဲလုံးနေရတယ်ဆိုတာကိုတန်းသိသွားကကိုသဘောကျတဲ့အရာတွေကိုသာလုပ်ဖို့အတွက်အမြဲတမ်းလဲတိုက်တွန်းခဲ့ပါတယ်သူများကိုလိန်တာထက်ကိုလိန်တာကပိုဆိုးတယ်ဆိုတာကိုစန်တာကလည်းတဖြည်းဖြည်းနဲ့သဘောပေါက်လာပြီးတော့အဲ့ဒီလိုမျိုးအပြန်အလှန်စကားပြောနေတဲ့ချိန်တင်နေတဲ့မကောင်းဆိုးဝါးကောင်ကလည်းအေယာမဗန်းမကြီးဖြစ်ပြောင်းပြီးတော့ပြန်နှိုးထားလာပါတယ်မိစ္ဆာကောင်ကယူဇူရီယာကိုအစိတ်ဆူးနဲ့ပြက်ကရုတ်တရက်တိုက်ခိုက်လာခဲ့ပြီးတော့ဒါကိုမြင်လိုက်ရတဲ့စန်နာကလည်းယူဇူရီယာစာပြေးဝင်ခံခဲ့လိုက်ရင်တိုက်ပွဲကအခုမှစတင်လာတာဆိုပြီးပန်းမိစ္ဆာကြီးဖြစ်ပြောင်းသွားတဲ့မူဆန်ကလည်းပြောလာပါတယ်အစိတ်ဆူးတန်ကြောင့်မို့လို့ပဲစန်တာရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းပန်းမင်းတွေပေါက်လာကစိတ်တွေကလည်းထင်အောင်ထင်မှဖြစ်နေပြီးတော့ရွေးချယ်တာမရှိတော့တဲ့စာကီတွေနဲ့ယူဇူရီယာတို့ကလည်းကြောက်စရာကောင်းတဲ့မိစ္ဆာကြီးနဲ့ထပ်မံတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တဲ့ချိန်ရုတ်တရက်ဆိုသလိုရှီယိုနိုကရောက်လာကမိစ္ဆာကောင်ကြီးရဲ့တိုက်ခိုက်မှုတွေကိုလည်းကြားပြတားဆီးပေးသွားပါတယ်တစ်ဖက်ကဂါဘီမာဒူတို့ရဲ့ဘက်မှာလည်းဒိုချင်းတွေကိုတပ်ပြီးသွားပြီဖြစ်တာကြောင့်မို့လို့တတိယအလွှာကိုဆက်သွားဖို့အတွက်လုပ်ခဲ့ပေမယ့်တာအိုစွမ်းရည်နေအများကြီးကိုထုတ်သုံးမိသွားတဲ့ဂါဘီမာဒူကနှာခေါင်းသွေးတွေရုတ်တရက်ရှမ်းလာပြီးတော့အဲ့ဒီနေရာမှာပဲမိလဲကျသွားရင်းနဲ့ပဲအပိုင်းစနစ်ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်ပန်းမိစ္ဆာကောင်ကြီးဖြစ်ပြောင်းသွားတဲ့မူတန်ကခြေကုံလက်ပန်းကျနေပါပြီဆိုတဲ့စာကီဒီတို့ကိုတဖန်ပြန်တိုက်ခိုက်လာခဲ့ပေမဲ့ကံကောင်းထောင်းမစွာနဲ့ပဲအခင်းဖြစ်တဲ့နေရာကိုရှီယွန်တို့ကရောက်လာကမိစ္ဆာကောင်ရဲ့တိုက်ခိုက်မှုတွေကိုလည်းအချိန်မီတားဆီးပေးခဲ့ပါတယ်အစိတ်တန်ကြောင့်တေးမလို့ဖြစ်နေတဲ့စန်တာကိုလည်းဘေးကင်းတဲ့နေရာခေါ်ထုတ်သွားဖို့အတွက်နူဒူကာကြီးကိုလှမ်းအောင်ပြောခဲ့ပြီးခန္ဓာကိုယ်ထဲကဖောက်ထွက်လာတဲ့ပန်းမင်တွေအားလုံးကိုပါတတ်နိုင်တဲ့လောက်ဖယ်ရှားခိုင်းခဲ့ပါတယ်အမြင်အာရုံမရှိပေမဲ့တစ်ဖက်လူရဲ့အတွင်းအားကိုခံစားနိုင်တဲ့ရှီယွန်ကမိစ္ဆာကောင်ကိုအပြည့်ရှင်းမှုအတွက်ဟန်ပြင်ခဲ့လိုက်ပြီးတော့စာကီတီတို့အခုရင်ဆိုင်နေရတဲ့ရန်သူကတပည့်ဖြစ်သူတန်စားကိုတတ်သွားတဲ့မိစ္ဆာကောင်နဲ့တပုံစံဒီပါတူနေတယ်ဆိုတာကိုလည်းသိလိုက်ပါတယ်ရှီယွန်ရဲ့ပြောစကားတိုင်းပဲဆန္ဒကိုပေါ်ကအပင်တွေအားလုံးကိုနူဒူကာကြီးကအကုန်ရှင်းထုတ်ပေးခဲ့ပေမဲ့ဒဏ်ရာကအတော်လေးပြင်းထန်နေတာကြောင့်မို့လို့မတတ်တာပဲဖြစ်နေကထူးဆန်းတဲ့ဆေးရည်တစ်မျိုးကိုလည်းယူဇူရီယာကတိုက်ကြည့်ခဲ့ပါတယ်စန်တာကိုကူတာပေးနေချိန်တစ်ဖက်ကရှီယွန်ရဲ့ဘက်မှလည်းမိစ္ဆာကောင်နဲ့ပြင်းထန်တိုက်ခိုက်နေပြီးကျဲလောင်တဲ့အတန်တွေထွက်ပေါ်လာတာကြောင့်စာကီတီတို့ကလည်းတွားကူပေးဖို့လုပ်ခဲ့ပေမဲ့ဘေးနာကနူဒူကာကြီးကတားလာကဒီကိစ္စကိုဆရာဖြစ်သူရှီယွန်ကိုပဲရုံရုံကြီးကြီးအပ်ထားတင်တယ်လို့ပြောပြလာပါတယ်တန်ဆာရဲ့တည်ဆုံမှုနဲ့ပတ်သက်လို့ကြီးကျယ်လက်စားချေချင်နေတဲ့ရှီယွန်ကသူတို့နဲ့တိုက်ခိုက်ခဲ့တဲ့အကောင်ကိုပြန်မတွေ့မချင်းလုံးဝအရှုံးခံမှာမဟုတ်ဘူးလို့စိတ်ပိုင်းဖြတ်ထားပြီးအခုရင်ဆိုင်နေရတဲ့မိစ္ဆာကောင်ကိုတက်ပြီးတော့နောက်တစ်ဆင့်ကိုဆက်သွားဖို့အတွက်လည်းစီစဉ်ထားပါတယ်အေယာမပန်းမင်မိစ္ဆာကြီးဖြစ်ပြောင်းလဲသွားတဲ့မူတန်ကလည်းဘာမှမသိတဲ့စွမ်းအားတစ်ခုကိုထုတ်သုံးလာပြီးတော့အောက်မှာရှိနေတဲ့စာကီတီတို့တစ်ဖွဲ့လုံးကိုထွက်ပြေးစရာနေရာမရှိအောင်ဒရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့တာမန်ဓာသမားတွေနဲ့မတူတဲ့ရှီယွန်ကတော့အဲ့ဒီတိုက်ခိုက်မှုတွေကြားကနေဖောက်ထွက်ပြီးမိစ္ဆာကောင်ရဲ့ဘိုက်ကိုဓာတ်နဲ့ပြေးဝင်ထိုးခဲ့လိုက်ကအဝေးကိုလည်းလွင့်ထွက်သွားအောင်ပိတ်ကန်ပြစ်လိုက်ပါတယ်။တာအိုစွမ်းအင်ဂျင်တူနေတဲ့ရှီယွန်ရဲ့တိုက်ခိုက်မှုတွေကမိစ္ဆာကောင်အတွက်တော့အတော်လေးထိနာနေစေခဲ့ပြီးအများတန်းပြန်ပေါက်လာပါတယ်ဆိုတဲ့ကိုလက်အင်္ဂါတွေကလည်းဒီတစ်ခေါက်မှာတော့တော်တော်နဲ့ပြန်ပေါက်မလာခဲ့ပါဘူး။ခွန်အားပိုင်းမှာဘလို့မှရှင်လို့မရဘူးဆိုတာနားလည်လိုက်တဲ့မူတန်ကစောနာကဆန္ဒကိုလုတ်ခဲ့တဲ့အတိုင်းထပ်လုတ်လာပြီးတော့ရှီယွန်တတိမထားမိချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ထဲကိုအစိတ်တွေထည့်ခဲ့လိုက်တကိုယ်လုံးပန်းမင်တွေပေါက်ပြီးတေးသွားအောင်ကြံစီခဲ့ပါတယ်။စာကီတီတို့ကြည့်နေတော့မှပဲရှီယွန်ရဲ့ခန္ဓာကိုယ်ထဲကနေအပင်တွေကရုတ်တရက်ပေါက်လာပြီးဒီချက်ကြောင့်ပဲအားလုံးကလည်းရှီယွန်ကိုစိုးရိမ်သွားကြပေမဲ့ချက်ချင်းဆိုသလိုအဲ့ဒီပန်းမင်တွေကိုရှီယွန်ကဖျက်ဆီးပစ်ခဲ့ပါတယ်။ခက်ခဲမေဆိုတာကြိုးတွက်ထားပြီးသားဖြစ်တာကြောင့်မို့လို့ဒီလောက်တန်ရာလောက်ကတော့ရှီယွန်ကအေးဆေးခန္ဓာရည်ရှိလို့နေခဲ့ပြီးတော့တန်စားကိုတက်ခဲ့တဲ့မိစ္ဆာကောင်နဲ့မတွေ့ရမချင်းလုံးဝအရှုံးပေးမှာမဟုတ်ဘူးလို့ရှီယွန်ကပြောလာကအသားထဲမှာမြစ်တွယ်နေတဲ့အပင်တွေကိုတောင်လက်နဲ့နှုတ်ယူပစ်ခဲ့ပါတယ်။လက်စားချေချေနဲ့စိတ်ကြောင့်ပဲရှီယွန်ကနာကျင်မှုတန်ကိုမခံစားရဘူးဆိုပေမဲ့ဘေးကနေကြည့်နေတဲ့စာကီတီတို့အတွက်တော့အဆင်မပြေဖြစ်နေကဒီတိုင်းဆက်လုံးနေရင်တွေးထွက်လွန်ပြီးတေးသွားနိုင်တယ်ဆိုတာနူဒူကာရီတို့ကသိနေတာကြောင့်မို့လို့ဝင်ကူပေးဖို့အတွက်လည်းလုပ်ခဲ့လိုက်ပါတယ်။ယူဇူရီယာကတော့စန်တာကိုစောင့်ကြည့်ပေးချင်တာကြောင့်မို့လို့တိုက်ခိုက်တာကိုဝင်မပါပဲဘေးထွက်နေဖို့အတွက်ဆုံးဖြတ်ထားပြီးခြေကုံလက်ပန်းကျနေတဲ့သူတို့နှစ်ယောက်ကိုလည်းနူဒူကာရီကဖက်ပြီးတော့အပြန်ဖြစ်ပေးလာပါတယ်။တယောက်နဲ့တယောက်အသားချင်းထိတာကခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းရည်တွေတိုးလာတယ်လို့ရှီယွန်ကပြောမှုတာကြောင့်နူဒူကာရီကအခုလိုလုံနေတာဖြစ်ပြီးအဖက်ခံလိုက်ရတဲ့စာကီတီကိုယ်တိုင်ကလည်းအတွင်းအားတွေပြန်ပြေးလာသလိုမျိုးခံစားနေရကအချိန်တိတ်ဆွဲမနေတော့ပဲရှီယွန်ကိုလည်းတွားကူခဲ့ကြပါတယ်။ဒီကောင်တွေရဲ့အားနည်းချက်ကချက်အောက်ပိုင်းမှာရှိတယ်ဆိုတဲ့အကြောင်းစာကီတီကလည်းပြောပြပေးခဲ့လိုက်ပြီးတော့အဲ့ဒီနေရာကိုထီထီမိမိတိုက်ခိုက်နိုင်မယ်ဆိုရင်အသေးပါတက်ပြေးလို့ရတယ်လို့ထပ်ပြောခဲ့လိုက်ကသူမရဲ့စကားကြောင့်မို့လို့ရှီယွန်ကလည်းနည်းနည်းတော့ကြောင်သွားပါတယ်။ဘာလို့ဆိုမိစ္ဆာကောင်ရဲ့ခန္ဓာကိုယ်ကနှစ်ခုရှိနေလို့ဖြစ်ပြီးဘယ်ဟာကသူ့ရဲ့တကယ်အားနည်းချက်လဲဆိုတာရွေးချယ်ရခက်နေတာကြောင့်လူခွဲပြီးတော့ပဲနှစ်ကောင်စလုံးကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စာကီတီနဲ့နူဒူကာရီတို့ကတစ်ဖက်ရှီယွန်ကတစ်ဖက်ဆိုပြီးတော့တာဝန်တွေခွဲလိုက်ကြပြီးမူတန်ရဲ့တိုက်ခိုက်မှုတွေကိုတိတ်ဆောင်ရင်ပန်းမွေးပေါ်မှာရှိနေတဲ့ခန္ဓာကိုယ်ကြီးနှစ်ခုစီကိုလည်းရသလောက်ကြိုးစားပြီးတော့ချင်းကပ်ခဲ့ကြပါတယ်။ရှီယွန်တယောက်ထဲတောင်ထိန်းရခတ်နေတာစာကီတီတို့ပါရောက်လာတာကြောင့်မို့လို့မူတန်ကလည်းအချိန်နဲ့သိမ့်မဟန်တော့ဘူးဆိုတာနားလည်သွားပြီးတော့လုံးဝကိုကြမ်းပါတယ်ဆိုတဲ့အစွမ်းတစ်ခုကိုထုတ်သုံးခဲ့လိုက်ရင်အနားကိုဘယ်သူမှကတ်လာလို့မရအောင်လုပ်ပစ်ခဲ့ပါတယ်။မိစ္ဆာကောင်ကြီးစီကနေထွက်လာတဲ့အလင်းနှန်းတွေကြောင့်မို့လို့စာကီတီတို့လည်းမတက်တာတော့ပဲအနောက်ကိုအမြန်ပြန်ဆုတ်လိုက်ရပြီးတန်စားတွေလက်စားချိပေးမယ်လို့တစ္ဆာဆိုထားတဲ့ရှီယွန်ကတော့အဲ့ဒီရောင်ကြီးတန်းတွေကိုပါခုခံရင်အပေါ်ဆုံးထိကိုရအောင်တက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မိစ္ဆာကောင်ကြီးရဲ့ခေါင်းပေါ်ကိုလည်းရှီယွန်ကကွက်တိရောက်သွားခဲ့ပြီးစာကီတီပြောသလိုမျိုးခန္ဓာကိုယ်နှစ်ခုစလုံးရဲ့ချက်အောက်ပိုင်းကိုပိုင်းဖြတ်ဖို့လုပ်ခဲ့ပေမဲ့ထူးဆန်းစွာနဲ့ပဲအဲ့ဒီနေရာမှာဘာမှရှိမနေဘူးလို့ခံစားလိုက်ရပါတယ်။တကယ်ပဲအားနည်းချက်ကဒီမှာရှိတာဟုတ်ရဲ့လားလို့ရှီယွန်တယောက်တွေးဝေနေပြီးတော့ခုတ်ရမလားမခုတ်ရဘူးလားဆိုတာဝေခွဲရခတ်နေတဲ့ချိန်မေလန်းနေတဲ့စန်တာကရုတ်တရက်ပြန်ထလာပြီးမိစ္ဆာကောင်ရဲ့တကယ်အားနည်းချက်ကအလဲတက်တက်မှရှိတယ်လို့အော်ပြောလာပါတယ်။
ပန်းမွေးနေရဲ့အဓိကအားနည်းချက်ကများသောအားဖြင့်ဝင်းမုံလေးတွေကိုစုပ်ယူတဲ့နေရာမှာရှိနေတာဖြစ်ပြီးအဲ့ဒါကြောင့်မို့လို့မူတန်ရဲ့အားနည်းချက်ကလည်းချက်အောက်ပိုင်းမဟုတ်ပဲခန္ဓာကိုယ်နှစ်ခုကြားထဲမှာရှိတဲ့ဝင်းမုံအိတ်သာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်မိစ္ဆာကောင်ရဲ့တိုက်ခိုက်မှုကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပြီးဖြစ်တာကြောင့်မို့လို့ရှီယွန်ကလည်းစန်တာရဲ့ပြောစကားကိုအတီးယူခဲ့လိုက်ပြီးတော့ရွယ်ထားတဲ့ဓာတ်နဲ့ပဲဝင်းမုံအိတ်ကိုခုတ်ပိုင်းပစ်ခဲ့လိုက်ကအားနည်းချက်ဖြစ်ပါစေလို့စိတ်ထဲမှာတော့ဆူတောင်းမိနေခဲ့ပါတယ်စန်တာပြောသလိုပဲမိစ္ဆာကောင်ရဲ့တကယ်အားနည်းချက်ကအလေတက်တက်ဖြစ်နေခဲ့ပြီးရှီယွန်ရဲ့ဓာတ်စားကိုမိသွားတဲ့မူတန်ကိုယ်တိုင်ကလည်းဝင်းမုံတွေအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားပြီးတော့အဲ့ဒီနေရာမှာပဲအပြီးတိုင်ပြောက်ကွယ်သွားပါတယ်မိစ္ဆာကောင်ရဲ့ပန်းဝင်းမုံတွေကြောင့်မို့လို့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းပန်းငင်းကြီးလိုမျိုးဖြစ်သွားပြီးကြိုးစားပန်းစားနဲ့အနိုင်တိုက်ခိုက်ခဲ့ကြတဲ့ရှီယွန်တို့တွေလည်းတိုက်ပွဲပြီးချိန်မှာပဲရင်ထဲကအလုံးကြီးကကျသွားပါတယ်ဒါပေမဲ့စာဂီတီတို့မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုကလည်းထပ်ပေါ်လာပြီးဆောနာကအစိမ့်မိထားတဲ့စန်နာရဲ့ကိုပူချိန်ကတဖြည်းဖြည်းကျလာကအသက်ရှူတန်တွေကလည်းကြော်နေလာတာကြောင့်မို့လို့ထူးဆန်းတဲ့ဆေးနဲ့ကုသပေးဖို့အတွက်လည်းယူဇူရီယာကိုအကူအညီတောင်းခဲ့ပါတယ်ဖြစ်ချင်တော့ယူဇူရီယာစီမှာဆေးရည်ကတပူပဲကြံတော့တာဖြစ်ပြီးစန်နာလိုပဲတစ်ဖက်ကရှီယုံကလည်းတွေးထွက်လွန်ပြီးတော့တေးတော်မလို့ဖြစ်နေကနှစ်ယောက်ထဲကတယောက်ကိုသာကယ်တင်ရမယ့်အခြေအနေမျိုးနဲ့လည်းကြုံလာခဲ့ပါတယ်ယူဇူရီယာကတော့စန်တာထက်တိုက်ခိုက်မှုပိုင်းမှာပိုအားတာတဲ့ရှီယုံကိုပဲကယ်တင်ပေးခြင်းနေပြီးဘသူ့ကိုမှမဆုံးရှုံးခြင်းတဲ့စာဂီတီကလည်းဆေးရည်ကိုတယောက်တစ်ဝက်စီမျှတိုက်လိုက်မယ်ဆိုရင်ရောမရဘူးလားဆိုပြီးတော့မေးကြည့်ခဲ့ပါတယ်အဲ့ဒီလိုခွဲတိုက်လိုက်တာကအာနီတင်ကိုပြက်ပြက်သွားနိုင်ပြီးအခက်မသိရင်နှစ်ယောက်စလုံးကိုပါဆုံးရှုံးရနိုင်ခြေရှိတယ်လို့ယူဇူရီယာကရှင်းပြလာပြီးတော့စိတ်ခံစားချက်အရာဘသူကမှမဆုံးရှုံးခြင်းမို့ဆိုတာသိပေမဲ့လက်ရှိမှန်တရားကိုပဲမြင်အောင်ကြည့်တဲ့နယ်လို့စာဂီတီကိုပြောပြခဲ့ပါတယ်အသက်ရှူနှုံတဖြည်းဖြည်းကျလာနေတဲ့စန်တာရဲ့အနားကိုလည်းယူဇူရီယာကကတ်သွားခဲ့လိုက်ပြီးတော့သူ့ကိုမကယ်တင်ပေးမိတဲ့အတွက်တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းနောက်ဘွားကြရင်တော့ကိုဝါသနာပါတဲ့အရာတွေကိုလွတ်လပ်စွာလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်ပြန်လည်မွေးဖွားလာသေးလို့ပဲဆူတောင်းပေးခဲ့လိုက်ပါတယ်စန်တာကိုတိုင်ကလည်းပျော်စရာကောင်းတဲ့အရာတွေကိုပဲခေါင်းထဲမှာတွေးရင်သူ့ရဲ့နောက်ဆုံးထွက်သက်ခြင်းကိုကုံဆုံးသွားခဲ့ပြီးတော့စာဂီတီတို့တွေလည်းစန်တာရဲ့အလောင်းကိုအဲ့ဒီနေရာမှာပဲရှင်းနာနာနဲ့မြုပ်ပေးခဲ့လိုက်ကြပါတယ်ရှီယွန်ရဲ့တန်ရာတွေကိုတော့ယူဇူရီယာကပျောက်ကင်းအောင်ကုသပေးလိုက်နိုင်ခဲ့ပြီးပြဿနာတွေကဒီနေရာမှာတင်ပြီးမသွားဘူးဆိုတာအားလုံးကသိနေကြတာကြောင့်မို့လို့နောက်လာမယ့်အရာတွေအတွက်လည်းကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်မေလဲသွားတဲ့ဂါဘီမာဒူရဲ့ဘက်မှလည်းဂူတကူထဲမှာပြန်နိုးထလာခဲ့ပြီးထူးထူးဆန်းဆန်းပဲသူမဟုတ်တယ်လို့မျိုးပြုမှုနေကအရှိကတာမီယာတို့ကိုလည်းမမြင်ဘူးတဲ့ပုံစံနဲ့စိုက်ကြည့်လာပါတယ်ပထမဆင့်ကိုကြော်ဖြားလာနိုင်ခဲ့တဲ့စာဂီတီတို့ကလည်းဘုံကြောင်ထဲမှာရှိနေတဲ့နန်းဆောင်တွေကိုထပ်ဝင်လာလိုက်ကြပြီးတော့ဘယ်သူမှရှိမနေတာကြောင့်ဒီညတော့ဒီမှာပဲအနားယူဖို့အတွက်သာရှီယွန်ကစီစဉ်ခဲ့လိုက်ပါတယ်ချေရသူတွေကိုဆုံးရှုံးထားတဲ့စာဂီတီကနောက်ထပ်မိစ္ဆာကောင်တွေနဲ့ဇက်တိုက်တိုက်ခိုက်ခြင်းနေခဲ့ပြီးစိတ်လုံးနေတဲ့သူမရဲ့ပုံစံကိုလည်းရှီယွန်ကတတိထားမိနေကအနားယူလို့ရတော့မှတေချာအနားယူထားတဲ့နယ်လို့ရှင်းပြခဲ့ပါတယ်တိုက်ပွဲမှာတုန်းကကြုံတွေ့ခဲ့ရတဲ့မိစ္ဆာကောင်ရဲ့အချက်လက်တချို့ကိုလည်းအားလုံးနဲ့အတူတူအပြန်အလှန်ပြောပြနေကြပြီးတော့မသေးသေးတကယ်ရှိမရှိဆိုတဲ့အကြောင်းကိုပါထည့်ရောက်လာပါတယ်အခုချိန်ထိရထားတဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင်မသေးသေးဆိုတာလုံးဝမရှိဘူးဆိုတာအတည်ပြုနိုင်ပေမဲ့ဂါဘီမာတို့ရဲ့ပြောစကားတွေကိုယုံကြည်နေတဲ့စာဂီတီကတော့အီဝါဂါဂူရဲရွာကမသေးနိုင်တဲ့အကြီးအကဲတယောက်အကြောင်းကိုလည်းရှီယွန်ကိုပြောပြခဲ့ပါတယ်စာဂီတီရဲ့ပြောစကားတွေကြောင့်တစ်ဖက်ကယူဇူရီယာကလည်းဂျားဖြတ်စကားဝင်ပြောလာပြီးသူတို့ရှင်နိုဘီလောကမှာလူတယောက်ကိုထင်အောင်ထင်မှားဖြစ်အောင်အလွယ်တကူလုံးလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ဂါဘီမာတို့ပြောနေတာကလည်းသူစိတ်ထင်တာတွေပဲဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းရှင်းပြလာပါတယ်ဒီကျုံးကိုရောက်လာကြတဲ့ကဂါဘီမာတို့ရဲ့စကားဆိုရင်အများတန်းယုံကြည်တဲ့စာဂီတီကိုလည်းယူဇူရီယာကမေးခွန်းတချို့မေးလာပြီးအီဝါဂါဂူရဲရွာကမသိနိုင်တဲ့အထက်လူကြီးကိုကိုယ်တိုင်မြင်ဘူးလားဆိုတာနဲ့ဂါဘီမာတို့ရဲ့ဇနီးတဲ့ဆိုတာကိုလည်းအပြစ်မှာတွေ့ဘူးလားဆိုပြီးတော့မေးကြည့်ခဲ့ပါတယ်ယူဇူရီယာရဲ့မေးခွန်းတွေကြောင့်မို့လို့စာဂီတီလည်းဘာမှပြမဖြေနိုင်မဲ့ပါဇက်အောင်တာဖြစ်သွားပြီးအခုချိန်ထိပြောလာခဲ့တဲ့စကားတွေအားလုံးကဂါဘီမာတို့ရဲ့အတူရောင်ပုံရိပ်တွေလည်းဖြစ်နေနိုင်တယ်လို့သူမရဲ့ထင်မြင်ချက်ကိုယူဇူရီယာကပြောပြလာပါတယ်တကယ်တော့ရှီနိုဘီတယောက်ဆိုတာကငယ်စဉ်ကလေးဘကလေးကအထက်လူကြီးတွေခိုင်းတဲ့အတိုင်းလိုက်လုပ်ကြရတာဖြစ်ပြီးကြောက်စိတ်တစ်မျိုးတည်းနဲ့တင်သူတို့ကိုထိန်းချောင်းလို့မရဘူးဆိုတာအထက်လူကြီးတွေကသိတာကြောင့်တန်ရောစစ်ဆိုတဲ့အားနည်းချက်ကိုရိုက်ပင်ပေးတတ်ကြပါတယ်ကိုချေရတဲ့မိသားစုဒါမှမဟုတ်ဇနီးတဲ့တယောက်ရှိနေတယ်လို့အုံနောက်ကိုထင်အောင်ထင်မှားဖြစ်အောင်လုပ်ပေးတတ်ကြပြီးဂါဘီမာတို့လည်းအဲ့ဒီထက်ကတယောက်ဖြစ်နိုင်တယ်လို့ယူဇူရီယာကပြောပြလာကသူမရဲ့စကားကြောင့်မို့လို့စာဂီတီကလည်းအရန်လာသွားပါတယ်ဂါဘီမာတို့မှာတကယ်ပဲဇနီးတဲ့မရှိဘူးလားဆိုတဲ့မေးခွန်းကိုလည်းစာဂီတီကတန်တရားဝင်လာပြီးတော့မသေးသေးလိုမျိုးတကယ်မရှိတဲ့အရာကိုတကယ်ရှိတယ်လို့ထင်ပြီးလိုက်ရှာနေတာကလည်းအထက်လူကြီးတွေရဲ့လှည့်စားမှုပဲလားလို့ထပ်ပြီးတော့တွေးကြည့်မိနေပါတယ်မေလဲရကနေပြန်နိုးထားလာတဲ့ဂါဘီမာတို့ရဲ့ဘက်မှာတော့ဆောနာကတာမီယာတို့နဲ့တူတူတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲကြောင်းကိုပါမေးလို့နေပြီးသူ့ရဲ့နာမည်ဂါဘီမာတို့ကလွဲလို့ကြံတာဘာမှမမှတ်မိပဲဖြစ်နေကပြောင်းလဲသွားတဲ့ဂါဘီမာတို့ရဲ့အတွင်းအားတွေကိုလည်းကလေးမလေးမေဟီကမြင်နေရပါတယ်ကျုံးမော့ကိုရောက်တာ3ရက်ပဲရှိသေးတယ်ဆိုပေမဲ့အဖြစ်ပြက်တွေအများကြီးဖြစ်ပြီးသွားတာကြောင့်မို့လို့စာဂီတီကလည်းမယုံနိုင်ဖြစ်နေပြီးတော့တကယ်မရှိတဲ့မသေးသေးကိုလိုက်ချခိုင်းနေတဲ့အထက်လူကြီးတွေရဲ့အချမ်းစီကဘာများဖြစ်မလဲဆိုပြီးရှီယွန်ကိုမေးကြည့်နေပါတယ်မေလဲရကနေတတိပြန်ရလာပြီးနောက်အခြားလူတယောက်လိုမျိုးဖြစ်သွားတဲ့ဂါဘီမာတို့ကလည်းဒီတော့တွင်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာတယောက်တည်းစဉ်းစားကြည့်နေပြီးရှူကန်လို့ခေါ်တဲ့အာဆာအဲမွန်ကလန်ကအဖွဲ့သားတယောက်ကိုလည်းအထက်လူကြီးတွေကကျုံးမော့ကိုထပ်မံဆေးလို့ဖို့လုပ်နေကြရင်းနဲ့ပဲစီဇန်1ရဲ့ဇာတ်သိမ်းပိုင်းကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်